္ဂလာပါရှင်ဒီနေ့အတွက်တနေ့တာပင်ပန်းနွဲနယ်မှုတွေပြပြောက်သွားစေဖို့ခေယာအချစ်ဟာသာဇလန်းလေးတစ်ပုဒ်ကိုတည်ဆောင်လာခဲ့ပါပြီကဲအခုအစပြီးပရိသတ်တွေရဲ့မောပန်းမှုတွေခဏဖယ်ချခေနဲ့အတူအချစ်ဟာသာဇလန်းလေးကိုလိုက်ပါစီမျောခန်းစားနားဆင်လိုက်ကြရအောင်ပါရှင်ဟုတ်ကဲ့ပါတည်ဆောင်လာခဲ့တဲ့ဇလန်းလေးကတော့စာရေးသူနတ်ရွာမို့ရေးသားထားတဲ့ဘဲဥဆိုတဲ့ဇလန်းလေးပဲဖြစ်ပါတယ်ရှင်ဇလန်းလေးနားမစင်ခင်တော့ပရိသတ်ကြီးအနေနဲ့ခေရဲ့ channel လေးကို subscribe လေးနဲ့နှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေရှင်ဟုတ်ကဲ့ပါဒါဆိုရင်တော့ဇလန်းလေးကိုစီးမျောနားဆင်ပေးပါအောင်ရှင်ဘဲဥကျွန်တော်နဲ့ခင်မင်းနဲ့လူတော်များများကနည်းနည်းရွတ်တက်တဲ့လူထင်ရလောက်တက်တဲ့လူတယောက်လို့သတ်မှတ်ကြပါတယ်သူတို့ထင်တာလည်းမမားပါဘူးကျွန်တော်ရဲ့ခံစားမှုနဲ့ကြတော့လေကျွန်တော်ဟာကျွန်တော်မှန်နေတာပဲရိုးရိုးတန်တန်ကိုယ်စိတ်ကိုယ်နဲ့ကိုလောက်တာပါအများတကာနဲ့စမ်းကြင်ပြီးလုပ်ဖို့စိတ်ကူးတစ်ခါမှမရှိခဲ့ဘူးအဲလိုကိုယ်စိတ်ကိုယ်နဲ့ကိုစားလို့ရင်ပထမဦးဆုံးပြဿနာစဖြစ်ရတဲ့အကြောင်းလေးကိုအခုထိမှတ်မိနေပါသေးတယ်ကျွန်တော်လေးတန်းတုန်းကအဖြစ်ပြက်ကလေးပါပဲလေးတန်းတုန်းကအခုခေတ်လိုဘောပင်ဖောင်တိန်သုံးခွင့်မရှိဘူးတငယ်တန်းတုန်းကကြောက်တင်ပုံနဲ့ကြောက်တန်ကိုကိုင်းရတယ်ကြောက်တန်နဲ့ကြောက်တင်ပုံပေါ်မှာဝါလုံးလို့ကာကြီးရေးရေးနေရတဲ့အရာသားမျိုးဒီနေ့ခေတ်ចောင်းသားတွေခံစားပေးနိုင်လိမ့်မယ်မဟုတ်ဘူးကျွန်တော်ကတော့တော်တော်ကိုပြောတာပဲចောင်းတက်ရောက်တော့မယ်ဆိုပြီးအဖေကတင်ငန်းကျွန်းစေးမှာကြောက်တင်ပုံနဲ့ကြောက်တန်လိုက်ဝယ်ပေးတဲ့နေရာဆိုကြောက်တန်ကိုလက်မဆုံးကြောက်တင်ပုံကိုဂျိုင်းကြမှာညက်မြောက်ကြွနဲ့မာနာတက်ပြီးပြန်လာခဲ့ရတဲ့စိတ်ခံစားမှုကဘွဲယူတုံးကတက်ပိုတယ်ဆိုတာကျွန်တော်တတန်းကြီးလောင်းရပါတယ်ဗျာဝါလောင်းလေးတွေရေးပြီးဆီယာမကိုပထမဦးဆုံးတွားပြတော့ဆီယာမကမြေဖြူခဲလေးနဲ့ကြောက်တိမ်မုံအပြည့်အမတ်ကြီးကြီးပေးလိုက်တာအခုရထားတဲ့ဘလူးပိုင်ဆိုင်မှုမျိုးနဲ့မှမလဲနိုင်ဘူးကိုလူရိအိမ်ရောက်တော့အဖေကိုပြအမေကိုပြရအိမ်ကိုလာတဲ့သူကိုပြရနဲ့ဖက်ဖက်ကိုမောတော့တာပဲအခုရခဲ့တဲ့အောင်မြင်မှုတွေဟာအရင်တုန်းကရခဲ့တဲ့အောင်မြင်မှုလေးတစ်ခုလောက်မပျော်ရွှင်ခဲ့တာအမှန်ပါပဲညအိတ်တော့ဆီယာမအမိုင်ကလေးနှစ်ဖက်ချစ်ပေးထားတဲ့ကြောက်တိမ်မုံကိုထားကြည့်နေမိတယ်မနဲ့မိုးလင်းကျောင်းကိုရောက်တော့ကျွန်တော်ရဲ့ဆရာမကြောက်တင်ပုံပေါ်မှာရှိတဲ့ဝါလုံးတွေကိုအမတ်ကိုဖျက်ပစ်ပြီးနောက်ထပ်ပြီးရေးရမယ်လို့ပြောတော့ပထမဆုံးအမှန်လေးကိုမဖျက်ချင်တဲ့ကျွန်တော်ဝမ်းနဲ့တကြီးငိုခဲ့ရပါတယ်။ကြောက်တင်ပုံကလေးကိုအတင်းပိုက်ထားတဲ့ကျွန်တော်ကိုဆရာမကမေးတယ်။ဘာဖြစ်လို့ငိုတာလဲတာဆရာမကိုပြောကျွန်တော်ဝမ်းနဲ့တကြီးရှိုက်နေရလို့ဆရာမကိုဘာမှပြန်မဖြေနိုင်ခဲ့ပါဘူး။တာဘာဖြစ်လို့ငိုတယ်ဆိုတာဆရာမကိုပြောလေဒါမှဆရာမကသိမှာပေါ့။တားရဲ့ကြောက်တင်ပုံကအမှန်လေးကိုမဖျက်ချင်ဘူးဆရာမ။အော်တားရင်အခုကြောက်တင်ပုံပေါ်မှာရှိတာကိုဖြတ်ပြီးထက်ရင်ဆရာမအမှန်ကြီးကြီးထက်ချစ်ပေးမှာပေါ့စကားဆုံးတော့ဆရာမကျွန်တော်ကိုချီပြီးထိုင်ကုန်မှာချပေးတယ်တဒန်းလုံးကလည်းကျွန်တော်ကိုဝိုင်းကြည့်နေကြတယ်အဲ့ဒီနေ့လေးကိုမှတ်မိနေပါတယ်ကျွန်တော်စိတ်ထဲမှာဘသူအားဖြတ်ခိုင်းခိုင်းဒီကြောက်တင်ပုံပေါ်အမှတ်ကိုမဖြတ်ဘူးလို့ကိုဆုံးဖြတ်ထားတယ်ရွှဲတယ်ဆိုတာအဲ့ဒီကစတာပဲလို့ကျွန်တော်ထင်နေဗျာအဲ့ဒီနေ့ကဆီယာမတိန်သမျှဘာစားမှလည်းထမရီဆီယာမကိုလည်းမကြည့်ပဲခေါင်းငုံပြီးဆီယာမအမှန်ချစ်ပေးထားတဲ့ကြောက်တယ်မုံကိုပဲငေးကြည့်နေခဲ့တယ်ဆီယာမကရေးလီသားရဲ့အချိန်ချင်းတိုက်တွန်းတော်လဲကျွန်တော်ခေါင်းကိုပဲခါချခဲ့ပါတယ်တားတော်တော်စွတ်တရုံနိုင်တဲ့ကောင်ပဲနောက်တနေ့မှာကြောက်တယ်မုံနှစ်ချက်ကင်ပြီးအတန်းနဲ့ဝင်လာတဲ့ចောင်းသားကျွန်တော်တယောက်ပဲရှိတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုဆီယာမပေးထားတဲ့အမှန်ကိုမဖြတ်ချင်တာနဲ့နောက်တနေ့ဆီယာမရေးခိုင်းပြီးရမယ့်အမှန်ကိုလိုချင်တာကြောင့်ကြောက်တယ်မောင်အစ်တစ်ချက်ကျွန်တော်အဖေကနောက်တနေ့မှအထက်ဝယ်ပေးရတဲ့အတွက်ပါပဲကြောက်တယ်မောင်နှစ်ချက်ကင်လာတဲ့ကျွန်တော်ကိုဆီယာမပြုံးပြီးကြည့်ပါတယ်ဘာမှမပြောပဲကျွန်တော်ကိုဝါလုံးနဲ့ကာကြီးရေးခိုင်းပါတယ်ပြီးတော့ပထမကြောက်တယ်မောင်မှထက်ကြည့်တဲ့အမှတ်ကြီးကြီးချစ်ပေးလိုက်တယ်အဲ့ဒီနေ့ကအရန်ကိုပြောတာပါပဲကျွန်တော်ဘဝမှာဘလောက်အမှတ်ရအဲ့ဒီနေ့ကလောက်ဝမ်းသာရတဲ့နေ့မရှိပါဘူးဒုတိယကြိမ်မှတ်မိတဲ့အဖြစ်အပျက်ကလေးတစ်ခုရှိပါတယ်ကျွန်တော်တို့ကြောက်တန်တွေးကြတဲ့အဖြစ်လေးပါကျောင်းမတက်ခင်ကျောင်းရှိအုပ်ခုံမှာကျောင်းသားတော်တော်များများကြောက်တန်တွေးတာကျွန်တော်တွေ့တယ်ကျွန်တော်ကလည်းကလေးဆိုတော့သူတို့ပျော်ပါပါကြောက်တန်တွေးနေတာကိုကြည့်ပြီးကျွန်တော်လည်းဝင်တွေးပါတယ်သူတို့ကတွေးပြီးသွားတဲ့ကြောက်တန်ကလေးတွေကိုလက်ပြားနဲ့ဖေးကြည့်ပြီးချော်သွားပြီကွာမချော်သေးဘူးကွာလို့အော်နေကြတယ်ကျွန်တော်ကတော့ကြောက်တန်ထိတ်ကလေးကိုသူတို့လိုချော်အောင်မတွေးပါဘူးထိတ်ပညာနှစ်ဖက်ကိုခက်ပြားပြားလေးပဲတွေးပါတယ်ပြီးတော့ကျွန်တော်ဝါလုံးရေးရင်ကျွန်တော်ရဲ့ဝါလုံးမှာရှိတ်ကလေးတွေပါနေတယ်။ဆီယာမကျွန်တော်ရဲ့ကြောက်တယ်မောကိုကြည့်ပြီးမင်းကဘယ်ဆိုးလို့တော့ကွာလို့ပြောပြီးအမတ်ခက်ကြီးကြီးချစ်ပေးလိုက်တယ်။ကျွန်တော်အဲ့ဒီနေ့ကအရန်ပြောတယ်။ဒီစိတ်ဆွဲသွားလို့လာတာမသိဘူး။တဒန်းရောက်လို့ခဲတံကန်ရတော့လေခဲတံကိုထိထုံအောင်မချော်မဲဘေးနှစ်ဖက်ပြပြကလေးပဲချွန်တတ်ပါတယ်။ဒီတော့ကျွန်တော်ရဲ့တငယ်ချင်းတွေကကျွန်တော်ကိုတော်တော်ရွတ်တဲ့သူ၊ကြွားကြတဲ့သူလို့ပြောကြတယ်။ဆရာမတွေကလည်းခဲတံကိုရိုးရိုးပဲချွန်ဖို့ပြောကြတယ်။ကျွန်တော်ကတော့ကျွန်တော်ရဲ့စိတ်ထဲမှာရှိတဲ့အတိုင်းပဲချွန်တယ်။ကျွန်တော်ချွန်တဲ့အတိုင်းလိုက်ချွန်တဲ့တငယ်ချင်း၄-၅ ယောက်လေးရှိခဲ့မှုပါတယ်။ကျွန်တော်တို့ခေတ်တုန်းကဒီခေတ်ចောင်းသားတွေလို့သူငယ်တန်းကလေးကဘောပင်နဲ့စားတွေ့ရတာမဟုတ်ဘူး။ပထမဦးဆုံးကြောက်တန်
ဒုတိယအခဲတန်းငါးတိုင်းကိုရောက်မှဖောင်တိန်ကိုကန်ရတယ်ကန်ရတဲ့ဖောင်တိန်ကလည်းပိုက်လော့ဖောင်တိန်ပြပိုက်လော့ဖောင်တိန်ဆိုတာမေဆုပ်စရာပိုက်မပါပဲဖောင်တိန်မှာအဲ့ဒီဖောင်တိန်ကိုလည်းကျွန်တော်ကအတက်ရေးရင်မင်းလောင်းချင်းလို့ပြောင်းပြန်ပဲရေးပါတယ်ပြောင်းပြန်ရေးတယ်ဆိုတာနှိတ်ကိုပက်လက်လန်ပြီးရေးတာကိုပြောတာပါနှိတ်ပြောင်းပြန်ရေးတယ်ဆိုတော့အဲ့ဒီဖြစ်တွေအားလုံးဟာကျွန်တော်ထွင်ပြီးတော့လုပ်ခဲ့တာတခုမှမရှိဘူးကျွန်တော်ရဲ့ပင်ကိုစိတ်အရာပဲလုပ်ခဲ့တာပါဒါပေမဲ့9တန်း10တန်းရောက်တော့တငယ်ချင်းတွေကကျွန်တော်လုပ်ပုံတွေကိုထူးဆန်းတယ်လို့ပြောတဲ့သူတွေရှိသလိုထွင်တယ်လို့ကဲ့ရဲ့တဲ့သူတွေလည်းရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ချီးမွမ်းလို့ဘဝမမြင့်တယ်လို့ကဲ့ရဲ့လို့လည်းရှက်စိတ်မဖြစ်ပါဘူးကိုလုံးချင်တာလုံးနေရရင်ပြီးတာပါပဲကိုယ်စိတ်တည်းရှိတဲ့အတိုင်းနေလိုက်ရတဲ့ရတာကိုအယမ်းမြန်လို့ပါတယ်10တန်းအောင်တော့လေကျွန်တော်ရတဲ့အမက်ကဘူမိဗေဒအမေဂျာဝင်ပေမဲ့ကြောက်တုံးတွေကြောက်လွှာတွေကြောင့်ကိုတင်ရမှာပြင်းတယ်ဆိုတဲ့ခံစားမှုနဲ့တစ်ပင်တွေပန်းပွင့်တဲ့အကြောင်းကိုတင်တဲ့ရုပ်ခဗေဒဘာသာရပ်ကိုပဲယူခဲ့တယ်။ကြောက်တုံးတွေအကြောင်းကိုထိုင်နားထောင်ရတာထက်ဆိုင်ပန်းပွင့်တဲ့အကြောင်းကိုနားထောင်ရတာပိုကောင်းတယ်ထင်လို့ပါ။ကိုရှိနေတဲ့နေရာမှာကိုချစ်သူရှိတယ်ဆိုတဲ့စပိန်စကားပုံကအမှန်တလားမသိဘူးဗျာ။ကျွန်တော်ချစ်သူကိုကျွန်တော်တက်ရတဲ့တက္ကသိုလ်မှာပဲတွေ့ခဲ့ပါတယ်။အဲ့ဒီနေ့ကကျွန်တော်ကန်တင်းမှာထမင်းစားတယ်။ကျွန်တော်စားတာထမင်းနဲ့ဘဲဥတော့ပါဘဲဥတော့ဆိုတော့ကိုဆရာတွေမျက်စိလဲသွားမှာဆိုလို့ရှင်းပြရအောင်မေးကျွန်တော်တက်ရတဲ့တကုံတက္ကသိုလ်ကအန်တီကရဲ့ထမင်းဆိုင်မှာရောက်နေဘဲဥချင်းရင်ဟင်းနဲ့ဘဲဥတလုံးကိုလေးစိတ်စိတ်ပြီးတခွားသီးနည်းနည်းနဲ့အချင်းကြီးစမ်းပြီးတုတ်တဲ့အတုပ်ပါဈေးလဲတက်တာတယ်ကျွန်တော်ကလည်းကြိုက်တယ်တခါတလေဘဲဥတုပ်မရှိရင်ဘေးကဦးထွန်းဝင်းတို့လက်ဖေးဆိုင်ကစမှုစားတုံးနဲ့စားတတ်ပါတယ်ကျွန်တော်တယောက်တည်းပဲစားစားမိန်းကလေးတငယ်ချင်းဖော်ပဲပါကျွန်တော်ကတော့ထုံးစံအတိုင်းပဲကျွန်တော်ရဲ့တငယ်ချင်းတယောက်ကတော့ကျွန်တော်ကိုပြောဘူးတယ်ဟဲ့ကောင်ဝင်းမို့မင်းသားတွေနဲ့မစားပါနဲ့ကွာကောင်မလေးတွေပါလာရင်တိတ်ခါကြတယ်ကွာငါကြိုက်လို့ငါစားတာပဲကွာဘာဖြစ်လို့တိတ်ခါကြရမှာလဲကောင်မလေးတွေရှိမှဆိုတော့မင်းမဲစဉ်းစားကြည့်လေအေးလီငါစဉ်းစားပြီးလို့ပြောတာပဲကိုကြိုက်တဲ့အစားအစာမှာတိတ်ခါဆိုတာမရှိဘူးလို့ငါယုံတယ်စကားဆုံးတော့တငယ်ချင်းကဆူဆူဝါးဝါးကြည့်ပြီးကန်ထဲနဲ့ထားထွက်သွားတယ်ကျွန်တော်လည်းအေးအေးဆေးဆေးပဲထမင်းဆက်စားနေလိုက်တယ်အဲ့ဒီနေ့ကဘဲဟုတုတ်ကအရင်နေ့တွေကထက်တောင်ပိုကောင်းနေတယ်လို့ထင်တာပဲနောက်တစ်နေ့မှာထုံးစံအတိုင်းကျွန်တော်ဘဲဟုတုတ်နဲ့ထမင်းစားပါတယ်စားနေတော့မနက်ခင်းအတန်းလောက်တော့ထမင်းစားနေကြတဲ့ចောင်းသားတွေကန်တင်းစီကိုဝင်လာလိုက်ကြတာဒုတိယကမ္ဘာစစ်တုန်းကဂျာမန်တွေသိမ်းထားတဲ့နော်မန်ဒီကမ်းခြေကိုမဟာမိတ်တပ်သားတွေတက်လာတဲ့အတိုင်းပဲចောင်းသားចောင်းသူတွေရဲ့အော်တန်စူတန်စပွဲတိုးကလေးတွေရဲ့ထက်ဆင့်မှားတန်အချင်းချင်းစကားပြောတန်ရေတန်စိတ်ဆိုးတန်ရှင်းပြနေတဲ့အတန်သူမှထားတာကိုကြော်ပြီးနောက်လူကိုကြော်ပေးလိုက်မှဆိုလို့ထမင်းကြော်ကိုအသေးအတန်မှားနေတဲ့အတန်ကန်တင်းဟာစစ်တလိန်တစ်ခုလိုဖြစ်သွားပါတယ်အဲ့ဒီချိန်မှာပဲကျွန်တော်ရဲ့ခုံကိုကောင်မလေး3ယောက်ဝင်ထိုင်နေဒါပေမဲ့ကျွန်တော်တို့ကိုသတိမထားလိုက်မိဘူးရောက်မလာသေးတဲ့ဘဲဥတော့ကိုမျောနေရတာကိုကျွန်တော်လည်းတော်တော်လေးဘိုက်စာနေပြီဆိုတော့အသိစိတ်ကိုအတ္တာထဲမှာပဲကိုခုံနေတာကိုသူတို့ကလည်းလူရှိလားထိုင်မင်တော့ဘာညာမပြောဘူးတက္ကသိုလ်တွေမှာဒီလိုကိစ္စမျိုးတွေကခွင့်တောင်းစရာမှမလိုတာចောင်းသားချင်းချင်းနားလေတဲ့ရင်ကုန်တန်ရှိကြပါတယ်ကျွန်တော်ရဲ့ညာဘက်ကចောင်းသူကလေးကသူ့ရဲ့ statement ဆိုင်ကလေးကိုဖွင့်ကျန်တဲ့ကောင်မလေး2ယောက်ကလည်းလက်တော့ပွားလေးနဲ့ထုတ်ထားတဲ့ဒန်ထမင်းဘူးတွေကိုဖွင့်ကြတယ်ဖြည့်ဘိုင်းတွေပါလေပစုံရဲ့ငချောက်ထောင်းကြော်ရဲ့တီယိုစီကြော်ရဲ့ပြီးတော့မုံလာပင်ပေါက်ချင်ရင်ရဲ့ဟဲတို့ကဟင်းသိမ့်မကောင်းဘူးပဲပြုတ်ကြော်ရဲ့ငပြင်းစီပြန်လေးရဲ့ဒါပဲပါတယ်ငါပူဆိုးတာပေါ့ပြည့်ရဲ့လက်တွေ9နာရီမီအောင်ကမန်းကတန်ထလာရတာကြက်ဦးနဲ့ကော်ပီတက်တစ်မျိုးပဲပါတယ်နင်တို့ကလည်းနေတိုင်းအတူစားနေကြတဲ့တငယ်ချင်းတွေပဲအစမ်းလောက်ပြီးတော့ပြောနေကြတယ်စကားဆုံးတော့သူတို့ထမင်းစားကြတယ်။ဘိုက်စားနေတဲ့လူတစ်ယောက်ရှိမှအားရပါရထမင်းစားနေကြတဲ့ကောင်မလေး3ယောက်ကိုကြည့်ပြီးရောက်မလာသေးတဲ့ဘဲဟုတုတ်ကိုကျွန်တော်ပိုတန်းထားမိတာကိုအပြစ်တစ်ခုလို့မြင်မဲဆိုလဲရှိပါစေဗျာ။သီးမခံနိုင်တော့တဲ့အဆုံးစပွဲတို့တယောက်ကိုလမ်းခေါ်ပြီးတော့မေးရတယ်။ညီလေးကိုရင်မရသေးဘူးလား။အော်ဘဲဟုတုတ်လားရတော့မယ်ကိုအချင်းကြီးကဟိုဘက်ဆိုင်မှာသွားယူနေရလို့ပါခဏနေရပါပြီ။ဟေ့မောင်လေးခဏနေရောအမကိုတန်ဘူးတစ်ခွက်ပေးဟဲ့ကောင်မင်းရရောဘာလဲကိုလဲတန်ဘူးပဲပြေးမင်းရောလက်ဖေးချိုကြဆိုတဲ့စကားကြောင့်ကျွန်တော်သူ့ကိုတစ်ချောင်းလမ်းကြည့်မိတယ်ကျွန်တော်ကလည်းလက်ဖေးဆိုတဲ့ချိုကြပဲကြိုက်တာဆိုတော့အကြိုက်ချင်းတူချင်းလမ်းကြည့်မိတာပါအဲ့ဒီကြီးကသူနဲ့ကျွန်တော်ပထမဦးဆုံးမျက်ဝန်းချင်းဆုံမိကြမှာပဲကျွန်တော်ရဲ့ဘဲကုတုတ်ရောက်လာတော့အားရဝမ်းသာဘဲကုတုတ်ကိုဇောနဲ့ကန်ဓမင်းမကန်နဲ့ထဲဖို့လက်အလွယ်မှာနဘေးကကောင်မလေးတွေရဲ့အကြိုင်းတစ်ကြိုင်ကိုဝင်တိုက်မိပါရောဗျာဂျိုင်းကစပွဲပေါ်ကဂျုံးပြန်ပြီးမှောက်လျက်ကြီးကျသွားရောရှင်းမလို့လုံးလိုက်တာလေအေးဆက်မာကြောလိုက်တဲ့အတန်းကျွန်တော်တော်တော်ကိုတုံလောက်သွားတာဆိုတာဝန်ခံပါတယ်အမတ်တမဲ့ပါဗျာရှင့်ရဲ့အမတ်တမဲ့ရောက်လေပစုံလုံးကြိုက်ကုန်မှရွေးပြီးတော့အမတ်တမဲ့ဖြစ်ရတယ်ပေါ့ဟုတ်လားကျွန်တော်နဲ့မျက်နှာချင်းဆိုင်ရာကောင်မလေးကကျွန်တော်ကိုဒေါသနဲ့ပြောလာတယ်ကျွန်တော်ဘာမှမသိပါဘူးဗျာဒုတိယကောင်မလေးကကျွန်တော်ရဲ့ဘဲဥချင်းရင်ကိုကြည့်ပြီးတစ်ချက်ပြောနေဗျာပြီးတော့အားလုံးကိုသူသိပါတယ်ဆိုတဲ့လေတန်းနဲ့ကျွန်တော်ကိုခက်ထေးထေးပြောင်းကြည့်ရင်ရှင်မနာလို့တမင်တိုက်ချပစ်တာမဟုတ်လား
အဲ့ဒီတော့မှစတီးချိုင်းပိုင်ရှင်ကောင်မလေးကသူ့ကြိုင်ကိုငုံကောက်ပစုံတော့3ကောင်ကိုပြန်တိတ်ပစုံတော့အခွန်မှာပေးသွားတဲ့တဲလေးတွေကိုခိုင်းမဟုတ်ပါဘူးခဲသူမတော်တဆတိုက်မိတာနေမှာပါအတန်ကအားနာတဲ့စိတ်ရောနေတဲ့အတန်မျိုးပြကျွန်တော်လမ်းကြည့်တော့သူနဲ့ကျွန်တော်ပထမအဦးဆုံးအကြိမ်မျက်ဝန်းချင်းဆောင်ကြတယ်ကျွန်တော်ရဲ့တကူလုံးဟာအမောင်ထဲမှာဖြက်ခနဲ့အဖွင့်ခံလိုက်ရတဲ့ဓမီတချောင်းလိုလင်းကနေဖြစ်သွားတယ်လို့ခံစားလိုက်ရတဲ့ကိုဆရာကြီးဟေးနေရလေအောက်ကြတဲ့ရင်ကိုစားအောင်မလို့လားတမိုင်တလိမ့်မော်ကြတာပဲဟာပြီးတော့အခွန်ကိုပဲတဲနေနေပြီးတာပစုံဆိုတာအခွန်ခွာစားရတာပဲမဟုတ်လားစကားဆုံးတော့ကျွန်တော်ကိုလှစ်ကနေတစ်ချက်ခိုးကြည့်တယ်တော်တော်ကိုလှတဲ့မျက်ဝန်းလေးပါပဲကိုလူရဲ့သူ့ရဲ့မျက်ဝန်းလေးကိုကိုလူမြင်လေကျွန်တော်ပေးတဲ့မှတ်ချက်မျိုးပေးမှအမှန်ပဲအဲ့ဒီမျက်ခုံးစိမ့်စိမ့်နဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေဟာကျွန်တော်ရဲ့အိမ်မက်ထဲထိရောက်လာလိမ့်မယ်လို့မထင်ခဲ့မိတာအမှန်ပါပဲငါတို့ကမင်းနေရင်တီးခံရပြီလို့ထင်နေတာမနေ့အဖြစ်ကိုပေစီဆိုတဲ့ငတိတို့အုပ်စုကမြင်ဖြစ်အောင်မြင်သွားသေးတယ်ဗျာပထမတော့ငါတို့လည်းလာပြီးတော့ဖြည့်ရှင်းပေးအောင်မလို့ပဲဒါပေမဲ့အခြေအနေကအော်ကြီးရဲ့ကြံမဟုတ်လို့အသာပဲငြိမ်နေလိုက်တာအဲ့ဒီနေကမင်းဘဲဦးပဲမဟုတ်လားကျွန်တော်ခေါင်းကို3-4အောင်နေလိုက်တယ်ပြီးတော့မျက်နှာကိုလည်းဘေးကိုလွှဲထားလိုက်တယ်အဲ့ဒီကိစ္စကိုကျွန်တော်ရှင်းရတာစိတ်ညစ်တယ်ဗျာဒါပေါ့ကွာမင်းကိုအထင်စမောသွားတာပေါ့စမောလေးစမောပေါ့ကွာငါဘာတတ်နိုင်မှာလဲဒါပေမဲ့ပစုံတော့ပိုင်ရှင်ကောင်မလေးကတော့ငါတမင်လောက်တာမဟုတ်ဘူးဆိုတာနားလေပုံတော့ရတယ်ငါမင်းကိုကြံတစ်ခုပေးခြင်းနဲ့ဝေမို့မင်းဒီနေ့ကစပြီးတော့ဘဲဦးနဲ့မစားနေတော့ကွာကြံနေရင်ကြိုက်တာနဲ့စားလူတဲ့ပတ်စံငါတို့ဆိုင်မယ်ခံစားရတာစိတ်ညစ်တယ်ဗျာလူတယောက်ရဲ့ကြိုက်နေတဲ့တာကိုဘာဖြစ်လို့ဝင်ရှုပ်ချင်ရတာလဲကျွန်တော်ဆိုတဲ့ကောင်ကတကုံတက္ကသိုလ်ကိုပတ်စံ180လောက်နဲ့အကြောင်းတက်ရတာပြီးတော့ဘဲဦးချင်းရင်ကိုကျွန်တော်ကကြိုက်တယ်ကျွန်တော်မှနေစဉ်ရှိတဲ့ငွေကြေးနဲ့လည်းဆင်ပြေတယ်အဲ့ဒါကိုသူတို့ကဘေးရရှက်နေရတာလေကိုဆရာကြီးရှက်ရင်လည်းကျွန်တော်နဲ့လာမတွဲနဲ့ပေါ့ဗျာဒီလိုပြောတော့ကျွန်တော်ကိုရွှေ့တယ်လို့ပြောအောင်မယ်ကျွန်တော်ရိုးရိုးပဲပြောဖို့ဆုံးဖြတ်လိုက်ပါတယ်ငါဘဲဦးချင်းရင်နဲ့ဘဲဦးကိုတောက်တာအရန်ကြိုက်တယ်ကျောင်းပြီးတဲ့ဒီအဲ့ဒါနဲ့စားသွားဆိုလဲစားနိုင်တယ်ပေးစီဟဲ့ကောင်မင်းမရွေးနေကွာငါတို့ကမင်းကိုကောင်မလေးတွေအထင်သေးပါဆိုလို့စေတနာနဲ့ပြောတာမင်းဒီလိုတမင်ရွက်ပြီးငါတို့စေတနာကိုစော်ကားမယ်မှန်းသိအစကတည်းကမပြောဘူးဝေမို့အိမ်ကြီးရဲ့ဒေါသတကြီးပြောတန်တဲ့အတူမတက်ထရက်ပြီးထိုင်ကုန်တွေကိုခက်ကြမ်းကြမ်းဆွဲဖယ်ပြီးထွက်သွားတော့ကျွန်တော်ထုံးစံအတိုင်းဘာမှမပြောပါဘူးလောကကြီးမှာအတွေးခေါ်ပညာရှင်တွေလည်းပေါ်ခဲ့ပြီးစစ်ဘီရင်တွေလည်းပေါ်ခဲ့ပြီးဝါဒအမျိုးမျိုးလည်းပေါ်ခဲ့ပြီးကမ္ဘာစစ်ကြီးလည်းနှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့ပြီးဘာသာအယူဝါဒတွေလည်းဆန်းဆန်းပြပြပေါ်ခဲ့ပြီးအဲ့ဒါတွေအားလုံးကျွန်တော်တို့ငင်းဆန်တာလည်းရှိတယ်လက်ခံတာလည်းရှိတယ်မဟုတ်လားဒါပေမဲ့လူတယောက်ဘဲဥချင်းကြီးကြိုက်တာဟာလောကကြီးကိုရွေ့ရဲဆိုတဲ့အယူအဆတော့ကျွန်တော်တခါမှမကြားဘူးတာအမှန်ပဲဟေးဘဲဥဒီနေ့လဲဘဲဥတော့ပဲလားသူနဲ့တူပါလာတဲ့တငယ်ချင်း2ယောက်တည်းကတယောက်ကကျွန်တော်ကိုအော်ပြီးလမ်းပေးတယ်ရုတ်တရက်ဆိုတော့ကြောင်သွားတာပေါ့လမ်းကြည့်တော့ဟိုနေ့ကပစုံချိုင်းမှောက်ကြတဲ့ကောင်မလေးတွေဆက်ပြင်းပြင်းနဲ့ရှိလို့ပေါ့ကျွန်တော်ဘဲဦးလို့နာမည်ဝတ်ပေးထားမှကျွန်တော်ချက်ချင်းနားလည်လိုက်ပါတယ်ပြီးတော့ဟိုတနေ့ကဖြစ်ခဲ့တဲ့ကိစ္စပေါ်မှာလေသူတို့ပွေမယူဘူးဆိုတာကိုလည်းကျွန်တော်နားလည်လိုက်တယ်ခင်မေမှုကိုအစပြုတဲ့ဆက်ဆံမှုတစ်ခုလိုပဲယူဆပြီးကျွန်တော်ကောင်းကိုငိမ့်ပြတော့သူတို့ကရေးကြပါတယ်ဘဲဦးလို့သူတို့ကနာမည်ပေးပြီးစတာကိုစိတ်မဆိုးဘူးဆိုတာကိုသူတို့သိစေချင်တာလေးပါပါတယ်ဘဲဦးတော့လားစပွဲတို့လေးမေးတန်ကြတော့ကရုံရင်ဖြစ်နေတဲ့ကျွန်တော်ရဲ့ရင်ခုန်တန်ကိုတော်တော်ထိန်ပြီးတော့ကောင်းငိမ့်ပြလိုက်ရပါတယ်ပြီးတော့ကျွန်တော်သူတို့ဝိုင်းကိုမကြည့်ရတော့ဘူးခေါင်းကိုငေါက်ထားလိုက်တယ်။အဲ့ဒီချိန်မှာပဲဟေ့တယောက်တည်းဆိုရင်နေငါတို့ဝိုင်းကိုလာထိုင်မလားခမညာငါတို့ဝိုင်းကိုလာထိုင်ဖို့အနေကိုဖိတ်တာတိတ်တော်ဈေးမကင်နဲ့တော့ခရင်လာခဲ့ဒါပဲပြောပြီးတာနဲ့ကောင်မလေးကချက်ချင်းလိုက်ထွက်သွားတယ်။ကျွန်တော်ထင်မထားတဲ့ဖိတ်ခေါ်မှုကိုဘယ်လိုတုံ့ပြန်ရမှန်းမသိဘူး။သူတို့ကိုစိတ်မဆိုးဘူးဆိုတာကိုပြဖို့အတွက်သူတို့ဝိုင်းကိုသွားရမှာမဟုတ်လား။ဒီတော့မတက်ထားရမိတယ်ပြီးတော့အလုံးကြီးပြင်ဝေးနှကမ်းမှာတက်ထားတဲ့စေးပေါ်လိတ်ကိုခုံမတင်ပြီးတော့ပခုံးပေါ်အလွယ်ကိုပြင်လွယ်တယ်။ခုံပေါ်စေးပေါ်လိတ်ကိုနှကမ်းမှာပြန်တင်ခုံပေါ်မှာပြန်ထိုင်ပြီးတော့ပြန်ထအဲ့ဒီဖြစ်ပျက်တွေအလုံးက10စက္ကန့်လောက်အတွင်းမှာဖြစ်သွားတဲ့ဖြစ်ပျက်တွေပါ။ကုဆရာကိုပြန်ပြောပြနေရလို့ဒါဒီလောက်ကြာတာ။ကျွန်တော်ကိုလာခေါ်တဲ့ကောင်မလေးကမျက်ဝန်းကလေးမဟုတ်ပါဘူးပစုံတော့ကြိုက်မှောက်ကြတဲ့နေ့ကကျွန်တော်ပထမဆုံးရန်တွေ့တဲ့ကောင်မလေးပါကျွန်တော်မသွားဘူးလို့ဆုံးဖြတ်တယ်ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ကိုတခုခုကဓာတ်နဲ့လိုက်ခုံနေတယ်တနက်နဲ့လိုက်ပြစ်နေတယ်နောက်ဆုံးအဲ့ဒီဆုံးဖြတ်ချက်ကြာဆုံးတာပါပဲကျွန်တော်အညှို့ခံထားရတဲ့လူတစ်ယောက်လိုပဲသူတို့ခုံကိုရောက်သွားတယ်မျက်ဝန်းကလေးကတော့တီတီငိမ့်ငိမ့်ပါပဲကျန်တဲ့နှစ်ယောက်ကဆက်ပြဲပြင်းနေကြည့်တယ်ပြီးတော့ငိမ့်ငိမ့်ကလေးနေတဲ့ကျွန်တော်ကိုကြည့်ပြီးအာပါတရပြောရင်မျက်ဝန်းကလေးကိုလမ်းပြောတယ်ကဲပြည့်ဘယ်လိုလဲဒါပေါ့လေဂတိအတိုင်းပေါ့စိတ်ချပါတငယ်ချင်းဟာတို့ကတိတ်ဒုက္ခမပေးပါဘူးကျွန်တော်ခုံမဝင်ထိုင်လိုက်တာနဲ့သူတို့ကျွန်တော်နားမလည်တဲ့စကားတွေပြောတယ်ကျွန်တော်ကတော့ဘာမှမပြောဘူးကျွန်တော်ကကမ္ဘာတင်းတဲ့အိုလံပစ်ပြိုင်ပွဲကိုကြည့်နေရသူလို့ခေါင်းကဟိုဘက်ရောက်လောက်ဒီဘက်ရောက်လိုက်နဲ့ဘာမှနားမလဲဘူးလာထိုင်မိတာမာပြီလို့နောင်တရရမိတယ်ဒါပေမဲ့နောက်ကျသွားပြီ
ကျွန်တော်ထိုင်ပြီးနေပြီမဟုတ်လားခဏကြာတော့ကျွန်တော်ကိုလာဖိတ်တဲ့ကောင်မလေးကိုသူ့ရဲ့နဘေးကကောင်မလေးကနားနာကိုကပ်ပြီးတူတူပြောတယ်စကားဆုံးသွားပုံရတော့ကောင်မလေးကပချိုင်ကလေးနှစ်ဖက်ကိုပေါ်အောင်ပြုံးပြီးခဏနေတော့အဲ့ဒီကောင်မလေးကကျွန်တော်ကိုစကားစပြောတယ်ကျမဖိတ်တာစိတ်ဆိုးဖို့ကောင်းနေဆိုရင်ခွင့်လို့ဖွဲ့ဖွဲ့နဲ့မပြောတတ်ဘူးတော်ရုံလူဆိုဒီလိုဖိတ်လို့ဖယ်လာပါမလဲလာထိုင်မိတာမှာပြီလို့ဒုတိယကြိမ်တွေးမိပါတယ်ကျွန်တော်ဟာငါးစာချချင်းပြည့်ဟတ်တဲ့ငါပေါ့လေမရှက်ဘူးပေါ့ကျွန်တော်ဘာကြောင့်ဒီခုံမှာရောက်လာတယ်ဆိုတာကျွန်တော်သိပါတယ်ကျွန်တော်လှမ်းကြီးတော့မြုံဝန်းလေးကစကားပြောတဲ့ကောင်မလေးကိုမျက်မှောင်ကျုပ်ကြည့်တယ်အကြည့်ခင်ရတဲ့ကောင်မလေးကပကောင်းတွန်ပြီးရှာကိုထုတ်ရင် sorry နော်ဆိုလိုတာယူသားတယ်ပွင့်လင်းတယ်လို့ပြောချင်တာပဲကဲမိတ်ဆက်ကြရအောင်သူကစိုးတီတွေမောင်သူကဟေမာမိုးတဲ့ဟော်ရီကပစုံတော့ချိုင်းပိုင်ရှင်မမကတော့ရမင်းပြေးတဲ့မြုံကလေးတံမှာလက်တစ်ဖက်ထွက်မလာပါကျွန်တော်လည်းနေရထိုင်ရတော်တော်တက်တာသွားပါတယ်ကဲသူ့နာမည်ကရောဒုတိယတစ်ယောက်ကိုလမ်းဆွဲနှုတ်ဆက်လိုက်ရတာရောခေါ်ရခက်တဲ့သူတို့နာမည်တွေကိုလိုင်းမှန်နေရတာရောတကယ်တမ်းမှာတစ်ယောက်မှမမှတ်မိလိုက်ပါစိတ်လှုပ်ရှားနေလို့ရုတ်တရက်အမေးကိုချက်ချင်းမဖြေလိုက်ပါဟုတ်တော့ကိုရောမိန်းကလေးတွေကစမိတ်ဆက်လို့မနာကြီးသွားတာလားဟာမဟုတ်ပါဘူးခင်ဗျာဟိုတင်းထားပါတော့ကျွန်တော်နာမည်ကဝေမိုးပါရှင့်ဟာဟုတ်ရောဟုတ်ရဲ့လားရှင်ဟုတ်ပါတယ်အမှန်ပါမယုံရင်ចောင်းသားကက်ကိုကြည့်ပါကျွန်တော်လည်းရောင်ရမ်းပြီးចောင်းသားကက်ကိုထုတ်ပြမိတယ်အမှန်တော့တော်တော်ကိုကြောင်းတဲ့ကိစ္စပါကဲစိုးနေမို့တော်တော့ကွာမင်းတို့မှကျန်တာမှာကြတော့မြဝန်းလေးရဲ့စကားတန်လေးကြောင့်ဟိုနှစ်ယောက်ကထုံးစံအတိုင်းပကုံးကိုတုံရင်ရှာကလေးတွေတက်လက်ထော့ပြီးတယောက်ကိုတယောက်ပြိုင်တူကြည့်လိုက်ကြပြန်ရောပြီးတော့ကျွန်တော်ကိုကြည့်ရင်ပြုံးကြပြန်ရောအဲ့လိုလုပ်နေတဲ့သူတို့နှစ်ယောက်ရဲ့နာမည်ကစိုးနဲ့မိုးဆိုတာကိုတိတိကျကျကိုမှတ်မိပါတယ်စကားဆုံးတာနဲ့စပွဲတိုးလေးကိုခေါ်ပြီးမှားလိုက်ကြတာဟင်းပွဲအနည်းဆုံး10ပွဲလောက်တော့ရှိမယ်ရှင်ဝတ်သားစားတယ်မဟုတ်လားကျွန်တော်ခေါင်းငိမ့်ပြလိုက်ပါတယ်ကျွန်တော်ဘာကြောင့်ဝတ်သားဟင်းစားလာမိတာလဲကျွန်တော်ဘာဖြစ်လို့အချက်ချင်းအားသွားတယ်လဲဆိုတာကျွန်တော်နားလေးမလဲဘူးအဲ့ဒီချိန်မှာပဲဟာဘဲဟုကိုကြီးဘဲရောက်သွားလဲအလန်တကြောင်អော်လိုက်တဲ့စပွဲတိုးလေးရဲ့အတန်ကြောင့်ကျွန်တော်လန့်သွားတယ်ဟိတ်ကောင်ငါဒီမှာအော်အကိုကနေရာပြောင်းသွားတာကိုပြောဆူနဲ့စပွဲတိုးလေးကထမင်းတစ်ပတ်ကန်နဲ့ဘဲဥတုပ်ကိုအပြုံးနဲ့လာချပေးပြီးထွက်သွားပါတယ်။အားလုံးရဲ့မျက်လုံးကကျွန်တော်ရဲ့ဘဲဥတုပ်ပကံလေးပေါ်သို့ခုန်ချလာနေမှအမှန်ပါ။ဘလူဟင်းလဲရင်မိုးဆိုတဲ့ကောင်မလေးကတန်တော်နေမိတယ်။ဘဲဥချင်ဟင်းနဲ့ကဘဲဥကိုလေးစိတ်ပြီးတော့တခွားသီးလေးနဲ့တဲ့အချင်းအဆန်းပြီးတော့တောက်တာပါ။ကျွန်တော်စကားဆုံးတာနဲ့ကျွန်တော်ကိုလာဖိတ်တဲ့ဆိုးဆိုတဲ့ကောင်မလေးကဇုံးကိုယူပြီးဘဲဥတစ်စိတ်ရဲ့တဝက်ကိုဖြတ်ပေးစားလိုက်တော့ဟဲကောင်းတယ်ဟဲ့ဆိုသူများစားစရာကိုပဲမဦးမချော့လက်မြန်ချင်းမြန်တိတ်လောက်တာပဲထူးဆန်းလို့စားကြည့်တာပါဟာကောင်းတယ်တိလားရပါတယ်စားပါအဲ့ဒီချိန်မှာပဲထမင်းပွဲတွေရောက်လာတယ်ပြီးတော့ဟင်းပွဲတွေရောက်လာတယ်နောက်ဆုံးဟင်းကိုလာချပေးတဲ့စပွဲတိုးလေးကိုစိုးဆိုတဲ့ကောင်မလေးကဒီလိုဘဲကုတုံနောက်တစ်ပွဲပေးပါအောင်သူတို့မှထားတဲ့ဟင်းတွေကိုဘာစားနိုင်ရမယ်မသိတော့ဘူးကျွန်တော်ကကိုနဲ့မသိတဲ့အလူအိမ်ရောက်နေရတယ်လို့ဘာစားလို့ဘလို့ကန်ရမယ်မသိဘူးသူတို့ကတော့ခက်တီတီပဲဟင်းတွေကိုထည့်စားကြတယ်ကျွန်တော်လည်းအားကိုတင်ပြီးကိုမာထားတဲ့ကိုယ့်ရဲ့ဘဲဥတုပ်ကိုပဲတတိရှိရှိယူပြီးစားဖို့ပြင်နေဟဲ့အဲ့လိုမလုံးနဲ့လေဒီမှာဟင်းတွေအများကြီးထည့်စားဒီဟင်းတွေကကျမတို့ကြွေးတာမဟုတ်ဘူးရှင်ကြွေးတာစကားဆုံးတော့တော်တော်ကိုထိတ်လန့်သွားတယ်ဗျာကျွန်တော်ကပတ်စံအိတ်လောင်မပါဘူးဗျရှင်ကြွေးတာဆိုပေမဲ့ရှင်ပတ်စံရှင်းစရာမလိုပါဘူးဒီလိုပစုံတော့ဆိုင်မောက်ကြပြီးနောက်နေရှင်အကြောင်းပြောပြကြတော့ပြန်ပွဲလေးတစ်ခုဖြစ်သွားတယ်အဲ့ဒီနေကရှင်တော်ရှက်သွားတယ်တိတ်မရှက်ပါဘူးဆိုတာပါကျမတို့နှစ်ယောက်ကအရှင်ကိုကျမတို့ဝိုင်းကိုလာအောင်ခေါ်နိုင်ပြေကဒီနေ့တကားခံရမယ်တကယ်လို့ရှင်မလာဘူးဆိုရင်ကျမတို့နှစ်ယောက်ကတကားခံရမှာအခုရှင်လာလို့ကျမတို့နိုင်ပြီပေါ့ကျွန်တော်ရဲ့စိတ်ထဲမှာမော်ထူသွားပါတယ်ကျွန်တော်ကဖဲချက်တစ်ချက်ဖြစ်သွားသလားအန်စာတုံးဖြစ်သွားသလားအဲ့လိုအသိစိတ်နဲ့ပဲထားရလိုက်တော့အဲ့လိုဆိုရင်တော့ကျွန်တော်မစားတော့ဘူးဗျာဘလို့မှမထင်ပါနဲ့စိတ်မဆိုးပါနဲ့စိုးကစကားပြောလို့သွားလို့ပါအခုကိစ္စကသူ့ကိုအလောင်းစားလောက်တာမဟုတ်ပါဘူးကျမတို့ချင်းကိုယုံကြည်မှုကိုပြိုင်ကြတာပါမြဝန်းလေးကအေးဆေးဆေးတီးတီးငိမ့်ငိမ့်နဲ့ကျွန်တော်ကိုရှင်းပြပါတယ်ကျွန်တော်နည်းနည်းတော့စိတ်ပြေသွားတယ်လို့ပဲဒါပေမဲ့ထိုင်တော့မထိုင်မိသေးဘူးမြဝန်းကလေးကသူ့ရှိရဟင်ကိုဇောနဲ့ခတ်ပြီးကျွန်တော်ရဲ့ပကံနဲ့ထည့်ပေးတယ်အဲ့ဒီချိန်မှာပဲဟားတိုက်ပြီးယူလိုက်တဲ့အတန်ကိုကြားလိုက်ရတယ်လမ်းကြည့်တော့တဝိုင်းကျော်မှာသူ့ကိုလမ်းကြည့်ပြီးရင်းနေကြတဲ့ပေစီတို့အုပ်စုကိုတွေ့ရပါတယ်သူတို့၃ယောက်စလုံးဒီဝိုင်းကိုလမ်းကြည့်ပြီးရင်းနေကြတာဆိုတာကောင်မလေးတွေကရိမ့်မိသွားတယ်ဆိုမင်းသိတွေလားစိုးတဲ့ခင်တာတယောက်မှပါပါဦးမို့ဒါဆိုရင်ဒီကောင်တွေတသက်မဲ့မဟုတ်ဘူးခမဒါကျွန်တော်ရဲ့တငယ်ချင်းတွေပါရှင့်ရဲ့တငယ်ချင်းတွေကကျမတို့ကိုလှောင်နေတာပဲမဟုတ်ပါဘူးကျွန်တော်ကိုလှောင်နေတာပါဒါဆိုရင်တော်တော်ရိုင်းတာပဲ
ဒုတိယမှတ်ချက်ကိုတော့ကျွန်တော်ပြန်လည်မချေပနိုင်တော့ဘူးထိုစဉ်တွင်ပေစီအတန်ကျဲကြီးထွက်လာပြီးကဲလာကြတော့ဘဲဦးတလုံးဤစော်စားကန်ရုပ်ရှင်ကြီးစနေပြီပြနေပြီမင်းနာမည်ကြီးကဒိတ်အောက်ပါတယ်ကွာမစုံတုတ်ကချီသွားတဲ့ဘဲဦးတလုံးဤမှတ်တမ်းများဒီလိုလှုပ်ဆန်းမှာကန်ကောင်းချိန်ထီမထိုးနဲ့ဘဲဦးတုတ်ပဲစားပြီးတော့ဝိုင်းရင်လိုက်ကြတဲ့အတန်တွေလွန်လာပြီဟူသဘောနဲ့သူမှတ်တက်ထားရဖို့ပြင်တော့ချားပါဂယူးဆိုင်မနေပါနဲ့ဒီလောက်ပဲရှိတဲ့လူကဒါပဲအော်တက်တာပေါ့မြဝန်းလေးကညင်ညင်သာသာပြောရင်ကျွန်တော်ရဲ့ပကံတွေကိုဟင်းတွေထည့်ပေးပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ဖိနှိပ်ထားတဲ့ရွဲကျင်တဲ့စိတ်ကအချက်ချင်းခေါင်းထားလာပြီးမြဝန်းလေးထည့်ပေးတဲ့ဟင်းကိုအာပါတရစားပြလိုက်ပါတယ်ပြီးတော့ကြက်ချိုချိန်တစ်လုံးကိုခရင်နဲ့ထိုးဆိုင်ရင်ဒီကောင်လေးဝိုင်းပိုက်ကိုမြောက်ပြရင်မင်းကိုဆက်လိုက်တယ်စားပါအောင်လားဆိုသည့်တဘောမင်းတို့စားတာငါဘာမှမဖြစ်ပါဘူးကွာဆိုသည့်အတိတ်ပဲဒီတော့မှဒီကောင်လေးဝိုင်းတိတ်သွားတယ်မြဝန်းလေးကပြောင်းလဲသွားတော့ကျွန်တော်ကိုတန်အံ့တော့လှိမ်ငေးလေတယ်ကျွန်တော်ရွဲတတ်တယ်ဆိုတာအချိန်တိုင်းတော့မဟုတ်ပါဘူးကျွန်တော်အပေါ်မှာတခုခုတင်စည်းသွားတဲ့လူကမှကျွန်တော်ပြန်ရွဲတတ်တာပါမြဝန်းကလေးတို့အုပ်စုကျွန်တော်ရဲ့ခင်မင်မှုကိုသူတို့တဖြည်းဖြည်းအသိမှတ်ပြုလာတယ်ကျွန်တော်ကလည်းရင်ကားထပ်ဖို့ခင်မင်လာတယ်လို့ခံစားရတယ်ဘာကြောင့်မှန်းတော့မသိဘူးဒီနေ့ပြောင်းပေစီကခင်စင်းဆိုတဲ့ကောင်မလေးနောက်ကိုလိုက်ပြီးစားပေးတယ်ကျွန်တော်တို့ဝိုင်းမြောက်ပြီးတာပေါ့သူကလည်းအဲ့ဒီကောင်မလေးကိုအရန်ဆွဲလန်းနေတာကြောင့်အရေးစွန့်ပြီးတော့အစားလိုက်ပြီးတာကိုဆရာကြီးဖြစ်ပုံကမပြောချင်ဘူး။ကျောင်းသားတွေ1000ကျော်လောက်အသွားပြန်လုံနေတဲ့ကျောင်းလမ်းမကြီးအလေကောင်တက်တဲ့မှာပေစီရဲ့နဖူးကိုဘဲဥတလုံးနဲ့ရိုက်ခွဲပြလိုက်တယ်။မိန်းကလေးပဲဗျာ။ပါရရင်ရိုက်လိုက်ပါလား။ပတ်နေရီးစားစကားလိုက်ပြောတဲ့ယောက်ျားလေးတယောက်ရဲ့နဖူးကိုဘဲဥနဲ့ထူခွဲရတယ်လို့ကျွန်တော်လည်းကြောင်ပြီးတော့ငေးနေမိတယ်။ဟိုကောင်လေးရုတ်တရက်ထင်မထားတော့မျက်လုံးနဲ့ဘဲဥအကာကောအနှိတ်တွေကဝင်ပြီးကျောင်းလမ်းမပေါ်ဝူဝဝဖြစ်ကုန်တာပေါ့။ဟဲ့ကောင်ဝေမိုးကြီးဟိုကောင်တော့ခံရပြီတို့ပြေးကူအောင်မရမယ်။ဒီကောင်မလေးကတော်တော်ရိုင်းတာပဲမချစ်ရင်မချစ်ပါနဲ့လားနှစ်ဖူဘဲဦးနဲ့ထုရတယ်လို့အဲ့ဒါတွေပြောမနေပါနဲ့ဟိုကောင်စီရင်သွားကြဆိုဟိုမှာမမြင်မကန်းတဲ့လမ်းမှာငေါ့တုတ်ကြီးဖြစ်နေပြီလူဆိုတာလေဗျာဒေါသအရင်လာပြီးအသေးတရားနောက်ကလာတော့ဒီတော့တော့ရှိမှာပေါ့မျက်လုံးနဲ့ဘဲဦးဝင်တဲ့ပေစီကလမ်းပေါ်မှာတောင်ဆန်းဆန်းမြောက်ဆန်းဆန်းဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ကဘဲဦးနဲ့ထိတ်ကိုအထုခံရတာကိုပဲဒေါသဖြစ်နေတယ်ကျွန်တော်တို့အသေးတရားဝင်ပြီးပြေးသွားတော့ပေစီကငေါ့တုတ်ကလေးထိုင်နေတယ်ဟဲ့ကောင်ပေစီမင်းဘာဖြစ်သွားတာလဲမျက်လုံးဆက်တယ်ပြီးတော့အသေးကွဲတယ်ပြီးတော့ရေတစ်ခွက်လောက်လိုချင်တယ်ကွာသူကငါနှစ်ဖူးကိုဘဲဦးနဲ့ထုသွားတာမဟုတ်ဘူးကွာငါနှလုံးသားကိုတူနဲ့ထုသွားတာပါဟဲ့ကောင်မင်းဒီလိုသာခံစားနေရင်မင်းကိုလာတောင်မတွဲဘူးဒါဘောရာချင်းချင်းလေးကွာဟိုကနှလုံးသားကိစ္စဘယ်တူပါမလဲချစ်ချင်းကိုပြစ်ခွင်းနေများမှာဟဲ့ကောင်များမဟုတ်ဘူးဘဲဦးနဲ့ကွဲဘဲဦးနဲ့ထုတာထုပါစီကွာထုပါစီတက်ကတူចောင်းသူတယောက်လွယ်ထဲမှာဘဲဥပါတော်တော်ထူးဆန်းနေကွာအိမ်ပြည့်ရဲ့စကားဆုံးတော့ကျွန်တော်အားပါတရရေးလိုက်ပါတယ်သူတို့အားလုံးလည်းကျွန်တော်ကိုကြောင်းပြီးဝိုင်းကြည့်နေကြတယ်ခင်စင်းဆိုတာကတရုံမာလေးဗျသူ့ဖေကခောက်ဆွဲဆိုင်ဖွင့်ထားတော့ចောင်းပြန်စည်းမှာကြက်ဥတို့ဘဲဥတို့မောင်လာဥတို့ဝင်ရတယ်အိမ်ပြန်လမ်းမှာပစ္စည်းကလိုက်နောက်ရှမ်းဟိုကရက်တော့ဘဲဥနဲ့နှစ်ဖူးခွက်ခနဲ့ပေါ့အဲ့ဒါကိုပြောပြတော့မှဟိုကောင်လေးသဘောပေါက်တယ်ပေစီအေဂျီကိုကန်တင်းရကောင်မလေးတယောက်ကိုမုံပိုးပေးပြီးရှော့ခိုင်းရတယ်မရှော့လို့မရဘူးလေရှင်ဘက်ရှိကဘဲဦးနှစ်တွေကနေရဲပြီးနေတာကိုအဲ့တော့ပေစီကကန်တင်းမှာကိုတုံးလုံးချွတ်စီနဲ့ထိုင်နေရတာပေါ့ကျွန်တော်တော့သဘောကျတယ်ဗျကျွန်တော်ကိုဘဲဦးလို့မကြခဏစခဲ့တဲ့ငတိဘဲဦးနဲ့ပြန်ထိပြီးကိုတုံးလုံးဖြစ်နေပြီးကန်တင်းကကျွန်တော်အတွက်လက်စားချေပေးတယ်လို့ထင်တာပဲအဲ့ဒီချိန်မှာကန်တင်းထဲကိုမျက်ဝန်းကလေးနဲ့တငယ်ချင်းတွေဝင်လာတယ်ပေစီပုံကိုကြည့်ပြီးတခွေးဝီကြတာပေါ့ပေစီရှက်လုံးလို့ခေါင်းကိုမဖော်နိုင်ဘူးရဲလေရဲတွက်လဲတွက်တဲ့ဆိုတာကျွန်တော်တို့ကိုလမ်းပေးတယ်ဟာတော်တော်လာတဲ့ fashion မလားဘယ်လိုတွေဖြစ်တာလဲဒီကောင်ဘောလုံးကန်ပြီးပြန်လာတာဒီနေ့တက္ကသိုလ်အသင်းလေရွေးစင်လူရွေးပွဲရှိတယ်လေဘောလုံးကန်တဲ့လူကလည်းအင်ကြီးချုပ်ကြီးနဲ့ဟုတ်တယ်ဗျလူရွေးပွဲဆိုတော့ဟိုဘက်အသင်းနဲ့ဒီဘက်အသင်းကိုရအောင်ဒီကောင်တွေဘက်ကအင်ကြီးချွတ်ရတယ်လေပြီးတော့ဒီကောင်တွေရှုံးတော့အခုစိတ်ထဲကြပြီးထိုင်နေတာမြောင်ဝန်းကလေးကကျွန်တော်ကိုအပြုံးနဲ့လက်ကနေကြည့်ပြီးတော့သူဘေးကအစိုးကိုစကားတူတူတကွန်လန်းပြောလိုက်တယ်။ဘာပြောတယ်ဆိုတာကိုတော့မခံမနိုင်ဘူးပေါ့။စိတ်တက်မကြပါနဲ့လူရွေးတယ်ဆိုတာအနိုင်ရှုံးကအဓိကမကြပါဘူး။ကိုကောင်းရင်ပါမှာပဲ။ရပါတယ်ကျွန်တော်လည်းသူ့ကိုအဲ့ဒါပဲအားပေးနေတာ။ဒီကောင်တော်တယ်ဗျာ။သူ့အသိရှုံးလို့သာစိတ်တက်ကြနေတာ။အဲ့ဒီချိန်မှာပဲပေစိတ်ကော်လန်လေးကတော့အင်ဂျီလက်တူကလေးကိုကျွန်တော်တို့ရှော့ခိုင်းထားတဲ့ကလင်မလေးကစကားပိုင်းတက်တဲ့ကိုရှောင်းလာပြီးပေးတယ်ဗျာ။အခုနော်ဟောဒီမှာဘဲဥပေးတဲ့အင်ဂျီရှော့ပြီးပြီး30တောင်းတော်စိတ်ဆိုတဲ့အခုခုနှစ်ချက်တော်ပေးမဲတီတာတောင်မှာယာမကိုအေးတို့စကားပြင်းပြင်းထန်ထန်ပြောနေသလားမသိကျွန်တော်တို့ရှိမှမာမရက်နေတဲ့စပွဲတို့ကလမလေးကိုကျွန်တော်တို့အားလုံးကြောက်သွားတာတော့အမှန်ပါပဲအေးယူဟာယူရော့ဟောဒီမှာ30ယူသွားကျမနော်မတရားတာမလုပ်တတ်ဘူးခုနှစ်ချက်နဲ့ဈေးတက်ထားတာခဏနေကျမ3ချက်ပြန်လာပေးမယ်
ရှက်လုံးတဲ့အတွက်ကျွန်တော်ရဲ့မျက်နှာပူထူနေတယ်ဘာကိုမှလည်းထိန်း၍မရတော့ကျွန်တော်တို့တိတ်ခါသည်ထိုင်နေရကပြုတ်ကြပြီးမြေကြီးပေါ်မှာရှောက်ပြေးနေပါတယ်ထိုချိန်မှာမျက်ဝန်းကလေးအကြည့်ကျွန်တော်စီရောက်လာတယ်ပြီးတော့ဆက်ခနဲ့ပြောင်းလိုက်တယ်ထိုပြုံးကကျွန်တော်ရဲ့အရှက်တရားလိမ်လည်မှုနဲ့တိတ်ခါတဲ့သူစူးဝင်သွားတော့လှန်တစ်ချောင်းလိုခန်းစားရပါတယ်ထိုချိန်မှာမိုးကလက်ရွေးစင်ကြီးခေါင်းတိုင်ရင်ဘောလုံးကိုပဲတိုင်တော့ဘဲဥကိုတော့မတိုင်နဲ့မိုးစကားဆုံးတော့သူတို့အားလုံးလည်းရေးကြပါတယ်ကျွန်တော်တို့တစ်ဖွဲ့လုံးလည်းအားပါရရေးကြတယ်သူတို့ကတေးပြီးသားကိုဘာစားကြမလဲအကိုဘဲဝင်3ဘွဲပေးဟေ့ဟေ့တို့လည်းဘဲဝင်ပေးဟေ့ဆိုးတို့ဝိုင်းကအတန်ဖြစ်တယ်ပေစီယာရှက်လုံးတဲ့အတွက်သူ့ရဲ့အင်ဂျီကိုကောက်ယူကကျွန်တော်တို့ဝိုင်းမှာထားသွားပါတယ်ထိုနေ့ကကျွန်တော်တို့အားလုံးဘဲဥဟင်းနဲ့စားလို့ကောင်းစားတယ်ဟေ့ဘဲဥဒီနေ့ရောဘဲဥပဲလားတိတ်ဆိတ်မနေတဲ့ကန်တင်းထဲမှာစူးရှားတဲ့အတန်တန်ဖြစ်ပါတယ်ကျွန်တော်တို့တငယ်ချင်းတွေလိုက်ကြည့်တော့အခုမှထိုင်ကားစအစိုးရကိုတွေ့ရတယ်ညီလေးကြီးကိုမထားတဲ့ဘဲဥတော့မရသေးဘူးလားကြားလာပြီကွာကျွန်တော်အောင်မြင်မှုကိုသဘောကျပြီးတငယ်ချင်းတွေဘက်သို့လိုက်ကြည့်တော့ကျွန်တော်တို့ဒေါသတကြီးနဲ့ကြည့်နေကြတဲ့တငယ်ချင်းတွေကိုတွေ့ရတယ်ဟဲ့ကောင်ဝင်မှုမင်းမရွှဲနေကွာဒီဘဲဥကိစ္စကိုကောင်မလေးတွေရှိမှပြောပါနဲ့လို့မှားထားတယ်မဟုတ်လားငါရင်ပြောတာမှမဟုတ်ပဲသူတို့ကအရင်စားတာကွာဆဆကွာမင်းပြန်ပြီးတော့ရွေးပြစရာမလိုပြီးတော့ငါလည်းဒီဘဲဥကိစ္စနဲ့အဆက်ကွဲထားရတာအခုဟိုဘက်ကထည့်သွားပြီတိလားဘဲဥဆိုရင်ငါပါပါတယ်ကွာဟဲ့ကောင်ပေးစီငါဘဲဥကြိုက်လို့ငါပါတာမှာလားဘာရှက်စရာရှိလဲအေးမင်းမရှက်ပြီမဲ့ငါရှက်တယ်ကွာပေးစီတကြောင်လုံးမှာငါတယောက်တည်းဘဲဥစားလာတာမဟုတ်ဘူးကွာစားတဲ့သူတွေအများကြီးဘဲဥစားတိုင်းရှက်နေရမှာလားပေးစုတို့3ယောက်စလုံးကျွန်တော်တို့ဒေါသတကြီးနဲ့ကြည်နေကြတယ်ကျွန်တော်အရင်ကအတိုင်းရွဲသေးဟုယူစားကမကျေနပ်ကြခြင်းမှာတခြားသူတွေစားတဲ့ဘဲဥကရိုးရိုးဘဲဥကမင်းစားတဲ့ဘဲဥကတိတ်ခါမဲတဲ့ဘဲဥမင်းနောင်တဲ့ဘဲဥပဲစားမယ်ဆိုရင်ငါတို့ဝိုင်းကိုလုံးဝလာမထိုင်နဲ့ဒါပဲလာဟဲ့ကောင်သွားကြမယ်ဒီအချိန်တွင်မျက်ဝန်းကလေးတံမှာအတိတကျလှစ်ကနေရောက်လာတယ်ကျွန်တော်တို့ပြောသောစကားတွေကိုကြားသွားဟန်တူတယ်ဘဲဥမရသေးဘူးလားဟဲ့ဘဲဥမရလို့စိတ်ဆိုးပြီးတော့ပြန်တဲ့လူကပြန်ကုန်ပြီသူ့ထိုးနဲ့ချက်ကကျွန်တော်တို့ဝိုင်းကိုအတိအကျကြီးကိုထိရောက်သွားတဲ့အတွက်ဆိုးကခွတ်ခိခိရီပါတယ်မိုးကပေစီအိမ်ပြေဗလာကြီး3ယောက်စလုံးကိုမျက်လုံးပြူရှာထုတ်၍ပြောင်ပြပြီးခေါင်းမကြံခဲ့တဲ့ကျွန်တော်ကိုကြည့်တယ်မျက်ဝန်းကလေးကတော့မျက်လွန်လေးချပြီးငိမ့်ငိမ့်ကလေးနေတယ်စိုးနေမှုအပြုတ်မှုအလုံးကကျွန်တော်ကိုလောင်ပြောင်ခြင်းမဟုတ်ခင်မင်ချင်းဖြစ်တယ်ကိုကျွန်တော်သိပါတယ်ဘဲဥမရသေးဘူးလားဟဲ့ဘဲဥသမားဘဲဥကိုမျှော်ရတာတော်တော်ကြာနေပြီစိုးရီအော်တန်ကြတော့စပွဲတိုးလေးတယောက်ကအလင်းမြန်ပြေးလာပြီးအမဘဲဥကမားတို့ဝိုင်းကမှာတာမဟုတ်ဘူးလေဒိုဝိုင်းကမှာတာမဟုတ်ဘူးဆိုတာသိပါတယ်ကွယ်ဟိုဝိုင်းကမှာတဲ့သူတော်တော်ဗိုက်စာနေလို့တို့ကလှမ်းကူညီတာပါဟုတ်ကဲ့မအခုချက်ချင်းချပေးပါမယ်စိုးနေမို့ကျွန်တော်ကိုလောင်တီထားအောင်မျက်ဝန်းကလေးရဲ့အားနာသည့်မျက်လွန်လေးတစ်ချက်ကိုကျွန်တော်ကျင်းနေပါတယ်ပြီးတော့တယောက်တည်းကြံခဲ့တဲ့ကျွန်တော်ကိုလှမ်းကြည့်နေကြတယ်ကျွန်တော်ခေါင်းကိုငုံထားတယ်ပါဇက်ကတော့ဘာတကောမှမထွက်နိုင်ဘူးခေါင်းငုံထားရတဲ့မျက်ဝန်းမှာမျက်ရည်ဝဲတာလောက်ဝမ်းနေတာမရှိဘူးထင်ပါရဲ့ဘဲဥနူးနူးညံ့ညံ့ခေါ်တော့အတန်ဖြစ်ပါတယ်ကျွန်တော်မောမကြည့်ရပါဘဲဥဒုတိယကြိမ်ထက်ခေါ်တန်ကိုလည်းကျွန်တော်မောမကြည့်ကျွန်တော်မျက်ရည်ဝဲနေတာကိုမသိစေချင်တာလေးပါတာပေါ့လေဒါပေမဲ့အတီးတန်ဟာမျက်ဝန်းကလေးအတန်မဟုတ်ဘူးဆိုတာကိုသိလိုက်ရလို့နည်းနည်းတော့စိတ်သက်သာရပါတယ်ဘဲဥရင်စိုးလို့စားတာအရန်လွန်သွားတယ်ဆိုရင်စိုးတောင်းမှန်ပါတယ်စိုးမျောနေထားတာကစိုးတို့ကအရန်လန်းစပြီးတော့သူတို့ကပြန်ပေးစားပျော်စရာကလေးဖြစ်လာမလားလို့အခုတော့ရပါတယ်ကိစ္စမရှိပါဘူးကျွန်တော်ရဲ့စကားပြောတိုင်ကိုထင်ရင်မော်ကြည့်တော့ကျွန်တော်ကိုတောင်းပန်တဲ့အချိန်နဲ့ကြည့်နေတဲ့စိုးရဲ့မျက်ဝန်းတွေကိုတွေ့ရတော့အရန်အားနာသွားတယ်ကျွန်တော်ဇက်လုံးလို့တခြားသူတွေစိတ်ညစ်ရတာတော့မကောင်းဘူးပေါ့ဗျာသူတို့ကလေဒီလောက်ကလေးစားတာကိုများအဖြစ်သေးနေလိုက်တာသူတို့ကကျွန်တော်ဘဲဥစားတာကိုစခဲ့တယ်မကြိုက်ကြဘူးပြီးတော့ပေစီကဘဲဥနဲ့ထိထားတာဆိုတော့သူ့ကိုရှိတယ်လို့ထင်သွားပုံလိုက်ရတယ်အမလီစိုးတို့ကစားတာအဲ့ဒီကိစ္စလုံးဝမပါဘူးဘဲဥကိုပဲစားတာသူ့ကိစ္စမိတ်တောင်းမိနေပြီသူတို့ကတော့ပါတယ်လို့ထင်နေပုံရတယ်။အိုးထင်မထင်သူတို့နဲ့မထိုင်ရလို့ဘာမှမဖြစ်ပါဘူး။စိုးတို့နဲ့အတူလာထိုင်ပေါ့။စိုးစားတော့စိတ်မစိုးတာသေးကြရင်အခုလာထိုင်လာ။စိုးရဲ့စကားကိုကျွန်တော်တော်တော်လေးအံ့ဩသွားပါတယ်။စိုးကမောကြည့်တော့နှကန်းကလေးတွေကိုတင်းတင်းရင်းရင်းစိတ်ပြီးတော့ပြုံးထားပါတယ်။ခုနကကျွန်တော်ရဲ့ခံစားမှုကလူမရှိတဲ့အမောင်မဲမဲရဲလိုက်အိုကြီးထဲမှာရောက်နေတယ်။အခုစိုးရဲ့နှွေးထွေးတဲ့ရင်းနှီးမှုကိုရတော့ခံစားမှုဟာလာရောင်ထဲမှာကျဉ်နှွေးမှုအပြည့်နဲ့လမ်းလျှောက်နေပါတယ်။ဘဲဥစိုးရဲ့တန်ဆုံတော့ကျွန်တော်ဝုန်းဆိုထားရက်ပြက်လိုက်ပါတယ်ကျွန်တော်ရဲ့ထားရက်ပုံကစစ်ပွဲတစ်ပွဲကိုစားတိုက်တော့မဲ့စစ်သူကြီးတယောက်လိုမျိုးမိုးကအားပါတရပြောရင်လက်ခုပ်ကိုအတန်မမီအောင်ဖော့ဖော့ကလေးတီးပါတယ်မျက်ဝန်းကလေးကတော့သွားကလေးတွေပေါ်အောင်ပြုံးကခေါင်းကိုငိမ့်ပြလိုက်တယ်ကျွန်တော်ဆုံးဖြတ်တာမှန်တယ်ဆိုသည့်သဘောပဲထင်တယ်ကျွန်တော်ကလည်းပြန်ပြုံးပြစိုးနဲ့တူမျက်ဝန်းကလေးတို့ဝိုင်းရှိရာတူသွားကြပါတယ်အမလီသူ့ဘဲဥကိစ္စအောင်မိုးတို့ကမိတ်တောင်းနေပြီမိုးတို့ဘဲဥကိုပဲစတာပါနော်ဘာဖြစ်လို့သူတို့နဲ့မထိုင်ရလဲမိုးတို့နဲ့လာထိုင်ပေါ့
ရပါတယ်အဆောင်တခန်းနဲ့ចောင်းသားတွေပဲစိတ်ဆိုးတော့ခဏပါပြီးတော့လေပြန်တဲ့သွားကြတာပဲဘဲဦးနဲ့သူတို့ကတခန်းနေဟုတ်လားဟုတ်တယ်တဆောင်ထဲပါအမလီတဆောင်ထဲနေတဲ့သူအချင်းချင်းဒီလောက်ပြောရတာအံ့ဩပါရဲ့ဆိုကအမေကရွက်ကဖြစ်ပြောပါတယ်မျက်ဝန်းကလေးကတော့တက်ပြင်းကိုပဲချတယ်မိုးကတော့ခေါင်းကိုရန်ကစိတ်ပြတ်သွားတယ်လို့ရှိတယ်ကျွန်တော်ရင်ထဲမှာတော့တစ်ခုကပေါ်ပါသွားပြီးတစ်ခုကတင်းကျပ်နေတယ်ဘာပေါ်ပါပြီးဘာတင်းကျပ်နေတယ်ဆိုတာကိုတော့ကျွန်တော်လည်းမသိဘူးဗျအဲ့ဒီချိန်မှာပဲစားစရာတွေရောက်လာလို့ကျွန်တော်ထွက်ပေါက်ရသွားတယ်ကျွန်တော်ရဲ့ပကံထဲကိုဟင်းတွေများကြီးပုံနေမစားတတ်ဘူးဗျတော်ပြီဆိုကျွန်တော်ကပကံထဲမှာဟင်းတွေတိမ်များနေမစားတတ်လို့စားပါဘဲဦးရဲ့မကုံတော့လေထားပြစ်ခဲ့ပေါ့စားမှသာစားစမ်းပါစားတာစားပြစ်ဘဲဦးရေ तू ဟာသူ့လုံးချင်တာကိုလုံးမယ် तू မမှန်းသိရင်အဲ့လူကျင်းနေအောင်မရမကဆွတ်တောင်းမှန်မယ်အဲ့ဒါစိုးတီတွေမှအစ်စ်ပဲမစားလာကြလို့ပဲလားမသိအဲ့နေရာကျွန်တော်ထမင်းစားမကောင်းချိုးချင်းကြော်တွေကုန်းမောင်ကြီးကြော်တွေကြက်သားဘီးစတိတ်တွေကကျွန်တော်ရဲ့ဘဲဦးတော့လောက်ကျွန်တော်ကိုရတာမပေးနိုင်ကြဘူးကိုစားနေကြလဲမဟုတ်လို့ထင်ပါရဲ့ဘဲဦးကစားနိုင်တာပဲဟုတ်တယ်မို့ရဒီနေ့ဘလို့ဖြစ်လို့လဲမသိဘူးကျွေးရသူစေတနာရှိလို့နေမှာပေါ့ဘသူကျွေးတာလဲဆိုလားပြည့်ကျွေးတာကျွန်တော်တအံတော်ပြည့်ကိုလမ်းကြည့်တော့ပြေဟာအမိုးကိုမျက်စောင်းထိုးတယ်မိုးကအရှာကိုထုတ်ပြီးဖလူးဖလူးလှုပ်ရင်ပြန်ပြောင်းနေကျွန်တော်နောက်ထပ်ထည့်ထားတဲ့ထမင်းကိုမစားပဲစဉ်းစားနေမိတယ်ဗျာဟိုတခါလိုပဲကျွန်တော်ကိုအလောင်းစားလောက်ကြပြန်ပြီလားကျွန်တော်ကလိုက်လာမျက်ဝန်းလေးရှုံထမင်းကျွေးရဟာမဟုတ်သေးပါဘူးကျွန်တော်ကသူတို့အတွက်ပြိုင်ပြင်းတကောင်လားတိုက်ချက်ဖတကောင်လားကျွန်တော်ရဲ့လှုပ်ရှားမှုကိုမိုးတေးပြီးလောင်းကြစားကြတောက်ကြနေကျွန်တော်ဇုံးနဲ့ခရင်ကိုပြန်ချပြီးဘဲဘက်ကိုခေါင်းငယ်ကတွေးဝင်နေမိတယ်စိတ်ထဲမှာတမျိုးကြီးပဲစားပါကိုမိုးဝေအခုကျွေးတာကကိုဝေမိုးကိုအရင်တစ်ခါတော့ငါလို့အလောင်းစားလုပ်ပြီးကျွေးတာမဟုတ်ပါဘူးဒီနေ့ကကျမရဲ့မွေးနေ့ကိုကျွေးတာပါဗျာမွေးနေ့ဟာဒါဆိုဟိုမြုံဟိုပါလေဟာကျွန်တော်ကိုတော်တော်ဒေါသဖြစ်မိတယ်မျက်ဝန်းကလေးနဲ့အမြဲတမ်းတွေ့နေကြဆိုတော့စကားလေးပြောရောမျက်ဝန်းလေးလိုပဲခေါ်နေမိတာကိုပါမျက်ဝန်းလေးတို့ကလည်းကျွန်တော်ဘာဖြစ်တော်တာလဲဆိုပြီးတအံ့တော်ဝိုင်းနေကြတယ်ဒီလိုပြဟိုမယမင်းပြည့်က2ရက်ဩဂုတ်လ1989ခုနှစ်မှာမွေးတာပေါ့နော်ဟုတ်တယ်ဘာဖြစ်လို့လဲဒီနေ့လဲကျွန်တော်ရဲ့မွေးနေ့ပဲဒီနေ့ရမင်းတန်20ပေါ့ကျွန်တော်လဲ2ရက်နေပဲရမင်းလဲဗုဒ္ဓဦးသမီးနော်ကျွန်တော်လဲဗုဒ္ဓဦးသားပဲဟာဒါဆိုထောပြီပေါ့ဟိတ်ကောင်မို့ဒါဆိုရင်တို့မွေးနေ့ရှင်2ယောက်စီဟာစားရပြီပေါ့နင်တို့ကလေဟဲ့မျက်ဝန်းလေးရဆိုးကိုဟန်နေကျွန်တော်ကပတ်စံရှိမရှိမသိပဲစားဖို့ပြောနေရကိုဟန်တာပါကျွန်တော်ရှေ့မှာရှိနေတဲ့ထမင်းရင်းတွေကိုကြုံစားရင်စဉ်းစားတယ်ပတ်စံနဲ့နဲ့သူတို့ကိုလည်းထူးထူးဆန်းဆန်းဖြစ်အောင်ဗာကြွေးရရင်ကောင်းမလဲလို့ထမင်းကုံတော့ကျွန်တော် NDAC သွားပြီးအကူအညီတောင်းတယ်ခဏလေးနော်ဒီနေရာနေပဲစောင့်နေပါ10မိနစ်လောက်ပါပဲကျွန်တော်ပြန်လာခဲ့မယ်စိုးရီဘာဖြစ်လို့သွားပြောရတာလဲဟိုမှာပတ်စံရှိမှမသိပါမသိနဲ့တယောက်ယောက်စီကများသွားချီတာလားမသိဘူးပြည့်မင်းကပြောရင်လည်းမကြိုက်ဘူးမင်းသူ့အတွက်ဆိုရမ်းစိတ်ပူတာပဲမပြောချင်ဘူးငါတာမန်စေတနာအရင်နဲ့ပြောတာပါမင်းတို့ထင်တယ်လို့ထင်ပေါ့ကျွန်တော်ဥရိရမ်းမြူးနေတယ်ဖြစ်နိုင်ရင်ကျောင်းဝင်မိုးဝါကြီးကိုပြေးဖက်ထားလိုက်ခြင်းနဲ့ကျောင်းဝင်လမ်းတစ်ဘေးကတစ်ပင်တန်းတွေကိုတပင်ပြီးတပင်ဆွဲနှုတ်သွားလိုက်ခြင်းနဲ့ကျွန်တော်ရဲ့ပျော်ရွှင်မှုဟာတက်တောင့်လို့မဖြစ်ပါစေနဲ့လို့ပဲဆုတောင်းနေမိပါတယ်ကျွန်တော်ကျောင်းဝင်းထိပ်ကိုရောက်တော့ပြောင်းပူနုနုထွေးကြီးတွေ၅ဘူးဝဲတယ်ပြီးတော့ထောပတ်တထုပ်ဝဲတယ်ကျောင်းကိုပြန်လာတော့မျက်ဝန်းလေးတို့မမြင်ရအောင်ကန်တင်းနောက်ပေါက်ကဝင်ပြီးပြောင်းမှုတွေကိုချွေပြောင်းမှုချွေတာကလည်းနီးရှိသေးတယ်နော်ပြောင်းမှုကိုကြိုက်တဲ့အမြောင်းတများကိုပဲအဖျားကနေထိတ်ထိချွေပြရတယ်ဗျဒီတော့နေရာလက်သွားတဲ့ပြောင်းမှုတန်းရဲ့ဘေးနှစ်ဖက်မှာမချွေရသေးတဲ့ပြောင်းမှုတန်းတစ်ခုရှိတာပေါ့အဲ့ဒီတော့မှကျွန်တော်ကပြောင်းမှုတန်းကိုလက်မကလေးနဲ့တွန်းလိုက်ရင်ပြောင်းမှုတွဲလျက်ကလေးတွေပါလာတယ်ကျွန်တော်ကပြောင်းမှုတန်းကိုနှစ်ခါပဲတွန်းပါတယ်ပြီးတော့မှတွဲလျက်ရတဲ့ပြောင်းမှုတန်းလေးတွေကိုဝတ်သားတုပ်ထိုးတန်းနဲ့အလေကနေထိုးထားရတယ်အားလုံးပြီးတော့မှကိုကြီးမြင့်စီကပေါင်မုံထောပတ်တောက်တဲ့ bracelet ခဏငါပြီးပြောင်းမှုစေးတည်တန်းကလေးတွေကိုထောပတ်နဲ့တောက်တယ်ပြီးတော့မှ NTA ပေါင်မုံမိခင်နဲ့တန်စကာလေးပေါ်မှာထပ်ပြီးခင်တယ်အနံလေးကမှု့ရော်ပဲကျွန်တော်မောနေတယ်ဒါပေမဲ့ပျော်တယ်ဗျာပြောင်းမှုခင်တွေအားလုံးရတော့ဘဲဥပေါ်မဲလာမင်းလင်မန်းကလေးထဲမှာလှအောင်စီထဲတယ်ခုနအရေးညစ်ထားတဲ့ဂျင်းဘတ်တွေကိုစီကလေးနဲ့ကျွတ်နေအောင်ကြော်ပြီးပြောင်းမှုတည်တံကလေးတွေရအလဲမှာထဲအချင်းထဲကိုဘဲငံပြားရဲ့အနောက်ကလေးနဲ့ရဲ့အချိုးမောင်းနဲ့စားရဲ့ပြီးတော့မှငရုတ်သီးစိမ်းကလေးတွေကိုကက်ကြီးနဲ့ညှက်ပြီးထဲတယ်မြည်ကြည့်တော့โอเคဟဲဘဲဥနင်ဘလို့ဖြစ်နေရလဲဆိုကအလန်တကြားမိတော့ကျွန်တော်ကဘဲဥပုံပန်းကိုသူတို့မမြင်အောင်ဘဲဘက်လက်ဝါးနဲ့ပင်ပြီးမြှောက်ထားတာကိုတကယ်ဝိတ်တာကြီးပေါ့နင်ဘလို့ဖြစ်တာလဲဟဲ့တကူလုံးလေးကြည့်ပါအောင်အရေးမကြည့်ပါဘူးဟာရေစင်းရင်ပြောင်းသွားမှာပါကဲငါမွေးနေအတွက်ငါကိုယ်တိုင်စီစဉ်နဲ့စားစရာပဲစားကြဟာ
မျက်ဝန်းကလေးကကျွန်တော်ကိုတစ်ချက်လှမ်းကြည့်တယ်သူကြည့်တဲ့အတိတ်ပဲကိုကျွန်တော်ရဲ့နှလုံးသားနားလေတယ်ပြန်တော့မပြောပြတတ်ဘူးဗျလက်သွက်တဲ့ဆိုကပြောင်းမှုတည်တံကလေးတစ်ခုကိုကောက်ပြီးအချင်းနဲ့တို့စားတယ်ပြီးတော့ဟိုးတဲ့ကောင်းပါလားဟဲ့စားကြည့်စမ်းစိုးရဲ့ထိတ်လန့်တကြားစကားကြောင့်မိုးဝတစ်ခုယူစားတယ်မျက်ဝန်းလေးကတော့နောက်ဆုံးမှရှေးရတည်တံတစ်ခုကိုယူစားရင်အာပတရပြုံးတယ်ရှင်ထဲကိုအေးသွားတာပဲကောင်းလိုက်တာကိုဝေမိုးရဲ့ကျမဆိုင်တွေဆောင်အောင်အကင်မျိုးစုံစားဖို့ပါတယ်ဒီလိုအရသာမျိုးတော့တခါမှမစားဘူးလားအမှန်ပဲဘယ်လိုလုပ်တာလဲဟင်ကျွန်တော်ចောင်းဝင်းထိတ်ကနေပြောင်းမှုပူပူနွန်းနွန်းငါးဖို့ဝယ်တယ်ပြီးတော့မေးလို့ကိုဝေမိုးမျက်နှာတွေဘာတွေတဲ့လက်တွေဆေးလိုက်ပါအောင်ပြီးတော့မှဆက်ပြောကြမယ်နော်အဲ့ဒီကမျော်လင့်မထားပဲကျွန်တော်ကပေါ်ပူလာဖြစ်သွားတယ်ဗျာပြောင်းဘူးငါးဘူးတည်တံတွေရောပြက်ကနေပဲစားစင်သေးတယ်သူတို့ကိုလည်းလုံးပြပါဆိုတာနဲ့နောက်ထပ်ပြောင်းဘူးသုံးဘူးဝယ်ပြီးလုံးပြရသေးတယ်အဲ့ဒီနေ့ကိုကျွန်တော်ဘယ်တော့မှမမေ့ဘူးဗျာရှမင်းပြေအတွက်ဒီမေကုန်းကတစ်ချိန်ကြာရင်ပြည့်စီကိုရောက်လာမယ်ဆိုတာသိတာပေါ့တမင်တကာကြိုတင်ပြင်ဆင်ထားတာမဟုတ်ဘူးစိတ်ထဲမှာရှိတဲ့အတိုင်းရိုးရိုးကလေးနေမိတာပါလူတွေကတခါကြာရင်တော်တော်ခက်တာပဲပန်းပွင့်ကိုချိုးပန်တဲ့သူရှိသလိုအပင်ပေါ်မှာတီတိုင်းထားပြီးအလားကြီးတဲ့သူလည်းရှိတယ်ပန်းမိန်ကလေးကကျူးကျူးဆဆနဲ့ပွင့်ပေးလိုက်တဲ့ပန်းတပွင့်ဆိုပါစို့အဲ့ဒီပန်းပွင့်ဟာပန်းရောင်းသူရဲ့ချင်းနဲ့ရောက်သွားရင်ပတ်စံဖြစ်သွားတာပဲအခုလဲစိုးနေမှုကဟစ်တလာကပိုလန်ကိုသိမ်းတယ်လို့အပိုင်ပြောတယ်မင်းဘဲကိုကြိုက်နေတယ်မဟုတ်လားရှမင်းကတော့ပြုံးနေလိုက်တာပေါ့ဖြစ်မယ်လို့ထင်ထားတဲ့ကိစ္စတစ်ခုကိုဖြစ်လာတဲ့အတွက်ကိုတောင်အထင်ကြီးရမလို့ဖြစ်နေပြီဒိုးဘက်ကတော့ပုံမှန်ပါပဲကွာဟဲ့ကောင်မညာနဲ့ကွာအရင်ဟာတွေထားပါတော့လေဒါပေမဲ့မင်းအခုလိန်နေတယ်စိုးနေနဲ့ရှော့ပြီးတော့မေးကြည့်မယ်မင်းသူ့ကိုမချစ်ဘူးဆိုတာတောင်သူနဲ့ပတ်သက်လို့မင်းမှာခံစားမှုတစ်ခုတော့ရှိလိမ့်မယ်ဒီကိစ္စလွယ်လွယ်နဲ့ပြီးမဲ့ပုံစံတော့မရှိဘူးနောက်ဖြေမဲ့အဖြေတွေကိုတတိထားဖြေရတော့မယ်ဆိုတာပြေကိုတတိပေးလိုက်ပါတယ်လူတယောက်နဲ့တယောက်ခင်သွားကြပြီဆိုရင်ခံစားမှုဆိုတာရှိကြစမြဲပဲမဟုတ်လားဆိုရဲ့ဟေးဒါကတော့ဟုတ်တာပေါ့မိုးလိုကဘဲဦးနဲ့ခင်ပြီးရီမောမောပျော်ပျော်ရွှင်ရွှင်နေပြီးရင်ခံစားမှုအလုံးကိုတောင်းပထားခဲ့တယ်တခါတလေအိမ်မမေမေကဘဲဦးချင်ရင်လေးပါလေးချက်ရင်ဒီငတိကိုသတိရတော့ပဲရှိတယ်ကိုမင်းတို့ဆိုလိုတာကိုကွပြနားမလဲဘူးတို့မှယောက်ျားလေးတငယ်ချင်းတွေအများကြီးရှိတယ်အဲ့ဒီတငယ်ချင်းတွေကိုလည်းဒီတိုင်းပဲကိုဆက်ဆံခဲ့တာပဲဟုတ်ပါတယ်အောင်ဆန်သိန်းဆိုမင်းကိုတော်တော်ကြီးကိုကြိုက်ရှာတာမင်းသူ့ကိုဆက်ဆံတာပုံမှန်ပါပဲရှင်းပြောရရင်သူနဲ့ပတ်သက်တဲ့အတွေးတွေကိုမင်းအိမ်ကိုယူမသွားပါဘူးဒါပေမဲ့ဘဲဦးနဲ့ကြတော့မင်းအဲ့လိုမဟုတ်ဘူးဆိုတာမိုးတို့သိတယ်နေရထိုင်ကတော်တော်ကိုစိတ်ကျဉ်ကျပ်ဖို့ကောင်းပါလားကိုပြန်မေးကြည့်တော့လေသူတို့ပြောတာဟုတ်တယ်လို့ပါပဲလားဒီတော့ငါတိုက်စစ်ကိုသူတို့ဘက်ပြောင်းပါပဲလို့တွေးရင်တစ်ချက်ပြောင်းလိုက်မိတယ်ပစုံတော့မှောက်ကြတော့ကရန်တွေးတော့လေမင်းတို့နှစ်ယောက်ပဲသူ့ကိုငါတို့ဝိုင်းနဲ့ရအောင်ခေါ်ပြီးဘော်ဒါလောက်ကြရအောင်လို့ပြောတာလေမင်းတို့နှစ်ယောက်ပဲဘော်ဒါတွေဖြစ်လို့ထူလိုက်ရိုင်းလိုက်စားလိုက်နောက်လိုက်လုံးနေကြတာလေမင်းတို့နှစ်ယောက်ပဲမဟုတ်လားမင်းတို့စီမှာဝှက်ထားတဲ့မြအုပ်ကိုပြပြမလိုက်စင်စမ်းပါနဲ့ကွာပစုံတော့တိုင်းမောက်ကြတော့ကမင်းတို့ကိုနားလေပေးခဲ့တာမင်းမှန်ပါတယ်ဒါပေမဲ့ပြည့်ချောင်စားသိခဲ့ရတဲ့ဘဲဟုတ်ကဒိုးနဲ့ကြတော့ရီမောမောပျော်ပျော်ရွှင်ရွှင်ရှိပေမဲ့ပြည့်နဲ့ကြတော့ဘာဖြစ်လို့စိမ့်နေရတာလဲအမှန်ဆိုရင်ဘဲဟုတ်ကပြည့်နေတာပို့ပြီးတော့ရှင်းနေရအောင်ပါလေအဲ့ဒီဖြစ်တွေကတဘာဝမကြလို့မေးကြည့်တာပါပြည့်ဘက်ကပုံမှန်ဆိုရင်လည်းပြီးတာပါပဲသူနဲ့ပတ်သက်တဲ့အကြောင်းအဲ့ဒီမှာတင်ပြီးသွားလို့တော့ပါသေးရဲ့နောက်ရက်တွေမှာတတိတာဆက်ဆံဖို့လိုပြီကိုဆုံးဖြတ်လိုက်ပါတယ်ပဝင်းချင်းဆိုတာတော်တော်ခက်တာပဲစိုးနဲ့မိုးတာအခုလိုလိုက်ကျူးဆိုင်မနေလေသူနဲ့ဘဲဟုတ်သေးတာမန်အခြေအနေမှာပဲရှိနေမှာအခုတော့တစုံတစ်ခုကအစတတိထားရတော့မယ်ဆိုရန်ကင်းဆန္ဒကိုတွားရအောင်ဟာစပယ်ကပြောတော့အင်ဂျီဒီဇိုင်းတွေရောက်တယ်တဲ့ကိုကျဲအင်ဂျီလေးတွေရောင်းစုံနဲ့ပြီးတော့ brand အသစ်နဲ့ဆိုင်လေးဖွင့်နေတဲ့ဟုတ်လား brand အသစ်ဆိုရင်ဈေးလျှော့ရောင်းတတ်တယ်အပြန်အန်တီလိုက်တို့အိမ်ကိုလည်းဝင်ကြတာပေါ့ပြရောလိုက်မယ်မဟုတ်လားတကယ်တော့သူလုံးဝမလိုက်ချင်ပါဂျာနေကျော်မမလေးရဲ့မုံရွေးမှုဝေထုကိုအဲ့ရထဲမှာစိန်နဲ့ဖတ်ချင်နေတာမလိုက်ဘူးဆိုရင်လေဝေမိုးအကြောင်းပြောလို့စိတ်ခုပြီးမလိုက်တာလို့ထင်မှဆိုလို့သာလိုက်လာခဲ့ရတာပါကိုမန်တဲ့အတိုင်းနေခွင့်ရဖို့တခါမှပဝင်းကျင်ကခွင့်မပြုတတ်ပါလားကျွန်တော်ဟာတဖြည်းဖြည်းမြင့်တက်လာတဲ့နေအောင်ကြီးကိုငေးရင်မရှင်လန်းမှုဖြစ်နေတယ်လမ်းမကြီးပေါ်မှာကားတန်တွေစိတ်နေပြီးကျောင်းထဲမှာကန်တင်းတွေကစားစရာတောက်စရာတွေကိုအစင်သင်းဖြစ်အောင်ပြင်နေပြီးဟိုကောင်သုံးကောင်လည်းနိုးလို့မျက်နှာတိတ်ရုံတွေမှာကရေပါချိုးကုန်ပြီးအရင်တုန်းကအကြောင်းကားပြန်มาရေချိုးတဲ့ကောင်တွေအခုတော့အစောကြီးရေချိုးတဲ့ပြင်ခေါင်းတွေပါတွေတောင်လျှော်လို့စိတ်တက်ကြနေပြန်ရီလဲရီကျင်နေကြပြတပုတ်လောက်လဲရေးချပစ်လိုက်ချင်နေတယ်ကျွန်တော်နဲ့ခင်ခဲ့ရတဲ့နေ့တွေရဲ့အတွေ့အကြုံရားဆိုရင်မိတ်ဆက်ပေးဖို့မခက်ပါဘူးဒါပေမဲ့မျက်ဝန်းလေးတို့ကသူတို့ပြင်ဆင်နေရတွေကိုဂရုတစိုက်ကြီးရှိမှာမဟုတ်ဘူးဆိုတာကျွန်တော်သိနေလို့ပါအဝတ်စားကောင်းမှစတိုင်ရှိမှလူတယောက်ကိုခင်မဲဆိုတဲ့စိတ်မျိုးမျက်ဝန်းကလေးတို့အုပ်စုမှာမရှိဘူးခင်ကျင်ခင်ပြလိုက်မဲဆိုတဲ့မိန်းကလေးတွေမျိုးဗလာကြီးရဲ့ရှင်မွေးတန်တရွှီရွှီကမစုံနိုင်တော့ဘူးအိမ်ပြေးရလေခေါင်းပြေးတာ10မိနစ်ကျော်ပြီ
ပေစီကတော့သူ့ရဲ့ရှုပနက်ကိုတိုက်နေတာစိတ်တိုင်းကိုမကြနိုင်ဘူးဖြစ်နေတယ်ဒီကောင်တွေရဲ့ရည်ရွယ်ချက်ကအထင်းသားကိုပေါ်နေတယ်ဟဲ့ကောင်ဝင်းမို့ရေချိုးတော်လေးကွာ8 နာရီ10မိနစ်တောင်ရှိနေပြီတော်ကြာနောက်ကျနေရောမယ်ကျွန်တော်အမြင်ကပ်ပြီးတော့ပေးအိတ်နေတာမနိုးဘူးပေါ့ဗျာအိတ်ချင်အောင်ဆောင်တဲ့လူကိုနှိုးရခက်တယ်ဆိုတာအမှန်ပဲဒီကောင်တွေကျွန်တော်တော်တော်လေးကိုနှိုးယူကြရတယ်ကျွန်တော်ရဲ့ခြေလမ်းတွေကကျောင်းကိုသွားတာနဲ့မတူပဲလူသက်ကုန်းကိုသွားနေရတဲ့ရာဇဝတ်သားတစ်ယောက်လိုဖြစ်နေတယ်ကျွန်တော်ဘာဖြစ်လို့ဒီလိုဖြစ်နေတာလဲကျွန်တော်မိုးကိုစိုးရင်တလားကျွန်တော်နှလုံးသားကအလူရည်ဆက်ချပြီးလို့တီးလိုက်တဲ့အကြေးစီလိုလဲထွက်သွားပြီးညင်းနေဒါဖြစ်ရင်စိုးကိုရောဒီတခါတော့ပန်းကားလူလဲနေတယ်နှလုံးသားကမျက်ဝန်းကလေးကျွန်တော်ရဲ့နှလုံးသားကကျဉ်တက်သွားတယ်ကိုစီယာကြီးပြီးတော့ရင်ဘတ်ထဲမှာကျုံဝင်သွားတယ်လို့ပဲဟဲ့ကောင်ပေးစည်းနဲ့အိမ်ပြေမိတ်ဆက်ပေးပြီးချင်းမျက်နှာမပြောင်းနဲ့နော်ဘာလဲငါတို့ကမင်းတို့တိုင်းသမားတွေလို့ဆရာကြီးထားနဲ့ခက်တီတီကြီးနေရမှာလားဟာအဲ့လိုကြီးတော့မဟုတ်ပါဘူးကွာတို့ကရင်ကြီးကြီးနဲ့ပြောတတ်ပြီးခင်းဖို့ကောင်းတဲ့လူတွေပါဆိုတာသူတို့လက်ခံသွားရင်တော်ပြီအဲ့လောက်ပဲကျွန်တော်ကတော့ဘာမှဝင်မပြောဘူးသူတို့နဲ့အတူလမ်းလျှောက်လိုက်ကိုဖြစ်ချင်တာပဲကိုတွေးနေတယ်ဖြစ်နိုင်ကန်တင်းထဲမှာမျက်ဝန်းကလေးတို့ကိုမရှိစေချင်ဘူးဗျာ၃ယောက်စလုံးနေမကောင်းဖြစ်ဖို့ဆိုတာကတော့မလွယ်ဘူးဒီတော့သူတို့နဲ့ခင်တဲ့တငယ်ချင်းတစ်ယောက်နှစ်ယောက်နေမကောင်းလို့စေးရုံသွားမရတာမျိုးတို့ဝင်းနေရှိလို့၃ယောက်လုံးသွားနေရတာမျိုးတို့ဟဲ့ကောင်ပဲဦးသူတို့အကြောင်းကိုလည်းငါတို့ကိုနည်းနည်းပါးပါးတော့ပြောထားအောင်လေကွာသူတို့ကဘယ်လို character ရှိတယ်ဘာတွေကြိုက်တယ်ဘယ်လိုအပြုတ်မှုတွေကိုမကြိုက်ဘူးဆိုတာကိုငါလည်းခင်တာတိတ်မကြသေးတော့ဒီလောက်ထိဘဲသိမလဲပေးစီအောင်ငါတို့ထက်ဆိုင်တော့မရပိုးသိမှာပေါ့မင်းဒီသမျှပြောကွာစိုးကချောတယ်ကွာချမ်းလေးချမ်းသာတယ်ဒါပေမဲ့မာနတော့မရှိဘူးလူတစ်ဖက်သားကိုလည်းတနာတတ်တယ်မင်းပြောတဲ့စိုးဆိုတာဘာတူလဲငါတို့ကနာမည်နဲ့လူနဲ့ဆက်မှာမဆက်မိတာအုပ်စုထဲမှာအချောဆုံးကွာပြီးတော့မင်းဘဲဦးနဲ့အထုခံရတဲ့နေ့ကမင်းကိုကန်တင်းထဲမှာစားတဲ့ကောင်မလေးပေစီကလဝါးနှစ်ဖက်ကိုဖျောင်းနေနေအောင်တီးတယ်ပြီးတော့ဝမ်းသာအားရဖြစ်သူ့ပကောင်းကိုလမ်းပုတ်ပြီးဟာဟုတ်ပြီကွာဟုတ်ပြီဒါဆိုဒိုးနှစ်ယောက်ကရေဆက်ရှိပြီးသားပဲအေးရေဆက်ရှိပြီးမီးမလာတာမျိုးတော့မဖြစ်ပါစေနဲ့ကွာဟဲ့ကောင်အိမ်ပြီးမင်းပါဇက်ကိုပိတ်စမ်းမင်းတို့တဲ့ဆိုင် तू ကငါ့ကိုမှတ်မိပြီးသားကွာဒါကိုရေစားလို့ခေါ်တယ်သူတို့၃ယောက်ထဲမှာအရက်ပူဆန်းကွာအရန်အရှိတန်းနဲ့အဲ့ဒီကောင်မလေးနာမည်ကရောဗလာကြီးရဲ့စကားကြောင့်သူတော်တော်စိတ်ညစ်သွားတယ်ကိုစိတ်ဝင်စားသူကိုမီးတာဆိုရင်ဗလာကြီးနဲ့မိုးသေးမလိုက်ဖက်ဆောင်ဖြစ်တယ်ဗလာကြီးကအရက်9ပေဆက်လက်မလောက်ရှိပြီးမိုးက9ပေနီးပါးသာရှိတယ်ဒါဆိုရင်အိမ်ကြီးကမျက်ဝန်းလေးပေါ့သူ့နာမည်ကမိုးတဲ့ခရိုက်တာလေးပါလေးလည်းပြောအောင်လေးကွာသဘောကောင်းတယ်ရည်စရာမောစရာပြောတတ်တယ်အမြဲတမ်းလေးပြောနေတတ်တယ်နောက်ဆုံးတစ်ယောက်ရဲ့နာမည်ကရောမျက်ဝန်းလေးကျွန်တော်တို့ကရောင်ပြီးထွက်သွားတယ်ကိုစီယာကြီးဘလို့မှပြန်ထိန်လို့မရတော့ဘူးဝင်းမို့မင်းကငါ့ငွေတုံးများမှတ်နေသလားအဲ့ဒီကောင်မလေးနာမည်ကပြည့်တယ်ကွာမင်းကဘလို့လုပ်သိတာလဲငါအဲ့ဒီကောင်မလေးကိုစိတ်ဝင်စားနေတော့ဂယူးဆိုင်ပြီးတတိထားပြီးကြည့်တာပေါ့ကွာသူတို့ချင်းစကားပြောရင်အဲ့ဒီကောင်မလေးကိုပြည့်လို့ခေါ်တယ်ကွာဟဲ့ကောင်ဟုတ်တယ်မဟုတ်လားမင်းဘာဖြစ်လို့လိန်ရတာလဲကျွန်တော်အဖြေရချက်သွားတယ်ကဲသူတို့ထင်နေတယ်လို့ထင်ပါစေဗျာကျွန်တော်အမှန်တိုင်းဖွင့်ပြောဖို့တော့လုံးဝမစင်စားဘူးငါဘာဖြစ်လို့အဲ့ဒီနာမည်ပြောလိုက်မိလဲမသိပါဘူးအဲ့ဒါငါတို့ကလစ်ကငါစိတ်ဝင်စားနေတဲ့အကောင်မလေးရဲ့နာမည်ကွာဟုတ်ပါတယ်အဲ့ဒီကောင်မလေးနာမည်ကပြည့်ပါအော်ဒီလိုလားထားပါတော့လေငါတို့ကိုမိတ်ဆက်ပြီးတဲ့ခါကြရင်လေအိမ်ပြေးတွေပေစီတွေလုံးမနေနဲ့နော်နာမည်အရင်တိုင်းပဲပြောမမေ့နဲ့အောင်ကျွန်တော်ရဲ့ဆူတောင်းမပြည့်ဘူးကိုဆရာကြီးကျွန်တော်တို့ကန်တင်းထဲဝင်တော့မျက်ဝန်းလေးတို့ရောက်နေပြီစိုးဝပြုံးပြီးလက်လန်းပြတယ်ပြီးတော့ခေါင်းငိမ့်ပြရင်မင်းတို့ခဏနေရောငါလန်းခေါ်မလာခဲ့ကြငါတို့မလာခင်မင်းချုံမထားနေအောင်နော်အိမ်ပြေးရဲ့စကားကျွန်တော်ရဲ့နှလုံးသားကိုလှန်နဲ့ထိုးချလိုက်တယ်လို့ပါပဲဟဲ့ကောင်အိမ်ပြေးမင်းဘာရီရှော့ပြောနေရလဲဝေမိုးကဒါမျိုးလုံးမလားကွာတခုခုဆိုတန်တရားဖြစ်ချင်တဲ့မင်းတင်ကိုပြင်အောင်စိတ်မစိုးနဲ့ဝင်ဖို့ဒီကောင်ကြောင့်လည်းမင်းတည်တာနဲ့ပီစီကဝင်ဖြေတယ်ဒီနေ့ကျွန်တော်အရေးကြီးတယ်ဆိုတာကိုပီစီတည်တယ်လေကျွန်တော်အိမ်ပြေးကိုတစ်ချက်စိုက်ကြည့်ပြီးလိုက်ရထွက်မှာလက်ဖက်ရည်နှခွက်သေးလာတဲ့ဇဝဲတိုးကလေးနဲ့ဝင်တိုင်းပြီးတော့ကန်တင်းတစ်ခုလုံးအော်တန်ဟစ်တန်တွေနဲ့စူညံသွားတာပေါ့ဟာဝင်းမို့ဘယ်နေရာပူသွားလဲဝင်းမို့ဟဲ့ကောင်လေးမင်းမျက်စိမပါဘူးလားကွာအာပူလိုက်တာဟဲ့ကောင်ဗလာကြီးကလေးကိုသွားမဟောင်းနဲ့လေအာငါမတာဘဲတော်တော်ပူသွားလားဘယ်နေရာပူသွားလဲရတယ်လက်ကလေးနဲ့ပါစိုးရည်ကြီးပြေးလာပြီးမေးတဲ့ဆိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်ဘယ်နေရာပူလောင်လဲဆိုတာကိုတော့မဖြေနိုင်ပါဟိုကောင်၃ကောင်ကကျွန်တော်ကိုတိုက်ပွဲမှာဒဏ်ရာရလာတဲ့စစ်ဗိုလ်တယောက်ကိုတွဲတယ်လို့ဝိုင်းတွဲထားကြတယ်အဲ့ဒီချိန်မှာဆိုင်ရှင်ဦးတော်ရောက်လာပြီးမင်းကိုဖာခိုင်းပေါ်တီးပေါ်စာနဲ့ဒီမှာចောင်းသားတယောက်ရုတ်ခရောက်သွားပြီတော်ကွဲသွားတဲ့ဖန်ခွက်ကိုတေးသေးချာချာကောင်းလေးခွက်ဖြော်ပြီးသွားကြပြီ sorry ပဲညီလေးရဘယ်နေရာပူသွားလဲကို့မှာဆေးရှိတယ်လို့မလားရပါတယ်ဦးဘာမှမဖြစ်ပါဘူးလက်ကလေးပူယုံနေမှာရပါတယ်ဘယ်ကလက်ကလေးတွေမလဲနှစ်ခွက်စိန်ထားတဲ့ဘက်ကဘဲဥဘက်ကိုကြာတာပဲဟာဘယ်နေရာပူသွားတယ်လဲပြောမိုးကကျွန်တော်ကိုစိုးရင်တကြီးနဲ့မေးပါတယ်မပူဘူးသာငင်းနေရတယ်ကျွန်တော်ရဲ့တကူလုံးမှာရောမျက်နှာမှာပါချွေးသီးချွေးပေါက်ကကြာနေပြီအဲ့ဒီချိန်မှာ
ပေစီတို့ကိုတတိမရတော့ဘူးမြောင်ကလေးကိုယ်တိုင်ကကပြပါမယ်ဆိုရင်လေကျွန်တော်ကြည့်နိုင်မှာမဟုတ်ဘူးလူဟာကိုကိုတာအချစ်ဆုံးလို့ဖះရှင်ဟောတာသိမှန်တာပဲအဲ့ဒီချိန်မှာကျွန်တော်အတွက်ငါဝေဒနာအတွက်ဒါပဲသိတော့တယ်ကျွန်တော်အရှိအလဲပိုင်းကိုရေချိုးပေးရတယ်တော်တော်ကြာနေဆိုပါတော့ဗျာနောက်ဆုံးခန္ဓာရည်ကလေးရတော့ပြီဆိုတော့မှဟိုကောင်တွေအတွေးကဝင်လာတယ်ငါမရှိရင်တော့ဒုက္ခတွေရောက်ကုန်တော့မှာပဲပေါ့ကိုဝေဒနာရဲ့ခန္ဓာရည်အားကိုချိန်ကြည့်တော့တိခံမယ်ဆိုတိခံနိုင်လောက်တဲ့အနေအထားမှာရှိတာနဲ့နောက်ဆုံးအချိန်ကုသမှုကိုခံယူပြီးကျွန်တော်ထွက်လာခဲ့ပါတယ်ကျွန်တော်ရောက်သွားတော့ထင်သားသလိုဟိုကောင်တွေငေါမနေပါဘူးရီရီမောမောစကားတွေပါပြောလို့ဟာဟဲ့ကောင်ဝင်းမို့လာထိုင်ပေစီကတစ်သက်လုံးလုံးမပေးခဲ့ဘူးတဲ့ထိုင်ကုန်တွေဆွဲပေးတာတို့လက်မောင်းကိုဖေးကင်ပေးတာတို့ကိုလှုပ်လာတယ်ကောင်လေးကလည်းမကြည့်တာပါဒီကောင်ကလည်းဒီရောက်တော့ကျွန်တော်တို့ကိုနှုတ်ဆက်ခွင့်တောင်းပြီးလှည့်ထွန်းပြဿနာထားပါပဲတစ်သက်လုံးစကားဆိုကောင်းမပြောပဲဘလို့ရွှတ်တို့ပြောတတ်တဲ့အိမ်ကြီးကအိမ်တွေဘာတွေနဲ့ပြောတယ်ဗလာကြီးကတော့ဘသူတွေပါပြောပြီးစကားပြောတဲ့သူကိုလိုက်ကြည့်နေတာပါပဲညဝန်းကလေးကိုလှမ်းကြည့်တော့လက်ဖနှောင်ကလေးနဲ့မေးကိုထားပြီးចောင်းသားတွေကိုရှောက်ကြည့်နေတယ်ကျွန်တော်ကိစ္စကိုစိတ်မဝင်စားသလိုပဲစပွဲတုတ်ကလေးလာတော့ကျွန်တော်တို့စားစရာတွေမှာကြတယ်ကျွန်တော်တို့၃ယောက်နဲ့စုကလက်ဖေးရပါမိုးကမော်ရင်းကမြောင်ဝင်းကလေးကပေါင်ပေါက်မိခင်နဲ့ကော်ဖီအဲ့ဒီချိန်မှာပဲပေစီကခုံအောက်ကနေကျွန်တော်ကိုလှမ်းဆိုင်တယ်မိတ်ဆက်တဲ့အစီအစဉ်စတော့ပေါ့လေကျွန်တော်တို့တဝိုင်းနဲ့ထိုင်ပြီးကြပြီဆိုတော့ကျွန်တော်ကပဲမိတ်ဆက်ပေးပါမယ်ဒီကောင်းနာမည်ကပေဟိုဟာဘယ်နဲ့ကိုတငယ်ချင်းနာမည်ကိုမေ့နေရသလားဘဲဦးရဲ့နှုတ်သွက်တဲ့မိုးကကျွန်တော်ကိုရီပြုံးရင်းမိတယ်မိတာမဟုတ်ပါဘူးမိုးရဲ့ခုနကပူထားတဲ့လက်ကိုသွားထိမိလို့ပါဒီကောင်နာမည်ကတင်အောင်မြတ်မှာ chemistry final ဒီကောင်ကအောင်မြတ်ဆိုးတဲ့ geology နောက်ဆုံးနဲ့အမလီဒီကိုလုံးနဲ့ဒီအရက်ကြီးကိုအားလုံးမြင်ပါတယ်ရက်ပြန်စရာမလိုပါဘူးဗလာကြီးကဦးချောင်းချောင်းနဲ့မတ်တက်ထိုက်ရလိုက်တော့စိုးစကားကြောင်အားလုံးရွိုင်းရကြပါတယ်မြုံဝန်းလေးတောင်မှမြင်ရခဲတဲ့သူ့ရဲ့သွားလေးတွေပေါ်အောင်ပြုံးပြတယ်မြုံဝန်းလေးစီကမြင်ရခဲလုံးလို့ကျွန်တော်ရင်နဲ့လှက်ခနဲကိုဖြစ်သွားတယ်ဗျာသူကတော့နိုင်ဦးမော်တဲ့ကျွန်တော်နဲ့မိသားအတူတူပါပဲဆိုလိုအုပ်စုကခေါင်းငိတ်အသိမှတ်ပြကြပါတယ်တိတ်ထူးထူးခြားခြားတော့မရှိလားကျွန်တော်သာဆိုတော်တော်စိတ်တက်ကြသွားမှာပဲဗျာဒါပေမဲ့ကျွန်တော်ကောင်တွေကဒါဟုသတိမထားမိဘူးဗျာကျွန်တော်မိတ်ဆက်ပေးပြီးလို့သူတို့ပြောချင်တာတွေကိုထပ်ဖြည့်ပြောနေကြတယ်ပြောတာကတော့ဆရာကြီးမောင်းပေးစီပေါ့ဗျာကျွန်တော်တို့ကလည်းခင်းချင်နေရကြပါပြီအခုဝင်းမိုးလက်ပူလောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးအမတ်တမဲ့တငယ်ချင်းဖြစ်ခွင့်ခင်မင်ခွင့်ရတဲ့အတွက်ကျေးဇူးပါပဲဒီကောင်ကြီးအပူလောင်တာကိုကျေးဇူးတင်တယ်လို့ပြောတာမဟုတ်ပါဘူးနော်ကံကြမ္မာကိုပြောတာပါကျောင်းသားဆိုတာကမိမဆောင်လိုက်မိတ်ဆွေတွေပါပဲလမ်းမှာဒါမှမဟုတ်တနေ့ရမှာကျောင်းသားတယောက်ဒုက္ခရောက်ရင်ဘယ်ကျောင်းသားမှကြည့်မနေပါဘူးကျမတို့ကမိတ်ဆက်စရာမလိုတဲ့မိတ်ဆွေတွေပါဟာဟုတ်ပါတယ်မတ်ဆိုးသူဒီမောင်ဟုတ်ပါတယ်မတ်ဆိုးသူဒီမောင်ပြောတာမှန်ပါတယ်ပေစီကဝင်လဲဝင်ကန်မြောက်သည့်ပုံစံဖြင့်ပြပြတလဲပြောလိုက်ပါတယ်ဒါပေမဲ့ခုနကဟိုကိုဘသူနိုင်ဦးမောင်မအခုပဲမိတ်ဆက်ပြီးသူ့နာမည်ကိုမမှတ်မိတာသိရတော့ပေစီမျက်နှာရဲကနေဖြစ်သွားတယ်အဲ့တော့ကိုနိုင်ဦးမောင်ပြောသလိုတငယ်ချင်းနဲ့ခင်မင်ခွင့်ဆိုတာကိုတော့အချက်ချင်းမရနိုင်ပါဘူးမိတ်ဆွေကတော့ဖြစ်ပြီးသားပဲဟိုကောင်တွေဘာဆက်ပြောရမှန်းမသိဖြစ်ကုန်ကြတော့တာပေါ့ပေစီကကျွန်တော်ပေါင်ကိုပုတ်တယ်ဝင်းကူညီအောင်ဆိုတဲ့သဘောပေါ့လေဒီကောင်တွေဆိုလိုတာကတငယ်ချင်းတွေမိတ်ဆွေတွေလို့အပြန်အလှန်ခင်မင်ကြရင်ကူညီရင်းနဲ့ဘဲဦးပြောတာကိုမိုးသဘောပေါက်ပါတယ်မိတ်ဆွေကတော့ဖြစ်ပါပြီတငယ်ချင်းဖြစ်ချင်တယ်ဆိုရင်တော့ဝင်ခွင့်ဖြေရမယ်ဝင်ခွင့်ဟုတ်လားဘလို့ဝင်ခွင့်မျိုးလဲအိမ်ကြီးကအလန်တကြားနဲ့မိုးကိုမိတယ်မိုးဟာပြောနေဒီကောင်တွေခံရတော့မယ်ဆိုတာကျွန်တော်သိပါတယ်မိုးဟာမိကုန်းကလေးတွေတယောက်တစ်ခုမိမှာပါအဲ့ဒီမိကုန်းကလေးတွေကိုမှန်အောင်ဖြေနိုင်ရင်ဝင်ခွင့်အောင်ပြီပေါ့မိုးတို့နဲ့တငယ်ချင်းဖြစ်ပြီပေါ့ဒါလားဒါဆိုရပါတယ်မေးတာမေးပါရပါတယ်မေးပါကျွန်တော်တို့လည်းတိတ်နဲ့ဘဟုတုတတော့ရှိပါတယ်ဘဟုတုတရောပျော်စရာကလေးတွေရောစကံဝက်ကလေးတွေရောရောမွေထားတဲ့မိကုန်းကလေးတွေပါခက်ခက်မပါပါဘူးဒါဆိုရင်မေးပါရပါတယ်အဲ့ဒီနေ့ကတယောက်နဲ့တယောက်မိကွန်းတွေမေးအဖြေတွေဖြေကြစကထာတွေဝှက်ကြနဲ့တယောက်ကိုတယောက်မိတ်ဆက်ခဲ့ကြပါတယ်တတော့ကိုပြောရတဲ့နေ့တနေ့ပါပဲမိုးရသည့်အလဲမနက်ခင်းရဲ့ခေါင်းကင်ဟာအဖြူရောင်တိမ်တူးတွေနဲ့အဲ့ဒီတိမ်တူးတွေရဲ့အနောက်မှာအပြာရောင်မိုးကောင်းကင်နဲ့နေရောင်ကြီးကဥရောပအကြိုက်ရှင်းရှင်းလင်းလင်းကြီးကိုဖျားချနေပါတယ်မိုးတိမ်ကအမဲပေမဲ့မိုးရေကြတော့ဖြူတယ်နော်ကိုဆရာဟုတ်ပြီကိုဆရာကြီးအဲ့ဒီဥပမာကလေးလို့ကျွန်တော်သဘောကျသွားတယ်ဗျာဘယ်သူမှမတွေးခဲ့ဘူးပဲကျွန်တော်တယောက်ပဲတွေးမိသွားတယ်ရရှိသွားတဲ့လူတိုင်းအတွက်လေးနက်တဲ့စကားစုကလေးလို့ကျွန်တော်ထင်တယ်ဟုတ်တယ်ဒါကိုလူတိုင်းသိကြတယ်ဒါပေမဲ့လူတိုင်းမတွေးကြဘူးဒီတွေးကိုငါပဲအမတ်တမဲ့နှလုံးသားနဲ့အဆုပ်ကင်ဖမ်းမိသွားတာဒီတွေးရဲ့နောက်မှာကြီးကျယ်တဲ့တသနာတစ်ခုရှိကိုရှိရမယ်အဲ့ဒါကိုဖော်ထုတ်နိုင်ရင်ကျွန်တော်လည်းနာမည်ကြီးသွားမယ်ဒီစကားလေးကိုလည်းလူတိုင်းပညာရှိတိုင်းအမှုပညာရှင်တိုင်းကလိုအပ်ရင်ကိုးကားကြလိမ့်မယ်ကိုမင်းရဲ့ပေါ်မှာမိုးတိမ်မဲတွေလိုနေခဲ့ပေမဲ့မင်းရဲ့အောက်ကိုရောက်တော့အေးများတဲ့ရေစက်ကလေးအဖြစ်နဲ့နေပါမယ်
ဟုတ်တယ်ငါမင်းပေါ်မှာမိုးတိမ်တွေလိုမဲနဲ့ခဲ့ဘူးတယ်ဒါပေမဲ့မင်းနာကိုရောက်လာတော့အေးများတဲ့မိုးရေစံလေးအဖြစ်နေပါငါဟာမိုးတိမ်လိုမဲနဲ့နေခဲ့ရတဲ့တစ်ချိန်လုံးအခုမိုးဆက်ကလေးလိုဖြူစင်ဖို့ကြိုးစားနေခဲ့တာပါကိုဆရာကြီးကျွန်တော်ရဲ့ရှင်နဲ့ကိုအတွေးကလေးတစ်ခုကနေပြီးတိတ်တဘာဝကြတဲ့အတွေးတွေစကလုံးတွေဝင်လာနေတယ်မဖြစ်တော့ဘူးဒီစကလုံးတွေကိုမေ့မသွားအောင်တနေရာရာမှထိုင်ပြီးရေးထားမှကိုဖြစ်တော့မယ်ပြီးတော့တတိချာချာကိုထပ်တွေးရမယ်ကျွန်တော်အဲ့ဒီစိတ်ကလေးနဲ့နေရာကိုအလင်းစလို့ရှာတော့မှတည့်ရဲ့ခုံတန်းကလေးမှာထိုင်နေတဲ့မျက်ဝန်းကလေးကိုသွားတွေ့တာတယောက်တည်းကိုလူကြီးအဲ့ဒီအချိန်မှာမျက်ဝန်းလေးကငုံဖက်နေတဲ့စာအုပ်ကစာရွက်ကိုလှမ်းရင် position နဲ့ပြောင်းနေနောက်ကျောကအင်ဂျီကလေးကိုဆွဲဆန်တယ်ကျွန်တော်ကတော့မမြင်ပါဘူးဒါပေမဲ့ကျွန်တော်တောင်းတော့ပြီးရင်ခုန်သွားတာတော့အမှန်ပဲကိုကခိုးကြည့်နေမိတာကိုမဖြစ်တော့ဘူးဆိုပြီးမျက်ဝန်းကလေးခုံကိုရှောက်လာခဲ့တယ်ကျွန်တော်ရှောက်လာတာအတန်မထွက်ပေမဲ့မျက်ဝန်းလေးကတိတာပဲဟင်တယောက်တည်းလားကိုဝင်းမို့ကိုနိုင်ဦးမောင်တို့ရောကျွန်တော်စိတ်ထဲမှာနည်းနည်းတော့မကြေမနက်ဖြစ်သွားတယ်သူ့ကိုကြိုက်နေပါတယ်ဆိုတဲ့အိမ်ပြေးကိုမှရွေးမိရတယ်လို့လူရီယာကိုတတိရတဲ့လူကိုစိတ်ထဲမှာရှိတဲ့သူကိုရုတ်တရက်တတိရတတ်တယ်ဆိုရင်မျက်ဝန်းကလေးကအိမ်ပြေးကိုတတိရနေတာပေါ့လေနေမကောင်းဘူးလားကိုဝေမို့ခင်ဗျာနေကောင်းပါလေဘလို့ဖြစ်နေလို့လဲငြိမ်ငြိမ်ကြီးဖြစ်နေလားလို့ဘာလဲမိဆိုးမရှိလို့လားကိုဝေမို့မဟုတ်ပါဘူးမိုးရင်းဖြစ်ပြီးအိုက်နေလို့ညီးစီစီစီဖြစ်နေတာပါဟုတ်တယ်နော်ကိုဝေမို့ဒီနေ့ပူတယ်လို့ပဲမျက်ဝန်းကလေးပြန်ပြောတဲ့စကားမှာမှားတဲ့စကားလုံးမပါပါဘူးဒါပဲကျွန်တော်မကြည်မနှက်ဖြစ်သွားတယ်အဲ့ဒီကိစ္စကိုပြောချင်နေရကြပြီဗျာအခုလိုလူရှင်းတော့ပြောလိုက်ရင်ကောင်းမယ်ထင်တာပဲနိုင်ဦးမောင်တို့မပါဘူးလားဒုတိယအကြိမ်ပြီးတော့ကျွန်တော်ပြန်ပြီးမကြည်မနှက်ဖြစ်သွားပြန်ရောဒီနေ့ဒီကောင်တွေကြောင်းမတက်ဘူးစာအုပ်နဲ့နပန်းလုံးနဲ့ကောင်ကလုံးပု္ပ္ပစာတွက်တဲ့လူကအတွက်စာကြက်တဲ့သူကကြက်နဲ့စာရီကြက်နေကြတယ်ဟုတ်လားမျက်ဝန်းကလေးကခေါင်းကလေးရှေ့ထိုးပြီးနားမလဲတယ်လို့တန်တော်နဲ့မေးတယ်ဗျကျွန်တော်ကဗလာကြီးကိစ္စရဲ့ပေစီစာချက်တဲ့ကိစ္စရဲ့အိမ်ပြေးနဲ့စာအုပ်ပုံတွေကိစ္စရဲ့ကိုပြောပြတော့ပြေးအားပါတရကိုရှိတယ်ပြေးအဲ့လိုရှိရင်ကျွန်တော်အရန်ပြောတယ်ဗျာပြေးကြီးတာဘသူကြီးတာနဲ့မှမတူဘူးလို့ကိုထင်တယ်အချစ်ဆိုတာဒီလိုပဲထင်ပါရဲ့ပြေးကိုကျွန်တော်မေးစရာရှိတယ်မေးလေကိုဝေမိုးရဲ့ဘာကိစ္စလဲဟိုကောင်လေးကိစ္စကိုမေးရင်အဖြေကိုဓာတ်ရိုက်မပြောတောင်ပြေးကအရေးမွှလောက်တော့ပြောလိမ့်မယ်ထင်တာပဲဒါပေမဲ့ကျွန်တော်မမေးပါဘူးအာကုတို့တက်မဲဆိုရင်လည်းတက်ပစီတော့ဗျာမတက်နိုင်ဘူးတိတ်အရေးကြီးတဲ့ကိစ္စတော့မဟုတ်ပါဘူးကျွန်တော်အခုထိစိုးတို့မိုးတို့ခေါ်တယ်လို့ဘဲဦးလို့မခေါ်တာလေအဲ့ဒါကိုသိကြံလို့ပါအိုးပြေကရုတ်တရက်တအံ့တောနဲ့ခတ်တိုးတူးကလေးអော်ပါတယ်ပြီးတော့မှအိမ်ကြီးကိုဆင်လိုက်ပြီးကျွန်တော်ကိုပြောင်းကြည့်တယ်ကိုဝေမိုးလို့ခေါ်တာကိုမကြိုက်လို့လားဟင်းမကြိုက်လို့တော့မဟုတ်ပါဘူးဒါပေမဲ့ဟိုလေဒီလိုလေစိုးနဲ့မိုးကဘဲဦးလို့ခေါ်တာရင်းနေတယ်နှွေးထွေးတယ်လို့ခံစားရတယ်ပြေကကိုဝေမိုးလို့ခေါ်တော့သစိမ်းဆန်နေတယ်လို့ပဲပြေနဲ့ကျွန်တော်နဲ့တိတ်မရင်းနေကြတယ်လို့ပဲအဲ့လိုမျိုးခံစားရလိမ့်ရှိလို့ပါမဟုတ်ပါဘူးအဲ့လိုမဟုတ်ပါဘူးကိုဝေမိုးရဲ့ကိုဝေမိုးကိုဘဲဦးလို့ခေါ်ကြတာခင်မင်းတဲ့သဘောဆိုတာဟုတ်ပါတယ်ဒါပေမဲ့စားတဲ့နောက်တဲ့သဘောလည်းပါနေတယ်လူတယောက်ဘဲဦးကြိုက်လို့အဲ့ဒီနာမည်ကိုစပြီးခေါ်တာမျိုးကိုတော့ပြေကနှုတ်မဆက်ရဲလို့ပါအဲ့ဒီအကြောင်းပြောတဲ့နေ့ကစိုးနဲ့တောင်စကားများမလို့ဖြစ်ကြသေးတယ်စိုးနေဟုတ်လားကျွန်တော်အရန်ကိုတအံ့တော်ဖြစ်သွားမှန်အတန်ကတိတ်တိတာနေတယ်ဗျာအဲ့ဒီစင့်တီတော့မရောက်ပါဘူးပြေကကိုဝေမိုးကိုစားတယ်လို့ဖြစ်မှာဆိုတော့မခေါ်ဖို့ပြောတာသူတို့ကအဲ့လိုခေါ်ရတာပဲကြိုက်တယ်ဆိုပြီးအငင်းခုန်ဖြစ်ကြတာပါသူတို့ကလည်းသူတို့နှစ်သက်တယ်လို့ခေါ်တယ်ပြေကလည်းပြေယုံကြည်တယ်လို့ခေါ်တယ်ဒီတော့ပါပဲဘာပဲဖြစ်ဖြစ်ဗျာကျွန်တော်ကတော့ဝမ်းသာနေတာပဲဒါပေမဲ့ပြေကဘဲဦးလို့ခေါ်တာကိုခံချင်နေတယ်ဗျာကျွန်တော်ကတော့စတာနောက်တာတွေကိုတိတ်မခံစားရပါဘူးစပြီးခေါ်တာဆိုရင်လည်းဘလို့မှမနေဘူးကျွန်တော်လည်းအိမ်ပြေးကိုနိုင်ဦးမောင်လို့ခေါ်ရင်တမျိုးကြီးဖြစ်နေတတ်တယ်အားမရဘူးတခြားလူကိုခေါ်နေရတယ်လို့ပဲအိမ်ပြေးလို့ခေါ်လိုက်ရမှာအားရတာအရသာရှိတာကိုနိုင်ဦးမောင်တို့မှလည်းနာမည်ကြောင်တွေရှိတယ်ဟုတ်လားသွားပြီကိုဆရာကြီးကျွန်တော်တော့စီးဖောက်တယ်လို့ဖြစ်သွားပြီဒီကိစ္စကတော့တမင်ကြံစီတွေးပြီးတမင်ပြောတာမဟုတ်ပါဘူးအမတ်တမဲဖြစ်သွားတာဆိုတာကိုကိုလူယုံမှာပါကျန်တဲ့သူတွေရောနာမည်ပြောင်တွေရှိလားရှင်းရင်ပြပြပါလားပြည့်သိကြလို့ပါပထမတော့ကျွန်တော်ညင်းဖို့ကြံပါသေးတယ်ဒါပေမဲ့အရန်သိစင်နေတဲ့ပြည်မျက်နှာကလေးကိုမြင်တော့ပြည်ကိုစန္ဒပြေးစီချင်တာနဲ့ပြောပြလိုက်တယ်ဒီကောင်တွေအကြောင်းကိုနားထောင်ရင်ပြည်ဟာအားပါတရကိုရှိတယ်ပြည်ပြောနေတယ်ဗျာကျွန်တော်စိတ်ချမ်းသာပါတယ်ပြည်အဲ့ဒီနာမည်တွေကိုသွားမခေါ်နဲ့နော်ခေါ်တာနဲ့ကျွန်တော်ပြောတယ်ဆိုတာဒီကောင်တွေတန်းသိမှာသူတို့နာမည်ပြောင်းတွေကိုပြည်တို့သိမှာအရန်ကြောက်ကြတာကျွန်တော်ကိုလည်းရောင်ပြီးမခေါ်မိဖို့ခဏခဏတတိပေးတယ်အဲ့ဒါကြောင့်မှကျွန်တော်အလက်ကားနေထွန်နေဖြစ်မှာဆိုတော့တတိပေးနော်ပြည်စိတ်ချပါဒီကိစ္စကကိုမိုးဝေနဲ့လုံးဝမပတ်သက်စေရဘူးပြေကကျွန်တော်ကိုဘဲဦးလို့မခေါ်တာကျွန်တော်ကပြေကိုမျက်ဝန်းလေးလို့ပြန်ခေါ်မှာဆိုလို့လား
အိုးမဟုတ်ပါဘူးကိုဝေမိုးကအိမ်ပြေးပေးစီနှုတ်ကျိုးနေတယ်လို့ပြရလေကိုဝေမိုးလို့နှုတ်ကျိုးနေပြီလေကိုဝေမိုးကတော့ပြည့်ကိုစိတ်ထဲရှိတဲ့အတိုင်းသာခေါ်ပါရပါတယ်ကျွန်တော်အရန်ပျော်သွားပါတယ်ညဝန်းကလေးကိုပြေးလို့ခေါ်ခွင့်ရသွားပြီမဟုတ်လားတငယ်ချင်းတွေရှိတဲ့အချိန်ကျရင်တော့မခေါ်ပါဘူးဟိုလေအခုလိုနှစ်ယောက်တည်းရှိရင်တော့ခေါ်ကျင်တယ်ကိုဝေမိုးကိုခေါ်ကျင်တယ်လို့ခေါ်ခွင့်ပြုထားပြီးပြီပဲကဲအခုလောက်ဆိုရင်စိုးနဲ့မို့ကန်တင်းရောင်းနေလောက်ရောပေါ့သွားကြရအောင်နော်ကျွန်တော်ကြည်ကြည်နက်နက်ကြီးကိုထားရပြလိုက်ပါတယ်ကျွန်တော်ရဲ့စိတ်ထဲမှာတာဝန်ကြီးတစ်ခုပြီးသွားတယ်လို့ပဲကျေနပ်ပြီးပျော်နေမိတယ်ကိုလူကြီးခင်မင်ခွင့်ရပြီးတဲ့နောက်နေ့ရက်တွေကတော့ပျော်စရာကောင်းတာတွေကြီးပါပဲခင်မင်ချင်းဆိုတာကကျွန်တော်တို့အုပ်စုနှစ်ခုအတွက်ဟန်ဆောင်ထားတဲ့နားလည်မှုတစ်ခုပါကျွန်တော်ဆိုလိုတာကိုကိုယ့်ဆရာသဘောပေါက်ရလားမသိဘူးကျွန်တော်ဘက်ကတငယ်ချင်းတွေကတော့သူတို့ကြီးညာထားတဲ့အတိုင်းသူတို့လူကိုသူတို့ပြောင်းခဲ့ကြတာပဲဗျဟိုဘက်ကလည်းတည်ပြီးသားဆိုတော့လိုက်ရောတန်တာရှင်လိုက်ရောကြောင်းနည်းနည်းလွန်လာရှောင်းလိုက်ကြနဲ့လက်ဝဲသမားတွေပထမအချိန်မှာတစ်ဖက်နဲ့တစ်ဖက်အကဲဆန်းပြီးထိုးနေကြတာနဲ့တော်တော်တူတယ်ဗျအစုပ်တက်လေးတွေနဲ့ပေါ့လေတိတိတတ်တာကိစ္စတစ်ခုကအိမ်ဒီရရဖြစ်နေတာကိုပဲအိမ်ပြေးတို့အုပ်စုကအချိန်နေကောင်းနေပြီလို့တွက်ကြတယ်အချိန်နေကောင်းနေဆိုတိုင်းတိတ်အခွင့်အရေးမယူနိုင်အောင်ကွာတချို့ကိစ္စတွေကထောင်ချောက်တွေပါတယ်ငါတို့ကိုတမင်တကာစမ်းနေတာပေးစီရတော့ထုံးစံတိုင်းဆရာကြီးလေးနဲ့ပြောတာကိုအရင်တော့ကဆိုရင်ဘယ်သူမှသိမခံတတ်ကြပေမဲ့အခုတော့ okay လို့ခင်ဗျာဟုတ်တယ်အခုဆိုဒိုးဘက်ကတိတိတတ်တာချင်းကပ်နေတာပဲတချို့ကိစ္စတွေကိုသူတို့လည်းဒိုးလိုပဲတိုင်ပင်ကြမှာပဲဗလာကြီးမင်းရတုံးတဲ့တတိထားအားလုံးထဲမှာစကားအနည်းဆုံးနဲ့အထူဆုံးဗလာကြီးကတော့ထုံးစံအတိုင်းခေါင်းတငိမ့်ငိမ့်နေပေါ့ကျွန်တော်ကတော့ဒီကောင်တွေကိုကြည့်ပြီးဟားစင်နေတာပဲသူတို့ကိုကြည့်ရတာကိုကြိုက်တဲ့မိန်းကလေးကိုချင်းကပ်နေရနဲ့မတွေ့ဘူးရန်သူကိုတရှူလုံနေရတယ်လို့မျိုးကြီးဘယ်လိုလုပ်တဘာဝကြတော့မှလဲဟဲ့ကောင်ဝေမို့မင်းလည်းတတိထားအောင်နော်ငါတို့ဘက်ကမရရင်မင်းဘက်ကိုလှည့်လာခြင်းလှည့်လာမှာငါတို့ရဲ့နာမည်ပြောင်းတွေကိုတောင်းစပွဲတိုးကလေးစီကနေနှိုက်သွားတာတွေ့လားသူတို့နဲ့စကားပြောရင်မင်းလည်းမပေါ့နဲ့ဝေမို့အိမ်ကြီးကတိတ်မကျေနပ်တဲ့ပုံမျိုးနဲ့ကျွန်တော်ကိုပြောတော့စိတ်ထဲမှာနည်းနည်းတော့ဒေါသဖြစ်သွားတယ်တကယ်ဆိုကျွန်တော်နဲ့ဘာဆိုင်လို့လဲခက်ချင်ချင်းရှိတာနဲ့ကျွန်တော်ဘာမှပြန်မပြောပဲနေလိုက်ပါတယ်ညဝန်းလေးတို့ကိစ္စကိုဒီကောင်တွေပြောနေကြတိုင်ပင်နေကြတာကြားရရင်ကျွန်တော်ရဲ့စိတ်ထဲမှာခံစားမှုတစ်ခုဖြစ်တယ်ဗျာတခုကရည်ကျင်တာဗျသူတို့ကသာအရေးတကြီးတွေပြောနေကြတိုင်ပင်နေကြတာဟိုဘက်ကသူတို့ကိုတိတ်အရေးတကြီးရှိလာတာမဟုတ်ဘူးဆိုတာကျွန်တော်သိနေတာကိုနောက်တစ်ခုကမကျေနပ်တာခမအိမ်ကြီးကညဝန်းလေးကိုကြိုက်နေတာကိုကျွန်တော်မကျေနပ်ဘူးဖြစ်နေတာဒီလိုစိတ်မျိုးမထားကောင်းဘူးဆိုတာသိပေမဲ့ဖျောက်လို့မရဘူးဖြစ်နေတယ်ဗျာဒီကောင်တွေကမင်းအဲ့ဒီအုပ်စုတွေကဘသူ့ကိုကြိုက်တယ်လဲလို့ပြောင်းမိတော့ကကျွန်တော်ကရွဲပြီးတော့တယောက်မှစိတ်မဝင်စားဘူးလို့ဖြေခဲ့တာပါမင်းကလေး၃ယောက်ကိုဝိုင်းကြိုက်နေကြတာကိုကြည်မရလို့ရွှဲလိုက်တာမင်းတို့ပဲကြိုက်ငါကတော့ sorry ပဲပေါ့လေအမှန်ဆိုအဲ့ဒီကလေးကမျက်ဝန်းလေးကိုတော့ငါစိတ်ဝင်စားတယ်လို့လှုပ်ထားရမှာအခုပြောရင်လည်းရတာပဲဘာဖြစ်လဲဒီကောင်တွေမကျေနပ်စရာမရှိပါဘူးကဲဒီကောင်တွေကိုဖွင့်ပြောတာတွေဘာတွေမလုပ်ပဲစိတ်ဝင်စားတော့ရောဘာဖြစ်လဲဗျာမဟုတ်ဘူးလားအဲ့တော့ဖွင့်ပြောမနေတော့ပါဘူးခဏနေတော့ပြည်သူအုပ်စုရောက်လာတယ်ကျွန်တော်တို့ဝိုင်းရဘာကြောင့်မှတော့မသိဘူးတခုခုက၆တီးလိုက်တယ်လို့မျိုးနေရတိုင်ရအသိအနေထားဖြစ်နေကြတယ်ပြည်သူစားစရာတွေဘာတွေမှာပြီးတော့မှကျွန်တော်ကစပြီးတော့တတိပြုမိတယ်စိုးရိမ်ကောင်မှခရီးပန်း၄-၅ကုန်းကိုဘေးတိုက်တွဲလေးချပြီးကလီကလီနဲ့ညှက်ပြီးပန်းထားတာကိုပါခရီးပန်းကဗလာကြီးကိုစိုးကဖွက်ခဲ့တဲ့ဘေးလေးမဟုတ်လားအမေစိုးကခရီးပန်းတွေဘာတွေနေပါလားမတရားမလုပ်ရဘူးဆိုရဲ့လာတဲ့မိန်းကလေးဆိုတာပန်းကိုစိတ်ကူမတောင်းရဘူးအမေဘသူကစိတ်ကူတောင်းလို့လဲပေးတဲ့သူရှိလို့ပန်းတာပေါ့ဘသူပေးတာလဲဟင်ဗလာကြီးပေါ့ဘသူရှိအောင်မလဲစကားဝိုင်းကရုတ်တရက်တိတ်သွားတယ်ဗျဗလာကြီးကိုဝိုင်းကြည့်တော့ဗလာကြီးကမနေတတ်တယ်လို့ရှက်တယ်လို့တခုခုကိုပြောချင်တယ်လို့လုပ်နေတယ်ဒါပေမဲ့ဒီကောင်ထုံးစံအတိုင်းအဲ့ဒီအပြုတ်မူကလွယ်ပြီးဘာမှမလုပ်တတ်ဘူးတဲဟုတ်ပါလားဟဲ့ကောင်ဗလာကြီးမင်းကရှူထားတယ်ပေါ့လေပေးစီရဲ့စကားကြောင့်ဗလာကြီးကမျက်နှာပြက်ပြီးခေါင်းကိုကုတ်တယ်ပြီးတော့ရင်နွေးတစ်ခွက်ငယ်ပြီးတော့အဲ့ဒီရင်နွေးကိုတောက်တာလည်းမဟုတ်ဘူးမိုးကိုကြည့်တော့မိုးကအေးဆေးပါပဲပေးစီကဗလာကြီးရဲ့မူရကြောင့်နည်းနည်းတော့ဖုသွားဟန်တူတယ်စိုးကပန်းပန်နာဝါသနာပါလို့လားပန်းဆိုင်လားပေးတဲ့သူရှိလို့ပန်းနာပါဆိုမှနွားတို့ကလည်းကြားလိုက်တာစိတ်တူသလိုလေးညီတယ်ပြီးတော့ကျွန်တော်ရဲ့ပခုံးကိုလှမ်းကိုင်ရင်နွားတို့ရပြီလားအော်ပေးဟာကြားနေပြီဟာခုနကမှအမှားထားတဲ့ဟာကိုအော်ဆိုအော်ဟာဆိုကကျွန်တော်ရဲ့ပခုံးပေါ်တင်ထားတဲ့လက်ကိုပြန်မရုပ်ပဲပြောတယ်ကျွန်တော်အော်ပြီးတော့မှဆိုကပချိုင်ကလေးတွေခွက်သွားအောင်ပြောရင်ဒါမှတို့ရဲ့ဘဲဦးလို့ပြောရင်ခေါင်းကိုလက်သေးဆုပ်ကလေးနဲ့ထူတယ်ဘာမှမဆိုင်ဘူးလို့ကျွန်တော်ကပြောတော့ဆိုကချစ်လို့ထူတာပေါ့ဘဲဦးရဲ့လို့ပြောင်းပြီးပြောတော့တဝိုင်းလုံးကတမျိုးတွေဖြစ်ကုန်ကြတယ်ကျွန်တော်နဲ့ဆိုကတော့ဘာမှဖြစ်ပါဘူးအဲ့ဒါဆိုရင်တော့နေငါတို့ရဲ့အိမ်သားအပြိုကြီးနဲ့တက်ရလိမ့်မယ်အမေဘာဖြစ်လို့ तू ကလေငါ့ကိုချက်လို့တဲ့အမ तू ကစိုးလောက်ချောလို့လားဒါတော့ဘယ်ချောမလဲဟာနေရရောဘသူ့ကိုပို့ချက်လိုက်အပြိုကြီးကိုလားစိုးကိုလား
ကျွန်တော်တို့နှစ်ယောက်စကားတွေကိုတဝိုင်းလုံးနားထောင်နေကြတယ်ပြည့်နဲ့မိုးကတော့ပုံမှန်စကားနားထောင်နေရပေါ့ဟာကိုမခံရအောင်စဉ်းစားပြီးချစ်ရမယ်ဆိုစိုးကိုပဲချစ်ရမှာပေါ့အောင်မေဘာဖြစ်လို့ချက်လို့အထုခံရမယ်ဆိုရင်စိုးနေရအကြောင်းကြာမှတွေ့တာတခါတလေဆိုမတွေ့တဲ့နေ့တောင်ရှိသေးဟိုပြိုကြီးကအိမ်နာနေနေလေးနေတိုင်းတွေ့နေတာသိရောပေါ့အော်တွက်ကိန်းနေပေါ့ဟုတ်လားကဲတွက်အောင်ကိန်းအောင်တွက်အောင်ဆိုကကျွန်တော်ကိုလက်သေးကလေးနဲ့ထူပြီးရည်တယ်ကျွန်တော်လေးရည်တာပေါ့ရည်ကြတော့ကျွန်တော်တို့နှစ်ယောက်တည်းပါပဲနည်းနည်းအကြောင်းစီစီတော့ဖြစ်တာပေါ့လေဒါပေမဲ့ကိစ္စမရှိပါဘူးသူတို့လိုက်မိကြတာနဲ့ကျွန်တော်လေးရွှဲပြီးတော့တတော်ကိုရည်ပြစ်လိုက်တယ်အမှန်ဆိုကျွန်တော်ဟာတာကရီကိုမရည်ရတာစားစရာတွေရောက်လာကြတော့ဘာစကားမှမပြောတာကိုတဘာဝကြအောင်ပေစီတို့အစားကိုဖိစားနေပုံကတတော်ကိုရည်ရတယ်ပေစီမာတာပရှူးထမင်းကြောပြထမင်းကြောဆိုတာဇုံးလေးခရင်လေးနဲ့အေးလူစားရတာမျိုးမဟုတ်လားအခုတော့ပေစီစားပုံကအသက်တောင်ရှူရလားမသိဘူးအိမ်ပြေးရလေမော်ရင်းငါကိုနှစ်ထဲမှာတနက်နဲ့အထောက်ခံထားရတယ်လို့အတင်းစားနေတယ်ဗလာကြီးကတော့စံချိန်တင်မယ်နန်းကြီးတုတ်ကိုဇုံးလေးချိန်မြောင်းနဲ့နောက်ကောက်ချလိုက်တာနဘေးနာကဟင်းရီခင်ဗျလှုပ်တောင်မလှုပ်နိုင်ရှာဘူးပြင်းနေမှုကတော့ပုံမှန်ပါပဲအဲ့ဒီမှာအစိုးဆုံးကတော့မက်ရွှေဆိုးပဲပြောင်းသူ့ရဲ့နွားနို့တွေကိုကျွန်တော်ရဲ့ထမင်းတုပ်တဲ့လိုက်ထည့်နေတာနဲ့နွားနို့နဲ့ထမင်းတုပ်နဲ့ဘာဆိုင်လို့လဲပြောင်းကျွန်တော်ကထမင်းပကံကိုမြှောက်ထားရတာပေါ့သူကကလေးတယောက်စော့တယ်လို့မျိုးကိုစော်နေတာသူ့နွားနို့စုံကိုကျွန်တော်ရှောင်နေရတာကိုပဲသဘောတွေကျနေတာမလုပ်ပါနဲ့ဆိုရငါဘိုက်တွေစားလို့ပါဒါဆိုရင်ကောင်းကောင်းစားပေါ့ငါကောင်းကောင်းစားတာပဲနင်ကလိုက်နောက်နေရလေမဟုတ်ဘူးထမင်းတုပ်ဆိုတာကြက်ဥဟပ်ပရိုင်းနဲ့မှလိုက်တာနင်ကဒီတိုင်းကြီးစားနေတာကိုငါမှကြက်ဥမကြိုက်တာကြက်ဥမကြိုက်တော့ဘဲဥလုံးမနေနဲ့စားဖို့စားရမယ်အန်တီအေးဒီကိုကြက်ဥတစ်ဝက်ချက်ပေးပါတငယ်ချင်းအုပ်ထဲမှာစိုးနေကျွန်တော်နှစ်ယောက်တည်းစူညံနေတာကိုတဘာဝမကြတာပါဒါပေမဲ့မတက်နိုင်ဘူးလေသူ့ဘာသာသူဖြစ်နေတာကျွန်တော်ဘာတက်နိုင်မှာလဲနေကြက်ဥဟပ်ပရိုင်းနဲ့စားချင်နေရမဟုတ်လားစိတ်ညစ်လုံးလို့နေစားချင်ပါလေမစားချင်ပါဘူးဆိုကအမျက်စောင်းထိုးတယ်ပြီးတော့လူကိုဘူးကြည့်လိုက်ကြည့်တယ်စိတ်လေးဆွဲတယ်နေစားချင်နေပါလေဘဲကူရနေပုံစံကငါတို့အဖိုးအိမ်သာတက်ချင်တယ်လို့ဖြစ်နေတယ်မညစ်ပတ်နေရပြောမိုးတာမျိုးပြောရင်တိတ်ရည်တာပဲပြောမို့ကျွန်တော်ကန့်ကွက်တာကိုကလက်တွေရှုပ်ရှက်ခန်းနေရဝေရိုင်းအတင်းပြောခိုင်းနေတာမိုးကမခိုင်းလေးပြောမှာပါဒီလိုဟာငါတို့အဖိုးကလူပြိုဘွားတော်ကသူတဘောကြတဲ့မင်းအေးဆိုတဲ့အပြူတယောက်ရှိတယ်တဲ့အဖိုးကရောင်တုံးနဲ့ပတ်ပေါင်းနေဆိုရင်းစားစားနဲ့အတော့ကိုခိုက်ကောင်းဆိုပဲဘာလဲဟာပတ်ပေါင်းဆိုတာငါလည်းမသိဘူးဟာပတ်ပြီးတော့ပေါင်းရတာမျိုးထင်ပါရဲ့ရှင်းပါတယ်ရှင်းနေဆက်ပါအောင်ကျွန်တော်ဝင်ရွက်ပြောတာကိုပြရတစ်ချက်ပြောပါတယ်မေးရလေကွန်းဝါမပြက်ပဲရေဝရွက်တဲ့နေရာမှာအတော်ကြီးလာဆိုပဲနေနဲ့လားရွှေနေမြပေါ်ဟာထားပါတော့အေးလေတနေ့တော့ငါ့ဘွားအဲ့ဒီမဲအေးကိုလူပြိုလှည့်သွားတဲ့မဲအေးကအိမ်ဘေးအဖေမှာဆဲလဲလဲရင်ရင်နွေးတူနဲ့ဟိုတီတီပြောတဲ့မဲအေးကလေအလိုက်ထိုက်ပေါ်လေအဲ့ဒီချိန်မှာပဲတို့အဖိုးကအိမ်သာတက်ချင်ရောတယ်ဟဲ့မိုးကမျက်လုံးကလေးပြူးပြီးပြောတော့အားလုံးခက်ပြုံးပြုံးတော့ဖြစ်ကုန်ကြတယ်ဆိုကငကူကလေးကရေးစင်နေတာဆိုတော့ရေဖို့အသင့်ပြင်ထားရင်ကလူပြိုလှည့်စကားတော်တော်ခီးရောက်နေပြီလားမရောက်သေးဘူးဟာဒီနေ့နေတာတော့ကြီးရတာပေါ့တို့ဖွားမိသမီးမဲဖော့ရေဆက်ကချောချလို့တဲ့တော့ဆိုတာလောက်ရှိသေးတာပေါ့အဖိုးကအိမ်သာတက်ချင်တယ်လို့ပြောဖို့ကိုလူပြိုပီပီရှက်နေတော့ဒုက္ခဖြစ်နေတယ်အိမ်သာတက်ချင်တာပဲရှက်ရတယ်လို့ရိုးလာတာဆိုဘယ်ဟုတ်မလဲပြောယုံပေါ့အခုကလူပြိုလာလေတာကိုဟဲ့ရှက်တာပေါ့လူပြိုလဲလေသည်ဟိုဟာလေးပြုတ်သေးဆိုတော့အေးထားတော့ဟာအဲ့တော့တို့ဘိုးကအိမ်သာဘက်စကားလိုက်ရတာပေါ့အိမ်သာကအဖေကလှမ်းကြည့်နေမြင်နေရတာကိုဒီတော့စကားလိုက်ရတာပေါ့မနေ့ကตาကြိုင်တဲ့အပူတို့လည်းမရစကားများပြီးစူကြကောက်ကြကြိုက်ကြဖြစ်တဲ့မဲအေးရဲ့အိုးဟုတ်ကဲ့လားဘယ်နဲ့ဖြစ်ပါလိမ့်တော့ဒီလင်မယားကတခြားလိုကဲဆက်လည်းမဟုတ်ရပါကလားဒါကြောင့်မို့ပြောတာပေါ့အရေးရှိရောလေဒါမျိုးဆိုတာကဖြစ်တဲ့ကြတာကိုဗျဘာအရေးတွေတော့နေရှင်ကိုตาကြိုင်ကရောင်လေးတတနဲ့ဆိုတော့အိုးရောင်နဲ့မဆိုင်ဘူးဗျအကြောင်းစုံမသိလို့ထင်ကြီးရှိတာပါတော့ကဘယ်နဲ့ဒေါသကြီးလို့ပါလားမဟုတ်ရပါဘူးဗျာတက်စင်လွဲနေလို့အလင်းစလို့စိုးမိတာပါဘွေမထားပါနဲ့တော့ကျုံလဲစိတ်ထဲရှိလို့ပြောတာမဟုတ်ပါဘူးတော့နှုတ်ဘာကိစ္စတွေတော့အိမ်သာကိစ္စတဲ့အိမ်သာကိစ္စဘယ်နဲ့ကြမ်းဖန်တော့မသိရဘူးလားရှင်စမ်းလုံးလို့ပါကျွန်တော်ကမိုးပြောတယ်လို့မဟုတ်တော့ပဲအချီအချပုံနဲ့ပတ်နဲ့ပြောပြတာပါဒါကပူပြီးခီးရောက်တယ်မဟုတ်လားအမလီနေပါကြီးကလည်းအိမ်သာတက်ချင်တော့ဒီလောက်ထိန်းထားနိုင်မှာတော့ငါဆိုငါအိမ်ကပြန်ပြီဆိုကစိတ်မရှိသလိုဝင်ပြောတယ်ဗျဒီလိုပါပဲဆိုကနေရာတကာစိတ်မြန်လက်မြန်တိတ်ရှိတာသူသိကြလာပြီလေဆိုကလေဒီမှာအိမ်သာကိုမြင်နေရပြီကိုပြီးတော့လူပြိုစကားကလည်းမဆရသေးဘူးလေအဲ့တော့ငါဆုံးအောင်ပြောသွားမယ်ဟာနင်တို့ဝင်မပြောနဲ့အေးမပြောဘူးကပြောအမလီဖြစ်ကြောင်းသိရင်တီးကျဆန်းနဲ့ထင်အောင်မယ်ပြောပါတော့ရှင်ဒီလိုတဲ့လီဟာตาကြိုင်က
သူ့အိမ်ကိုမျိုးဝဧည့်သည်တွေလာမှမို့ကျန်တာတွေအဆင်ပြေပေမဲ့အိမ်သားကိုသူကစိတ်တိုင်းမကြဘူးတဲ့ဟာမျိုးဧည့်သည်ကလည်းတပတ်စိတ်ရနေမယ်ဆိုတော့အိမ်သားကိုပြင်ဖို့ဆုံးဖြတ်တဲ့သူ့ရဲ့အိမ်သားကဒိုးယူပေါက်ကိုအင်းပေါ်လီဒါမျိုးဆိုတော့လေရှက်မှာပေါ့တော့လာလဲတဲ့အထက်မှာအပြူတွေရောပါသေးလားပါတပေါ့ဟာအဲ့ဒါကြောင့်မှတာချိုင်ကအိမ်သားကိုလုံလုံနဲ့ခိုင်ခိုင်ခန့်ခန့်တီစောက်ချင်တယ်အပူကလည်းတော်ရုံဆိုပြီးချင်တယ်ဘလူအပ်တဲ့ကိစ္စမှာငွေကုန်မခံချင်ဘူးပေါ့လေထမင်းနဲ့ဟင်းကြိုက်တယ်လို့စားစိတ်တိုင်းကြအချက်ကျွေးမယ်ဒါတော့ငွေကုန်မခံနိုင်ဘူးဆိုပြီးဘူးခံတော့တာကိုဟာအဲ့တော့ဘလို့ဖြစ်ကုန်တယ်လေတော့ဟိုလိုစောက်မယ်ဒီလိုစောက်မယ်နဲ့စကားများကြရကနေအော်ရဲစင်ရောက်နောက်ဆုံးတော့ကုတ်ကြဖဲ့ကြတာပေါ့မဲအေးရအဲ့မှာရှင်အိမ်သားစောက်ရေးမစောက်ရေးရန်ဖြစ်ရတယ်လို့နှုတ်နေပါအောင်အဲ့ဒါနဲ့တော့ကဒီလိုမဲအေးကြီးအိမ်သားပြဿနာတကြီးစီရောက်တော့တကြီးဆုံးဖြတ်သမျှခံကြရတော့ပေါ့ကွာဟိုသူ့အိမ်ကအိမ်သားပုံဒီလူအိမ်ကအိမ်သားပုံနဲ့လူကရက်ကပြောကြတော့တကြီးအောင်နောက်ဆုံးတလောကမှစောက်တဲ့အမိတို့အိမ်သားတိတ်တော်တယ်သွားကြည့်ချီဆိုလို့လာခဲ့ကြတာပဲအလိုလီတော့ကိုဖိုးခင်ရဲ့တော်ကကျုပ်တို့စီအိမ်သားကြည့်ဖို့လာတဲ့လားကဲဒါဆိုလဲကြည့်ပါတော့ကြည့်ပါတကယ်လေမိုးရဲ့စကားကိုစက်မပြောပဲခဏရက်နေလို့အားလုံးကသိကျင်နေကြတာအတော်ကြီးကိုထင်ရှားတယ်။စက်ကောင်းတော့မိုးဟာတမင်တကာရက်ထားမှန်းကို့စီယာလေးရိပ်မိမှာပေါ့။မိုးကရင်နွေးချမ်းကွက်ကိုရင်နွေးဖြည့်ပြီးမှဆက်ပြောတယ်။မေကြီးကတမင်ငော့ပြီးပြောတာကိုတို့အဖိုးကတီတော့ရုတ်တရက်ထမသွားအောင်သေးဘူးတဲ့။သူတမင်လာကြည့်တယ်ထင်နေတာအိမ်သာလာကြည့်တယ်ဆိုတော့ဒါနဲ့အဖိုးကထက်ကွန်ရတယ်။အဖိုးအိမ်သာကိုအရန်သွားကျင်နေပြီနော်။နင်တို့ကြုံဘူးမှာပေါ့ဟိုတကဘဲဦးရင်နွေးပူလောင်တော့လို့ပေါ့။ဒီကိစ္စအားလုံးသိပြီးကြပြီဆိုတော့ကိစ္စမရှိပါဘူးဗျာဒါပေမဲ့ပေါ်တင်ကြီးပြောတော့ဘယ်ကောင်းပါမလဲမဟုတ်ဘူးလားအဲ့ဒါနဲ့ဘာမှမဆိုင်ပါဘူးဆက်ပြောဟာဟဲအဖိုးကထက်ကွန်ရတာပေါ့တကြီးကတော့တခြားလူတွေကိုသွားကြည့်ခိုင်းတာပေါ့ကျုပ်ကမဲတို့အိမ်သွားမှာဆိုတော့ကျုပ်ပဲကြီးခဲ့မယ်လို့ဝန်ခံခဲ့ရတာမှုပါကဲကြီးပြရစီတော့စကားဆုံးတော့အဖိုးကအဖီကနေတတိနဲ့ဆင်းပြီးအိမ်သာစီသွားတာပေါ့ဘဲဦးသွားတဲ့ပုံစံနဲ့တတိရတဲ့ပဲခတ်တော့မလုပ်ရဲဘူးမဖွေမရတွေဖြစ်ကုန်မှာဆိုလို့နေ့ဟာဒါပဲလားဘဲဟုတ်မလဲဟာမေကြီးကစိတ်လက်လက်ရင်အဖိုးကိုစောင့်နေတဲ့တော်တော်ကြာတဲ့အထိအဖိုးပြန်ထွက်မလာတော့မေကြီးကကိုဖိုးခင်နဲ့ကြာလာရန်ကောဆိုပြီးစိတ်မြန်လက်မြန်နဲ့အိမ်သားတွေဘာများဒီလောက်ကြည့်နေရတယ်လဲဆိုပြီးတကားကိုဖွင့်ချလိုက်တော့အဖိုးငုတ်တုတ်ကြီးမိတာကိုအားလုံးကြီးကြပါတယ်မိုးကအမူအရာကလေးနဲ့ပါလှုပ်ပြတော့ပို့ပြီးတော့ရီးရတာပေါ့နင်းတို့အဖိုးကလည်းအိမ်သားတကားလေးပါလေးပိတ်ပြီးမှကိစ္စမရှင်းဘူးလားအဖိုးတို့ခေတ်ကတော့အိမ်သားတွေမှာအတွင်းကကြမ်းမရှိဘူးဟာအပြင်မှာဆိုလဲတန်ရိုက်ထားတဲ့တစ်ချောင်းကလေးပဲရှိတာမိုးစကားကိုစိတ်ကူးတဲ့ပြန်တွေးပြီးစိုးဝါရှိပါတယ်အဲ့ဒီကလေးကငါတို့ဖိုးရဲ့ရွာမှာစကားတခွန်းတွင်တဲ့ပြဿနာတစ်ခုဖြစ်လို့တိတိကျကျသိကျင်ကြတဲ့အခါမျိုးဆိုရင်ဟေ့ဖိုးခင်ဖေမဲအေးမြင်တယ်လို့ရှင်းရှင်းပြောစမ်းကွာလို့ပြောကြတဲ့ဒီတော့မှအားလုံးအပတရရေးကြတာပါဆိုကတော့လက်မောင်းကိုထူရင်းကိုရီးတာမိုးရဲ့နင်ကတိတ်အပြောကောင်းတာပဲသိလားနင်ပြောရင်ရီးကိုရီးရတယ်ငါလေးနင့်လိုအပြောကောင်းချင်တယ်သိလားမင်းကစကားမပြောတတ်ပေမဲ့နေတတ်ပါတယ်မင်းကိုကြိတ်တဲ့သူသားရှိရင်မင်းနေပုံကအဲ့လိုဖုံးကြီးဝှချင်စရာပဲဒီစကားကတော့ဓာတ်ရိုက်ထိတဲ့စကားပဲဟိုကောင်ပိတ်စီမျက်နှာကိုဝင်းတော့တာပဲကျွန်တော်ကိုတွေ့ပြီးပေါ့လေကောင်းတာပေါ့ဟာငါသူကုတူဖြစ်ဖို့ပါရမီဖြည့်ပေးတဲ့အတွက်ငါလည်းကုတူရတာပေါ့ဒါပေမဲ့ငါအဲ့လိုနေတာခံရတဲ့ကောင်လေးကိုကြိတ်နေတဲ့ကောင်မလေးရှိရင်သာငါငရဲကြီးမှာမဟုတ်ဘူးလားငပဲဦးပိုးရတော့မထင်မဲ့ပဲတော်တော်ကိုကြမ်းကုန်နေဗျာကျွန်တော်လေးအားနာပြီးညဝန်းလေးကိုလမ်းကြည့်မိတယ်ညဝန်းလေးကတော့တတိငိမ့်ငိမ့်ပါပဲငပဲဦးဟုတ်တယ်မဟုတ်လားလို့စိုးမေးနေတယ်ဘာလဲထပ်ထုခံချင်လို့လားအေးဟုတ်တာပေါ့ဟာဒါပေမဲ့နေ့ပုံစံကအထင်လွဲကျင်စရာမကောင်းပါဘူးအနိုင်ကျင့်ခံနေရရှာတယ်ဆိုပြီးဟိုကတနာရင်တောင်တနာအောင်ပဲအော်မကြည်စမ်းဆိုကကျွန်တော်ကိုထပ်ထုပြန်ရောညဝန်းလေးကတော့ကျွန်တော်နဲ့စိုးကိုကြည့်ပြီးပြောနေတယ်ကုကုမဂုံယူပြီးအသားယူပြောတာမဟုတ်ဘူးဗျကျွန်တော်ပြောလိုက်တဲ့စကားအဲ့ဒီဖြစ်ဖြစ်အတွက်တော်တော်ကိုတတိတတ်နဲ့ထိထိမိမိရှိပါတယ်အကိုမာထားတဲ့ကြက်ဥကကြက်သွားပြီအေးမင်းကြက်ဥလည်းကြက်သွားပြီထမင်းတော်လည်းကုံသွားပြီပုံမြန်လည်းပြီးသွားပြီအားလုံးโอเคပဲဘယ်ရလာပုံမြန်ပြီးရအောင်မလဲငါ့အဖိုးနဲ့မေအေးကမညာကြဘူးဟာဟုတ်လားဘာဖြစ်လို့လဲမင်းမဲသွားမိကြည့်ပေါ့ဟုတ်တယ်တို့ရမှာကို့ကိုလာရစ်တဲ့ငနဲ့ကိုမကြိုင်အိမ်သာကြည့်ခိုင်းလိုက်ဆိုတဲ့ဘန်းစကားအပြူတွေကြားမှာရေပန်းစားကြံရိတ်ခဲ့တဲ့ဟာဒါဆိုနင်တို့အိမ်ကိုလာလို့အိမ်သာတက်ချင်ဒုက္ခပေါ့ငါဖိုးလိုချိန်ဆွဲမနေနဲ့မြန်တက်ပြစ်လိုက်ပေါ့စိတ်မပူပါနဲ့ငါတို့အိမ်သာဖိုးထိုင်မှာအတွင်းကချက်လေးပါပါတယ်အော်ကျုပ်ပြုတ်တလုံးကိုအရင်ပြုပြီးနောက်ဆုံးတော့သူ့အိမ်ကအိမ်သာသည်ဘိုးတိုင်းအိမ်သာဖြစ်ကြောင်းကိုကြွားတော့တဲ့ဒေါ်ဟီမန်မှုအားကျွန်တော်တို့ CNN သတင်းဌာနမှာအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်စကားဆုံးတော့ဘယ်သူမှမရှိပေမဲ့ထုံးစံတိုင်းစုကကျွန်တော်ကိုကြောထူတာပဲခင်ဗျာဒါကိုမိုးကဝင်ပြီးပြဿနာရှာတယ်ဟေ့ဆိုဒါမိုးကိုပြောတာလေမိုးကသူ့ကိုထူရမှာဘသူ့ကိုပဲပြောအတင်ငပဲဦးဟာကျွန်တော်မှအပြစ်ပေးပြီးထူလိုက်သည်
အဲ့ဒီနေ့ကကျွန်တော်ကြောမနာပဲမျက်နာပဲနားနေတယ်ပေးစီပုံကတိတ်မရှင်းဘူးဗျစိုးတမင်တကာလုံနေတယ်ဆိုတာသိတာပါတယ်အေးလေကာယကံရှင်းဆိုတာမျိုးဆိုတာကဘေးလူမြင်တယ်လို့ဘယ်မြင်ပါမလဲဘေးလူတွေးတယ်လို့ဘယ်တွေးပါမလဲအဲ့ဒီနေ့ကန်တေးထိုင်ချိန်ကပျော်စရာကောင်းမလို့နဲ့ပျော်စရာမကောင်းခဲ့ဘူးခင်ဗျာအဲ့ဒါကတော့အမှန်ပါပဲကျွန်တော်ကတော့အခုတလောကန်တင်းထိုင်ရတာဟိုးတွေးကစားအရင်တုန်းကရက်တွေတုန်းကလို့ပျော်စရာမကောင်းတော့ဘူးကိုလူကြီးဟိုးရင်တုန်းကဆိုတယောက်နဲ့တယောက်နောက်ကျစားကြရီကြမောကြကျွန်တော်ကလည်းမျက်ဝန်းကလေးကိုခိုးကြည့်တဲ့အကြည့်ကိုမျက်ဝန်းလေးကနှစ်ခါလောက်မိလိုက်ရင်အဲ့ဒီနေတော့ကျေနပ်လို့ဟိုကောင်တွေကလည်းသူတို့လူတွေအသေးသေးပေါ်ချင်းကက်တာတွေကိုပြောပြီးစိတ်တွေစောလိုက်စိတ်တွေမောလိုက်ကျေနပ်လိုက်နဲ့တော့ကြအော်ဟစ်ရန်ဖြစ်ကြပြီးရင်ပြန်ပြေးလဲကြနဲ့ဘာမှမဟုတ်တာမှအသက်ကိုဝင်လို့တလုံးကဖြစ်ခဲ့တဲ့ဖြစ်ကိုပဲကြည့်ကိုလူကြီးဘဲဥမနေ့ပြန်ငါမွေးနေရှိတယ်မနေ့9နာရီထိုင်နေကြခေါ်မှာပဲမနေ့ပြန်အေးငါသားပဲပြီးတော့အတူတူသွားကြမှာပဲဟာငါတို့နှစ်ယောက်က9နာရီလက်တွေ့ရှိတယ်အောင်မြတ်စိုးကငါမှထားတဲ့ဗတ်တေးဂိတ်သွားယူမှာမို့ငါတို့9နာရီမထိုးခင်ထွက်ကြမှာအော်မင်းကလည်းကြိုပြီးမပြောဘူးငါလက်ဆောင်တွေပါရတောင်စဉ်းစားချိန်မရတော့ဘူးကျွန်တော်ရဲ့စကားဆောင်တော့အိမ်ကြီးကတစ်ချက်ရည်တယ်သူ့ရဲ့ရှိပုံကတော်တော်လေးကျေနပ်ပီတိဖြစ်ပြီးရည်တဲ့ပုံစံမျိုးပါပထမတော့မလုပ်တော့ဘူးစဉ်းစားထားတာပါဒါပေမဲ့ပြည့်ရငါမွေးနေ့ကိုမှတ်မိနေတော့ဘာစားရမလဲလို့မေးလို့လှုပ်ဖြစ်သွားတာရပါတယ်ကွာလက်ဆောင်မလိုပါဘူးဒါကြောင့်ဒီကောင်ဒီရက်အတွင်းမှာမြူးနေတာကိုလို့တွေးမိတယ်ဘသူတွေပါသေးလဲတို့နှစ်ဖွဲ့ပေါ့ပြီးတော့လုံးစန်းနဲ့သူ့ရဲ့ကောင်မလေးစမ်းမွန်အောင်ပြီးတော့တင်စာနဲ့ရဲဝင်းတို့အတွေ့ဒါပါပဲโอเคလေငါလာခဲ့မယ်ငါလေး8နာရီလောက်ကျောင်းကထွက်မှာပဲโอเค good night ဒီကောင်ခက်ပြော်ပြော်ထွက်သွားတော့ကျွန်တော်ဝမ်းနေပြီးကြံခဲ့တယ်ဗျာအခုတလောဒီကောင်နဲ့မြုံဝန်းလေးတို့အပြောဆိုဆက်ဆံများတယ်မြုံဝန်းလေးဘက်ကတော့တီတီငိမ့်နေမယ်လို့ကျွန်တော်ထင်တာပဲဒါပေမဲ့မိန်းမဆိုတာမျိုးကပြောလို့တော့မရဘူးဗျာကျွန်တော်ကပေါ်ပေါ်ထင်ထင်မနေတာရဲ့အိမ်ပြေးလို့အားလုံးသိအောင်ဂယူးမဆိုင်တတ်တာရဲ့မြုံဝန်းလေးရှေ့မှာအပိုလောက်တာတို့အသားယူတာတို့လုံးဝမလောက်တာရဲ့အကြောင်းဘေးလူတွေအမြင်မှာသတိမထားမိတာပါမြုံဝန်းကလေးကတော့ကျွန်တော်ရဲ့ခိုးကြည့်မျက်လုံးတွေကြောင့်သိနေပါတယ်ဒါပေမဲ့ तू ကလည်းမသိချင်အောင်စောင့်ထားတယ်တဖြည်းဖြည်းနဲ့လူလေးသေးမရှိဂယူးဆိုင်တတ်တဲ့အိမ်ပြေးနောက်စိတ်ပါသွားပြီလားလို့တောင်မသိဘူးဟိုကောင်ဂယူးဆိုင်တာလေတောက်ကျုံနဲ့လုံရောကျွန်တော်တို့အဖွဲ့တွေကမဟုတ်ပဲတခြားအဖွဲ့ကလာထိုင်တဲ့ခဏဧည့်သည်တွေတောင်မှ9မိနစ်ဆိုအိမ်ကြီးကမျက်ဝန်းလေးကိုကြိုက်နေတယ်ဆိုတာသိသွားပြီအဲ့လောက်ထိဆိုတာလေပါကျင်ပါသွားမှာပေါ့လေအဲ့လိုကြောင့်တာယာပြီးပါသွားတယ်ပဲဆိုပါတော့ကျွန်တော်မျက်ဝန်းလေးကိုမုန်းကြည့်မိပါတယ်မုန်းလို့မရဘူးခင်ဗျာကျွန်တော်ရှိမှနေမယ်ချထားတဲ့မျက်ဝန်းလေးရဲ့လက်ချောင်းဖြူဖြူဖောင်းဖောင်းလေးတွေကိုအိမ်ကြီးကအသားရအုပ်ပြီးကန်လိုက်မယ်လွတ်နေတဲ့မျက်ဝန်းကလေးရဲ့လက်မကလေးကအိမ်ကြီးရဲ့လက်ကိုညင်သားတဲ့တုံ့ပြန်မှုနဲ့ပြန်ထိကတ်ထားမယ်အိမ်ကြီးကဇွန်းလေးနဲ့ဟင်းတစ်ခုခုကိုခတ်ပြီးမျက်ဝန်းကလေးကိုခွန့်ကျွေးမယ်မျက်ဝန်းကလေးကလည်းငိမ့်ချမ်းတဲ့ပီတီနဲ့မျက်နှာကြည့်ပြစွာနှကန်းလေးကိုဖြည်းဖြည်းကလေးဟပေးပြီးခွန့်ကျွေးတဲ့အစာကလေးအောက်ကိုကျမသွားအောင်လက်ကလေးနဲ့ခန်းထားမယ်တိတ်ဆိတ်နေတဲ့တစ်ပင်ရိပ်အောက်ကနေပြောက်တေးသေးကလေးတွေပဲအရေးရှိတဲ့ခုံတန်းကလေးမှာမျက်ဝန်းကလေးကအိမ်ကြီးရဲ့ပခုံးဦးစွန်ကိုပါးနုနုလေးတွေနဲ့ဖိကက်ပြီးငိမ့်သက်နေမယ်မျက်ဝန်းလေးရဲ့စပင်တွေကအိမ်ပြေးရဲ့ရင်ခွင်ထဲမှာနူနူအီအီကလေးထွေးကြနေမယ်။မျက်ဝန်းကလေးပေါင်ပေါ်မှာတင်ထားတဲ့လက်ဖွားကိုအိမ်ပြေးကရောတိရောရဲကလေးကင်ထားမယ်။အဲ့လိုတွေးလိုက်ပြီးတော့တခုကိုတွေးတိုင်းကျွန်တော်ရင်ကနှိမ့်ငနဲ့အနေငနဲ့ဖြစ်သွားတယ်ကိုလူကြီး။ဒါပေမဲ့ဘာဖြစ်လို့လဲမသိဘူး။ကျွန်တော်ကအဲ့လိုရှင်နဲ့နှင့်သွားမယ်အတွေးမျိုးတွေကြီးပဲရှောက်တွေးနေမိတယ်။ခဏကြာတော့မျက်ဝန်းထဲမှာမျက်ရည်တွေစုတက်လာတယ်။ကျွန်တော်မျက်ဝန်းကလေးကိုရမ်းချစ်တယ်ဗျာ။ဒါပေမဲ့ကျွန်တော်ကမျက်ဝန်းကလေးအတွက်အချိန်မပေးခဲ့ဘူး။မျက်ဝန်းကလေးကိုချစ်နေတဲ့ကျွန်တော်တခါတလေလောင်ချင်းလောင်နေတတ်တယ်။မျက်ဝန်းကလေးကိုချစ်ရမလားဆိုပြီးကျွန်တော်ပြန်ပြီးတော့ရွေ့နေတယ်။အိမ်ပြေးထက်ချစ်ပေမဲ့အိမ်ပြေးလို့ကက်ကက်ဆက်မနေပဲထိန်းထားနိုင်တာကိုပဲကျွန်တော်ဘဝင်မြင့်ပြီးဂုဏ်ယူနေမိတယ်။ချစ်တယ်ဆိုတာလောက်ပြီးအလိုလိုက်ပြတာမဟုတ်ဘူး။ရွေ့ပြီးမတိကျိုးကြုံပြုတ်နေတာလည်းမဟုတ်ဘူးဆိုတာကိုကျွန်တော်သိသွားတယ်။ကျွန်တော်လိုချင်တာမျိုးကကျွန်တော်ရဲ့သိစိတ်ကမတိလိုက်ခင်မှာပဲကျွန်တော်ကမျက်ဝန်းကလေးကိုယိုကျိုးပြီးသားအရှုံးပြီးပြီးသားဖြစ်နေတဲ့အဖြစ်မျိုးကိုလိုချင်တာစိတ်ကူးရင်လုံးနဲ့ဆိုဗျာဒီလိုဖြစ်ချင်တာတော့အမှန်ပဲအိမ်ပြေးရဲ့အမွေးနေ့အတွက်ဘာလက်ဆောင်ဝယ်ပေးရရင်ကောင်းမလဲလို့စဉ်းစားရင်စတိုးဆိုင်ရွှေလေးရောက်တော့ဆိုင်လေးကိုဝင်ကြည့်ဖြစ်တယ်စတိုးဆိုင်လေးကရက်ွက်ထဲကဆိုင်ဆိုတော့ပစ္စည်းစုံစုံလင်းလင်းတော့မရှိဘူးကျွန်တော်ကလည်းပတ်စံများများမသုံးနိုင်ဘူးအန်ကိုက်ပေါ့ဗျာရှောက်ကြည့်ရင်လည်းဒိုင်ယရီစာအုပ်ကလေးတွေတွေ့တော့ကျွန်တော်သဘောကျသွားတယ်ဒီကောက်ကိုလည်းနောက်လို့ရတယ်ပေါ့ဒီဒိုင်ယရီစာအုပ်ကလေးတွေပြပါမှာသူကနေ့စဉ်ဒိုင်ယရီမဟုတ်ဘူးနော်နေ့တွေရက်တွေတက်မထားဘူးစာရွက်တွေကြီးပဲပိုကောင်းတာပေါ့ဒိတ်တွေတက်ထားရင်9လလောက်ကြောနေပြီပဲဟာကျွန်တော်ဟိုဒီတစ်ချက်နဲ့ချက်လန်ပြီးဈေးပြီးတော့1800ကိုလည်းနိုင်တဲ့စိမ်ကိုဝင်လိုက်ပါတယ်ပြီးတော့ရှေ့ဆုံးစာမျက်နှာမှာယခုမွေးနေ့မှသည်နောက်နှစ်မွေးနေ့ထိအကျွေးစင်းရင်တွေမှတ်ဖို့အမှတ်တရလို့ရေးပြီးကျွန်တော်ဆိုင်းကိုထိုးလိုက်ပါတယ်
ဖက်ပြီးဆက်လည်းမတက်နိုင်ဘူးလေအမတ်တရပဲဟာကန်တင်းကိုရောက်တော့ဘယ်သူမှမရောက်သေး9နာရီမှဆိုတော့တော်တော်စောနေသေးတယ်မဟုတ်လားဒါနဲ့ဒီကောင်ရွေးထားတဲ့ကျွန်တော်တို့စားတွေ့ကြတဲ့ထိုင်ကုန်ဦးထားလိုက်တယ်ပြီးတော့လက်ဖေးတစ်ခွက်ပေါ့ခဏနေတော့ဘာမှမစားရသေးလို့ပါကိုရဲဆိုတဲ့အတန်တန်ကြားရတယ်မော်ကြီးတော့အသက်30နီးပါးမိန်းမတယောက်အသားရည်ညစ်ပတ်နေပေမဲ့နှက်ခမ်းနဲ့မျက်လုံးတွေကဖြူရောနေတယ်လက်ထဲမှာလာသားကလေးငယ်တယောက်ပြီးတော့သူ့ထမိန်ကိုဆွဲထားတဲ့ရှင်းနေရွယ်မိန်းကလေးတယောက်ဘောင်းမီမရှိဖက်နှက်မပါကိုလူလည်းဒီလိုမြင်ကွင်းမျိုးမြင်ဘူးမှာပါတကယ်မစားရသေးတာပါအကိုရဲ့စားလို့ပါအမေရဲ့အနားမှာကပ်ပြီးရက်နေတဲ့ကလေးကတော့ဟိုဘက်ဝိုင်းကမော်ဝင်းကပူပူကိုစားနေတဲ့မိန်းကလေးတယောက်ကိုညက်ပတ်နေတဲ့သူ့ပါဆက်ကလေးကိုဟာပြီးငေးနေတယ်သူ့ရဲ့စားခြင်းစိတ်ဟာကလေးရဲ့မျက်နှာလေးပေါ်မှာပင်လေကူသဲမော်ကြီးတစ်စင်းလိုကိုမြင်နေရတယ်ကျွန်တော်စဉ်းစားတယ်ပတ်စံထိန်30ပေါ့ဘာဖြစ်မှလဲဒီတော့ဆုံးဖြတ်ချက်ချလိုက်တယ်ကျွန်တော်ဘာလုပ်မှလဲဆိုတာကိုယ့်ဆရာသိမှာပေါ့ကျွန်တော်ကထမင်းစားတာနဲ့မတူပဲကြောက်မက်ဖွယ်ရလောင်ကျွမ်းနေတဲ့ဖြစ်ရဲ့စိုးကြီးတစ်ခုကိုငေးနေတယ်လို့သူတို့ကိုငေးနေမိတယ်ဒီနေ့အတွက်ထားတော့နောက်နေ့တွေအတွက်ရောကျွန်တော်စိတ်မောသွားတယ်ငါဟာမာသာထရီဇာမဖြစ်နိုင်ဘူးဆိုတာကိုလည်းတည်တည်ချာချာသိသွားတယ်ကျွန်တော်ကဘာဖြစ်မဲဆိုတာကိုသာမသိချာတာဘာမဖြစ်ဘူးဆိုတာကိုတော့တည်တည်ချာချာကြီးကိုသိပါတယ်ကျေးဇူးတကယ်တင်တဲ့အကြည့်တစ်ခုရတယ်စပွဲပေါ်မှာတစ်ထက်ကြီးကြံခဲ့တဲ့ပကံတွေရှိတယ်ကျွန်တော်စိတ်လက်ပေါ်ပါစွာနဲ့အပြုံးကိုပြုံးရင်စိတ်ထဲတစ်မျိုးဖြစ်တာနဲ့လှည့်ကြည့်လိုက်တော့ကျွန်တော်ကိုတအံ့တော်မုံမုံတီတီဒေါသတကြီးကြည့်နေကြတဲ့တငယ်ချင်းတွေရဲ့မျက်လုံးတွေကိုအထိတ်တလန့်ရင်ဆိုင်လိုက်ရပါတယ်ကျွန်တော်တို့သားမေးတွေစားတောက်နေရကိုကြည့်ပြီးလောကကြီးကိုမေ့သွားတယ်ဒီကမွေးနေ့ဝဲဆိုတာကိုလည်းမေ့သွားတယ်ကျွန်တော်ရွှေ့တာလုံးဝမဟုတ်ဘူးဆိုတာကိုပြေနားလည်မလားမသိဘူးပြေနားလည်ပါတယ်ဒါပေမဲ့အဲ့ဒီနားလေတဲ့ဆိုတဲ့ခံစားမှုကပြည့်ရဲ့စိတ်ထဲမှာတော်တော်လေးကိုအားနေနေတယ်။ကျန်တဲ့ကောက်ချက်တွေကတော်တော်အားကောင်းနေတယ်။လူတယောက်ရဲ့စိတ်ကိုအကြမကြသိဖို့ဆိုတာမဖြစ်နိုင်ပါဘူး။အချက်လက်တွေအကျိုးအကြောင်းတွေနဲ့ခံမှန်းကြည့်လို့ပဲရတာပါ။လှုပ်ချင်ရင်ဆွတ်ဆွတ်လှုပ်တတ်တယ်။ကျွန်တော်ရဲ့အကျင့်ကမကောင်းမှုပြောင်း။အဲ့ဒါကြောင့်လူမှုရေးတွေထိခိုက်ပေါင်းလဲများပါပြီ။ဒါပေမဲ့အဲ့ဒီအကျင့်ကလည်းလှုပ်ပြီးတော့မှသတိရတာမျိုးပြည့်ရဲ့ပြေကကျွန်တော်ကိုကြည့်ပြီးတက်ပြင်းကိုချပါတယ်ကျွန်တော်နဲ့ပြေမတွေ့တာကြားလို့လားမသိနည်းနည်းစိမ့်သွားတယ်လို့ပဲပြီးတော့ပြေကကျွန်တော်အပေါ်အရင်တုန်းကထပ်ပို့ပြီးတတိထားဆက်ဆံတာကိုကျွန်တော်သတိပြုမိတယ်သူတို့စိတ်ဆိုးကြလိမ့်မယ်ဆိုတဲ့အထိကျွန်တော်မျှော်လင့်ထားပါတယ်ရှင်းပြရင်ရလိမ့်မယ်နားလည်ပေးနိုင်လိမ့်မယ်လို့ထင်ထားတာအခုတော့ပြေကတောင်မှပြေကကိုနိုင်ဦးမောင်ကိုကိုဝေမိုးတီလိုလောက်တာမဟုတ်ဘူးကိုနိုင်ဦးမောင်မွေးနေ့ပွဲကိုဖျက်ဆီးတာမဟုတ်ဘူးလို့ပြောခဲ့တာပါခုနကပြောတာကပြေရဲ့ကိုပိုင်ခန်းစားချက်ပါအဲ့ဒီနှစ်ခုမရောပါနဲ့ကိုဝေမိုးကျွန်တော်ပြည့်စီကဒီလိုမမထန်ထန်စကားကိုကြားလိုက်ရတော့တော်တော်လေးကိုအံ့အားသင့်သွားတယ်ကိုလူကြီးကျွန်တော်ပြည့်ကိုငေးနေမိသေးတယ်ပြည့်မျက်နှာကဒေါသကြောင့်မထန်နေတယ်ဒါပေမဲ့အဲ့ဒီဒေါသရဲ့အကြောင်းကအဖြူရောင်ဆိုရင်ကျွန်တော်ကိုငင်းကျင်တဲ့သူတွေတန်းလောက်ရှိမယ်ထင်တယ်ဥပမာပြောရရင်ကိုသားမှားမှန်သိပေမဲ့မိခင်ကကျမသားမမားဘူးလို့ပြောခဲ့တဲ့အပေါ်မှာခိုင်ခိုင်မာမာကြီးဒေါသကြီးတယ်လို့မျိုးနဲ့တူတယ်ထင်တယ်သူတို့ကျွန်တော်ကိုကြိုက်တယ်လို့ထင်ပါစေဗျာတီးဟာအဲ့ဒါမျိုးပြောခဲ့တယ်ဆိုရင်ကျွန်တော်ကျေနပ်ပြီအဲ့ဒီစကားပြောတာပြည့်တယောက်တည်းမဟုတ်ဘူးကိုဝေမို့ဟင်ရှိသေးလို့လားဩဗလာကြီးထင်တယ်ပြည့်ရတစ်ချက်မဲ့လိုက်ပြီးကျွန်တော်ကိုစိုက်ကြည့်တယ်ဗျာအိုးအသေးလေးကိုဓာတ်နဲ့ထိုးလိုက်တယ်လို့ပဲခံမန်းတာတော်တော်လေးကိုတော်တာပဲဘယ်ကဗလာကြီးရမှာလဲဆိုသူကအရင်ပြောတာစကားဆုံးတော့ပြည့်ရထားရက်တယ်ပြီးတော့စပိန်ကိုတက်ရအောင်ပြုပြင်နေခါနာအင်ကြီးကိုတက်ရအောင်ပြင်နေပြီးတော့ကျွန်တော်ကိုမဲပြုံးကြည့်ပြီးကိုတိတ်ထင်မသေးပါနဲ့အားလည်းမငယ်ပါနဲ့ရှင်ဘက်ကရက်တည်ရတဲ့သူတွေရှင်ကိုယုံကြည်တဲ့သူတွေရှိပါသေးတယ်တခုပဲသတိပေးချင်တာကသူတို့နဲ့ရှင်းတဲ့ကမရွေးမိစေဖို့ပဲပြီးတော့သူတို့မေးတဲ့မေးခွန်းတွေကိုအမှန်တိုင်းဖြေပြဖို့ပဲကျွန်တော်လည်းထားရရင်ပခုံးကိုတွန်းရင်လက်ဝါးနှစ်ဖက်ကိုဖြန့်ပြလိုက်ပါတယ်အမေရိကန်ရုပ်ရှင်ကားတွေကအထာပေါ့မလွယ်ပါလားပေါ့လေဘသူကိုမှမထိခိုက်ရင်တော့အမှန်တိုင်းဖြေမှာပေါ့တေးရကိုဝေမိုးကိုလို့ရုံခိုင်းနေရမဟုတ်ပါဘူးအမှန်တိုင်းပြောစရာရှိလာရင်ပြေးနဲ့ပတ်သက်လို့လည်းမညာပါနဲ့လို့ပြောချင်တာပါကဲပြည့်သွားမယ်ကျွန်တော်ပြေကိုငေးကြည့်နေမိတယ်ဟိုးအဝေးကြီးအထိကိုငေးကြည့်နေမိတယ်ကျွန်တော်ကိုပြေကနားလေပေးတယ်ဦးစားပေးတယ်ဂရုစိုက်တယ်သူ့ကိုကျွန်တော်ကြိုက်နေချစ်နေတယ်ဆိုတာလည်းသိတယ်ကျွန်တော်အဲ့ဒါတွေကိုလူမသိစေချင်တော့ပျော်နေတတ်တဲ့စိုးနဲ့အတွဲများပြီးပြေကိုစိတ်ဝင်စားဘူးလို့တော့ပေစီကကျွန်တော်ကိုမကြည်မနှက်ဖြစ်တယ်ကျွန်တော်အဲ့လိုလောက်တာကိုသိတာကျွန်တော်ရဲ့အခုစကားအရာဆိုစိုးရပဲမျက်ဝန်းလေးကိုယ်တိုင်ကစိုးနဲ့ကျွန်တော်ကိုတိတ်မသိငါခြင်းဘူးရှောက်တူရင်ကျွန်တော်ကိုကျွန်တော်တော်တော်ရှုပ်တဲ့ကောင်းလို့ထင်တာလေအဲ့တော့စိုးပြောနေကြအတိုင်းငမိုက်သားငပဲဥဟာ၃ချက်ထုလိုက်သည်ပေါ့လေကျွန်တော်ပထမဆုံးစိုးနဲ့တွဲမိတာစိုးဟာပြောတတ်တာရဲ့ပတ်ဝန်းကျင်ကအမှတ်ချက်တွေကိုယူမဆိုင်တာရဲ့စားတဲ့အချက်တွေတူလို့ပါဒါပေမဲ့တွဲကြရင်စကားပြောကြရင်လည်းစိုးရဲ့လိုဝက်ချက်ကိုသိလာပြီးစိုးကိုတော်တော်လေးဂရုဏာဖြစ်သွားတယ်င
ငပဲဥရဲ့နေမဲစင်စားကြည့်ဒီရွယ်တိနေလာပြီးတော့မှနောက်မိမယူမဲဆိုတော့ငါ့ဘေမှာသွားနေရမှာလဲဘသူ့ကိုအားကိုးရတော့မှာလဲငါမှမောင်နှမလေးရှိတာမဟုတ်ဘူးငါဒီဖေကိုပဲချစ်ခဲ့ရတာဒီဖေကိုပဲအားကိုးခဲ့ရတာငါ့ကိုလိုက်ကြကြိုက်ကြတဲ့အထင်မှာငါပြန်ကြိုက်ချင်ချစ်ချင်တဲ့သူ၃ယောက်တွေ့ခဲ့ပူပါတယ်ဒါပေမဲ့ငါဖေပေါ်ငါထောင်းတဲ့အချစ်ကိုငါဖေကအထင်သေးသွားမှာဆိုလို့အဲ့ဒါတွေကိုမေ့ထားခဲ့တယ်အခုတော့ဟိုမျိုးသမီးရဲ့အသက်ကဖေဖေထက်တော်ငယ်တယ်ငါထက်တော်ကြီးပါတယ်40ကျော်လောက်ဆိုပါတော့ငါပေါ်ဖောက်ယူပါတယ်စီးစနစ်လည်းကြီးပုံရတယ်ဖေဖေကိုယူသေးတယ်အပြည့်ကြီးမရှိပါဘူးဒါပေမဲ့ငါဖေဖေနဲ့သူ့ကိုသဘောတူလို့မရဘူးဖြစ်နေတယ်ငါနားလေပါတယ်ဆိုရနင်ဒီလိုဖြစ်တာတဘာဝကြတာပေါ့ဘာတဘာဝကြရီဟုတ်လားအေးပေါ်ဟာအဖေကိုချစ်တဲ့သမီးကအဖေကိုမပေးချင်တာတဘာဝကြတာပေါ့အဖေလည်းယူခြင်းတဲ့လောက်ယူငါလည်းငါဘာသာနေခြင်းတလို့နေမဲဆိုရင်တော့တဘာဝမကြတာဆိုးကကျွန်တော်ကိုမျက်လုံးပြူကြည့်ပြီးအပါတရခေါင်းကိုမော့ပြီးရှိပါတယ်ဆိုးကလှတာပါပဲသူ့လှကစူးကနေရဲကနေအလားမျိုးမြင်တာနဲ့လှတယ်လို့သိတာတဲ့အလားမျိုးဒါပေမဲ့ဆိုးကိုကျွန်တော်ချက်လို့မရတာသိကြတယ်ခင်တော့ခင်နေပြရေးရေးလဲလဲကိုခင်နေအချို့မိန်းကလေးတွေကကုတ်ကုတ်လှအောင်ပြင်ပြီးအခြေခံရဖို့စောင့်နေကြတာရီးစရာကောင်းတယ်တနာဖို့လည်းကောင်းတယ်ကိုလူကြီးဒါပေမဲ့ငါစိတ်ထက်ကြနေတဲ့ငပဲဦးနင်းဆုံးရှုံးသွားတာမဟုတ်ပါဘူးငမိဆိုးရဲ့မဟုတ်ဘူးဟာအရင်တုန်းကဆိုတိုဖဲတင်တန်းကွန်ပျူတာအလှပြင်တာအဲ့ဒါတွေမှာငါတိတ်တက်ကြွတာအခုအဲ့ဒါတွေငါတခုမှစိတ်ဝင်စားတော့ဘူးချစ်ဖို့တို့ဘာလို့ဆိုပိုဝေးသေးနေမကောင်းတဲ့လူကိုရုပ်ရှင်လာပြတယ်လို့ဖြစ်နေတယ်ငပေစီငတိကတော့ကန်ဆိုးတာပဲငပဲဥရဲ့သူကနင့်ကိုတကယ်ချစ်တာပါဟာဟုတ်မှာပါဒါကြောင့်မို့နင့်ကို तू မကျေနပ်တာပေါ့ဒါလည်းနင်းသိတာပဲလားသိတာပေါ့ငပဲဥရဲ့နင့်ရဲ့ပြေကငါ့ကိုတိတ်မကြည့်တာလည်းသိတာပဲနင်ပြေကိုမချစ်စမ်းပါနဲ့ဟာသူကတခါတလေဆရာကြီးအရန်လောက်တယ်ပြီးတော့အိမ်ကြီးကိုနူးညံ့မှုလို့သူကထင်တာမဟုတ်ဘူးလက်နဲ့လို့ထင်တာဟာမကြိုက်နိုင်ကြပဲဦးမရဘူးချစ်တယ်ဟာဘာတတ်နိုင်မှာလဲသူကလည်းနင့်ကိုစိတ်ခံစားမှုနာကိုအရန်လိုက်တယ်တဲ့အဲ့ဒီအတွက်စိုးရင်တဲ့ပြီးတော့နေကပြောရင်ပြီးတာပဲဘာပဲဖြစ်ဖြစ်ရှောက်လို့တတ်တယ်တဲ့သူကနင့်ကိုမကြည်တာမရှိပါဘူးငမိဆိုရဲ့ရှိတာပေါ့နင့်ကိုငါထူလိုက်ရိုက်လိုက်နေတာကိုသူကကျေနပ်တယ်ချင်လို့လားအေးလီနေကြရင်လည်းပြီးတာပါပဲငပဲဦးရငါနင့်ကိုတော့ခင်နေနေရလေငအူပဲအဲ့ဒါကြောင့်မို့ခင်နာနေမှာပါငပဲဥရာနေနဲ့ငါနဲ့မှာတူတဲ့အကျင့်တွေရှိတယ်အေးဟုတ်တယ်မကောင်းတာတချို့လည်းတူတယ်နော်အော်ပြောထားရအောင်မေအင်းကငါဖေကိစ္စကိုသူတို့ကမပြောနဲ့တော့ငပဲဥသူတို့ငါ့ကိုဝိုင်းတနာကြမှာဝိုင်းအကြံပေးကြမှာငါမလို့ခြင်းဘူးနင်ကတိပေးပါလေဟာဒါမျိုးကပြောကောင်းတဲ့ကိစ္စမှမဟုတ်တာမှန်တယ်ငပဲဥမိုးချိုပြစ်ဖျားစုရေနဲ့ပြည့်တူချေကဲချစ်အောင်ငပဲဥဒါကကျွန်တော်နဲ့ဆိုအတူနေရတဲ့နေ့တွေမှာစိုးစီအားတီးခွင့်ရတဲ့ကိစ္စတွေပါဒါတွေကိုရှင်းပြခွင့်မရတော့သူတို့အထင်ပိုလွဲတာပေါ့စိုးကိုကျွန်တော်နားလေတယ်စေတနာထားတယ်တနာတယ်ပြီးတော့ပျော်ရွှင်စေခြင်းနဲ့ကိုလူရအမှန်ပြောတာပါတခါတလေများငါစိုးကိုကြိုက်နေသလားလို့တောင်တွေးမိတာခေါင်းတွေကိုရှုပ်လို့ဗျာဝတ္ထုတွေကဇလိုက်တွေလောက်ကျွန်တော်အကျင့်မကောင်းတာမှန်ပါပဲနောက်တော့လေစိုးကိုကျွန်တော်မကြိုက်ဘူးဆိုတာသိပါတယ်ကျွန်တော်စိုးနဲ့နေရရင်ပျော်တယ်ဗျာမြုံကလေးနဲ့နေရရင်တော့ပျော်လဲပျော်တယ်ရှင်လေးခုံတယ်ဘဝကိုကျဉ်းပြီးတော့လဲနေမိတယ်ကဲကျွန်တော်သူတို့ပြောတဲ့စကားတွေကိုတခုံးမှပြန်မချေပသေးပဲအဆုံးအထိကုန်နားထောင်နေတယ်တချို့အချက်တွေကကျွန်တော်မျှော်လင့်ပြီးသားအချက်တွေပါဒါပေမဲ့ကျွန်တော်လုံးဝမသိတဲ့အချက်တွေလည်းပါတယ်ဥပမာပေစီရဲ့ဦးလေးကအနက်ကြောဆိုတာကိုကျွန်တော်ကစိုးကိုသွားချွန်နေဆိုတာမျိုးကြံကြီးစီရဗျာကျွန်တော်သိတောင်မှမသိဘူးသူပြောမှသိတာဟာတာပဲကိုဆရာကြီးငါမင်းတို့မျိုးလည်းမရောက်ဘူးမင်းမဦးလေးရှိမှလည်းမသိဘူးဆိုလိုတာကလူတိုင်းမှာတော့ဦးလေးရှိတာပေါ့ကွာဒါပေမဲ့မင်းနဲ့ခင်ပြီးမင်းရဲ့ဦးလေးဘာဆိုတာတခါမှစိတ်ဝင်စားဘူးဒါဆိုရင်စိုးကဘယ်လိုလုပ်သိသွားတာလဲစိုးကမင်းကိုဘယ်လိုပြောလို့လဲအချောက်တွေကို तू မောင်းနေတဲ့ဒါပဲဆိုရင်ဒီကိစ္စငါနဲ့မဆိုင်ဘူးဆိုတာအသိသားကြီးပဲ तू ကသူ့ရဲ့ခံစားချက်နဲ့ तू ပြောတာမင်းဦးလေးကအချောက်ဖြစ်နေတယ် तू နဲ့ငါနဲ့အတွဲများတယ်မင်းကောက်ချက်ကဒါပဲစကားဆုံးတော့ပေးစီတွေးသွားတယ်ကျွန်တော်ကိုဘာမှဆက်မပြောတော့ဘူးဘယ်နဲ့ကိုလူရကြံဖန်ကဲဒါဆိုဗလာကြီးကမိုးကိုနောက်ဆုံးကြံလို့ရွေးလိုက်တာလို့မင်းကိုယ်တိုင်ကမိုးကိုပြောတာရောမင်းညင်လားငါမငင်းပါဘူးပြောပုံကွာတယ်ဆိုတာပဲရှင်းကျင်တာမိုးကမေးတယ်မင်းတို့ကသူတို့တွေကိုကြိုရွေးတာလားပေါင်းကြည့်ပြီးမှကိုကြိုက်တာကိုရွေးတာလားတဲ့ကျွန်တော်ရဲ့စကားကိုဒီကောင်တွေတော်တော်အာရုံစိုက်ကြတယ်ဗျာဒီစကားကကျွန်တော်ကိုလွတ်ထွက်ရုံထွက်လို့မရနိုင်တဲ့စကားလို့ထင်နေကြပုံရတယ်ငါသူတို့ရွေးပုံကအကိုကြိုက်တာကိုကြိုပြီးတော့ရွေးထားလို့ဖြေတယ်ပေစီကစိုးကိုရွေးတယ်အိမ်ပြည့်ကပြည့်ကိုရွေးတယ်အဲ့ဒီနေရာရွေးပြီးမှနေမဲကြံတော့ဗလာကြီးကတော်သေးတာပေါ့ကွာငါအဲ့ဒီအရက်ပူပူနဲ့ကောင်မလေးကိုကြိုက်တာလို့ပြောခဲ့တာတကယ်လို့တယောက်ယောက်ကများနင်းကိုရွေးသွားရင်ဒီကောင်ရဲ့ရှင်တွေကကြိတ်ဆွေးပြီးခံရအောင်ပါနေကောင်ကြီးကအဲ့လောင်နှုတ်နေတာလို့ငါပြောခဲ့တယ်မကျေနဲ့မိုးကိုခုခေါ်ပြီးမေးငါလိန်ပြောရင်ကြိုက်တာလို့ကွာဟဲ့က
မင်းကိုပြောတော့ရန်တွေ့တာဆိုကွာနောက်ဆုံးကြံခဲ့လို့ရွေးတာဆိုလူများကြံလို့ရွေးတာဆိုပြီးလက်မကိုထုတာပဲကွာဗလာကြီးကပြောပြီးတော့ကျွန်တော်ကိုအားနာတဲ့ပုံစံနဲ့လမ်းကြည့်ပါတယ်ကျွန်တော်ကပြုံးပြလိုက်တယ်ဗလာကြီးကသူတို့အထင်းမှာကျွန်တော်ကိုတန်တရားအနည်းဆုံးအပြည့်မမြင်ဆုံးပါအခုလဲတခုံးမှာဝင်ဆွဆွဲချက်မတင်ဘူးသူတို့ကပြောဆိုလို့ပြောရတယ်လို့မျိုးပါတစ်ချိန်လုံးငြိမ်နေတဲ့အိမ်ကြီးကနောက်ဆုံးဆိုတော့ဆရာကြီးစတိုင်နဲ့ကျွန်တော်ကိုပြုံးကြည့်ရင်လက်တွေကိုချိုးရင်လမ်းထလျှောက်လာတယ်ကျွန်တော်ဒီကောက်ကိုလိုက်မကြည့်ပါဘူးကျွန်တော်ရဲ့ရင်ထဲမှာဘာတုံတော့မှုမှရှိမနေဘူးပထမဆုံးအချက်မင်းတို့ငါတို့ကဘသူ့ကိုစိတ်ဝင်စားလဲလို့မေးတော့မင်းတယောက်မှစိတ်ဝင်စားဘူးလို့တရားဝင်ပြောတယ်ပြီးတော့မင်းပြေဝင်တယ်အဲ့တော့ငါအမားလို့မင်းတို့ယူဆလို့ရတယ်မင်းတို့မေးတော့ငါမကြိုက်သေးပဲမဲ့နောက်မှကြိုက်တာပါလို့လည်းငါမလိမ်ချင်ဘူးအေးမင်းတို့ကဘသူ့ကိုစိတ်ဝင်စားလဲလို့ငါ့ကိုဦးစားပေးအရင်မေးပေမဲ့မင်းတို့၃ယောက်ကဟို၃ယောက်ကိုကြံမဲဆိုတာတော့ငါသိတယ်ကြိတ်စရာရှာလို့ဒီ၃ယောက်ကဟို၃ယောက်ကိုများကြိုက်ရသလားငါတော့မကြိုက်ဘူးဟေးဆိုပြီးရွက်ဖြေတာအမှန်တော့ပစုံတော့ကြိုက်မှောက်ကြတဲ့နေ့ကလေးကကြိုက်တာပဲငါဂရီးပြတ်တယ်ဆိုလဲငါဝင်ခံတယ်မင်းကြိုက်တာကိုငါဂရီးမစိုက်ပါဘူးမင်းကြိုက်တယ်လို့တရားဝင်ပြောပြီးငါနဲ့ပြိုင်လိုက်လို့လည်းရတယ်ဒါပေမဲ့မင်းကမိမ့်မညံနဲ့ငါတို့အမျိုးမျိုးတိတ်ခါစားတယ်ဒုက္ခပေးတယ်အဲ့ဒါကတော့မင်းတိတ်အောက်တန်းကြတယ်အကြောင်းအရာကိုပြောအောင်လေငါတို့နာမည်ပြောင်းတွေကိုမင်းပြည့်ကိုပြောပြတဲ့ကိစ္စကွာစပွဲတို့ကလေးပြောတာမဟုတ်ဘူးဆိုတာငါစုံစမ်းပြီးပြီအဲ့ဒီကိစ္စကိုကျွန်တော်အမှန်တိုင်းရှင်းပြလိုက်ပါတယ်ဒါပေမဲ့ဒီကောင်တွေကသူတို့ဆွဲချက်ကိုသာအတီးပြုတယ်ကျွန်တော်ဆက်ရှင်းမနေတော့ပဲပြီးတော့မင်းကပြည့်ကိုချင်းကပ်လို့မရတော့ပွင့်ပွင့်လင်းလင်းနေတတ်တဲ့စိုးကိုစီးရုံနဲ့အပျော်ဆွဲဆွဲပြီးဝင်လောင်းနေမင်းမတိတ်ကားဆိုတာဘာရှိသေးလဲမင်းစိုးကိုကပ်ပြီးဝင်လောင်းတာလည်းမရဘူးမဟုတ်လားမင်းเจ้าကိုမိန်းကလေးတွေကတိတ်ကုန်ပြီပဲဒီချက်ကိုရှင်းလျင်စိုးရင်ကိစ္စနဲ့ပတ်သက်ပြီးရှင်းရတော့မယ်ဟိုမှာဂရိပေးထားပြီးဖြစ်တဲ့အတွက်သူရှင်းမနေတော့ပဲဒီတော့ဒီကောင်တွေသဘောကျတာပေါ့ကိုလူရအိမ်ကြီးကယောက်ျားတယောက်ဘလို့မှသိမခံနိုင်လောက်တဲ့စကလုံးကြမ်းကြမ်းတွေနဲ့တီးထားသမျှကျွန်တော်ကိုစော်တယ်ကျွန်တော်ဘာမှပြန်မပြောပါဘူးဒီတော့ဘာမှပြန်မပြောနိုင်တော့ဘူးမဟုတ်လားမငြင်းနိုင်တော့ဘူးမဟုတ်လားနဲ့တိတ်တိတ်နေခြင်းသည်ဝန်ခံခြင်းဖြစ်သည်လို့ပဲဒီကောင်တွေသိတာကိုထားလိုက်ပါတော့ကုဆရာရေကဲမင်းတို့စိတ်ထဲလည်းရှင်းပြီဆိုတော့ကျင်းနေပြီဆိုရင်တော့အကောင်းဆုံးကြီးကငါအဆောင်ပြောင်းဖို့ရေမင်းတို့နဲ့အတူမနေဖို့ရေပဲရှိတယ်မဟုတ်လားဒါတော့မင်းနားလေသားပဲအေးမင်းငါမွေးနေ့အတွက်ပေးထားတဲ့လက်ဆောင်ကိုပြန်ယူသွားလိုက်အောင်ဒီလိုမွေးနေ့မှာအဆက်ခွဲပြီးပေးတဲ့လက်ဆောင်မျိုးငါမကင်ချင်ဘူးမင်းကတော်တော်အောက်တန်းကြတာပဲဝေမို့ကျွန်တော်ရှေ့ကိုရောက်လာတဲ့စာအုပ်ကိုကြည့်ပြီးနားမလည်နိုင်ဖြစ်နေတာကိုလိုရဘာကြောင့်လဲပေါ့ဒါလေလက်ဆောင်အတွက်ငါးစပြီးရေးတဲ့စာကြောင်းလားစာကြောင်းမဟုတ်ဘူးမင်းပေးတဲ့စာအုပ်ကိုမင်းပဲလှန်ကြည့်ပါဦးကျွန်တော်တအံ့တော်နဲ့အလျှောက်လှန်ကြည့်တော့တဝက်လောက်မှာစာရွက်3-4ရွက်ကိုစာရေးပြီးထားတာတွေ့ရတယ်ပြီးတော့ဖုန်းနံပါတ်345ခုအမှတ်ထားတာလည်းတွေ့ရတယ်။ဆိုင်ကဝယ်တော့ကစာရွက်တွေစိတ်မယူခဲ့တာကျွန်တော်ရဲ့အမှားပါပဲ။ဒါပေမဲ့ဒီကိစ္စကိုရှင်းမနေတော့ပါဘူးကိုလူရ။ကျွန်တော်တို့ရဲ့အဆောင်ကနေပြောင်းခဲ့ပါတယ်။အရှုံးပေးတာမဟုတ်ဘူး။အားလုံးစိတ်ညစ်ရမယ့်အကျိုးမဲ့အဖြစ်ကိုရှောင်းလိုက်တာပါ။ကျွန်တော်ပြည်လို့စီကိုလည်းမတော်တော့ဘူး။တကြောင်နဲ့ဆိုတော့တွေ့တဲ့အခါလေးတွေ့ပေါ့။ကျွန်တော်ကဥယျင်ကျွန်တော်ကရှောင်းသူတို့ကဥယျင်သူတို့ကရှောင်းပေါ့လေ။လုံးဝရှောင်းလို့မရတဲ့သူကတော့စိုးပဲ။သူစိတ်ညစ်နေရင်ကျွန်တော်စီလာတယ်။ကျွန်တော်ကမလာနဲ့ဆိုလဲလာတာပဲမခက်ဘူးလားကိုလူရဲ့ကဲကိုလူလဲကျွန်တော်ပြောတာတွေနားထောင်ပြီးစိတ်ညစ်လောက်ရောပေါ့နောက်ဆုံးဇက်သိန်းကလေးကိုတော့ကိုလူကပဲကျွန်တော်ကိုစားစိတ်ရေးပေးပြကျွန်တော်ဘယ်လိုလုပ်ချင်လဲဆိုတာလဲကိုလူသိနေတာပဲကိုလူကဂျားရရဝင်ပြောတဲ့သူဆိုတော့စကပြေလေးနဲ့ရေးပြအိုးရှုပ်ပါတယ်ရေးချင်တယ်လို့သာရေးပြကျွန်တော်ရဲ့ဘဲဥဇက်သိန်းကိုကိုလူကြိုက်တယ်လို့သိန်းခွင့်ပေးလိုက်တယ်ကဲရေးပြီးတော့ပြို့ရန်ကုန်မိုးနဲ့ရန်ကုန်သူလို့ပဲပြောရမလားနှစ်သိုးနဲ့မိုးအစိုးမရဆိုတဲ့စကားပုံကိုအသုံးပြုရမလားမိုးကတော့ထင်မထားပဲတကယ်ကိုတဲတဲမဲမဲရွာနေပါတယ်မကြခင်ကနေရောင်နဲ့ဝင်းပနေတဲ့မနက်ကန်းလေးမှာညိုမောင်ကဆူရွှဲသွားပါတယ်စတိုးဆိုင်တစ်ခု၏တစက်မိတ်မှာဝေမိုးကုတ်ကုတ်ကလေးမိုးမိနေတယ်မိုးကအော်တန်နဲ့ကြီးကိုဒရက်ဆက်တီးခတ်အားကောင်းစွာရွာသွန်းနေစေဘဲဥဟေးငဘဲဥလို့ဆိုမိုးတန်ကြောင်မကြားလျင်ကြောင်ကောင်းကောင်းထားရတဲ့ဝေမိုးကိုနဘေးရလူတယောက်ကကူညီတယ်အကိုဟိုမှာခေါ်နေတယ်လမ်းကြည့်တော့ဆိုဘဲဥလာလေးလိုက်ခဲ့နေဒီဟာတိတ်တိတ်ကလေးနှစ်ယောက်စလုံးစိုးကုန်မှာပေါ့မရဘူးလားလိုက်ခဲ့ပါဆိုလာလေးမိုးကိုနေသူတွေကဝိုင်းကြည့်နေကြတယ်ဒီလောက်လာတဲ့ကောင်မလေးကခေါ်နေတာကိုအားကြသူကကြပြီးမနာလိုသူလိုကြပါတယ်ဝေမိုးပြုံးပြီးမိုးရည်တဲ့ပြေးထွက်ပြီးစိုးရီထီအောင်တို့ရောက်သွားပါတယ်စိုးကမျက်စောင်းလေးလှမ်းထိုးရင်အိုက်တင်သိမ့်မခံနဲ့နော်ဒါနဲ့ဘယ်နဲ့ဒီမှာမိုးမီနေရတာလဲအဆောင်ပြောင်းသွားပြီတကယ်ညာရမှာလားဘာဖြစ်လို့လဲဟင်စိုးကြောင်ပေါ့အမေစိုးကြောင်ဘာဆိုင်လို့လဲစိုးကြောင်ဆိုတာရှင်းပြနောက်မှရှင်းပြမယ်ဝေမိုးတီးပြင်သူရောက်သွားတယ်ပြန်မဝင်တော့ဟဲ့ငဘဲဥလာလီဟာသွားဆက်မှာနှစ်ယောက်စလုံးစုကုန်တာမတွေ့ဘူးလားနေမဲဆောင်ဆက်မှာလာနော်မလာရင်ငါထီကိုပိတ်ပြစ်လိုက်မှာငဘဲဥ
ပိတ်ပလိတ်ကျိတ်ဆိုဟာအထီးနဲ့လိုက်ဆောင်ပေးတယ်ဝေမိုးဟာထွက်ပြေးတယ်အာပါတရာယူရင်ပြေးရင်ပျော်နေတဲ့သူတို့နှစ်ယောက်ကိုထီးဆောင်သွားကြသောចောင်းသားတွေကအထူးဆန်းကြည့်နေကြပါတယ်အမိုးအောက်ကိုပထမဦးဆုံးအပြေးကလေးဝင်တာပြည့်ဖြစ်တယ်ပြည့်ရလွယ်အိမ်မှာထီးတစ်ချောင်းပါတာကိုအားလုံးသိပါတယ်သို့တော်ပြေးကထီးကိုမထုတ်ပဲအမိုးအောက်သို့ပြေးဝင်ကမိုးကိုလိုက်တဲ့အတွက်ထီးတစ်ချောင်းကိုနှစ်ယောက်ဆောင်းထားသောဗလာကြီးနဲ့မိုးစုံတွေပြီးတော့အထီးမပါသောအိမ်ပြေးတို့ပါလိုက်ဝင်လာကြပါတယ်ပြေးအိမ်ပြေးကိုအားနာပါတယ်တကယ်လို့သူထီးတုံဆောင်လျင်ထီးမပါသောအိမ်ပြေးနဲ့ပေစီကိုမိုးရည်ထဲမှာတီတိုင်ထားပြီးမဖြစ်ဗလာကြီးနဲ့မိုးကကိစ္စမရှိချစ်သူတွေမို့အသင့်တော်ပါတယ်အိမ်ပြေးကသူမကိုဖွင့်ပြောထားပြီးဖြစ်တော့လေပြည့်ရင်ထဲမှာဘလို့မှမနေအခုမိုးရီရွာတော့အမိုးအောက်ကိုအမတ်တမဲ့ပြေးခွင်မိတာကတိတာလုံးနေအိမ်ပြေးနဲ့တူထီးမဆောင်ခြင်းမှာမိုးကလေဟေးရုတ်တရက်ကြီးဟုတ်တယ်ဒီမိုးကိုဘလို့ခေါ်တယ်လဲသိလားဗလာကြီးကမိုးကိုမေးတော့မိုးကမိုးကြောင်မေးတော့မိုးကဘာမိုးလဲဆိုတော့မသိဘူးလို့ဖြေတာပေါ့အဲ့ဒီမိုးကိုရီးစားကတ်မိုးလို့ခေါ်တယ်။ဘာရီးစားကတ်မိုးဟုတ်လား။ဟုတ်တယ်သမီးရီးစားဆိုတာကိုချစ်သူနဲ့နီးနီးကက်ကက်နေချင်တာပဲလေ။အခုလိုမိုးကရွာချလို့ထီးဆောင်ရတော့တရားဝင်ကက်ခွင့်ရသွားတာပေါ့။ဒါကြောင့်ခေါ်တာ။အောင်မဒါဆိုရင်ဒီအမိုးကိုလည်းရီးစားခွာအရေးလို့ခေါ်တယ်မှတ်ထားလိုက်။ဗလာချင်းနဲ့မိုးတို့အပြန်လန်းစကားကြောင့်ပြည့်စိတ်တဲ့အာနာတာရောမျက်နာပူတာရောတွဲကမိုးတွေတဲတဲမဲမဲရွာနေတဲ့လမ်းကိုငေးပြီးမတိကျအောင်စောင့်နေရပါတယ်။ပေစီကအိမ်ပြေးကိုဟိတ်ကောင်ကြားလာဟုလန့်စာတော့ထိုအချိန်မှာမြင်လိုက်ရခြင်းဖြစ်တယ်။ပြေတအံတော်နှကန်းကလေးဟာသွားပါတယ်။စိုးနဲ့ဘဲဦးဟုတ်ပါတယ်။ဘဲဦးကထွက်ပြေးနေတာကိုစိုးကရီမောပျော်ရွှင်စွာထိလိုက်စောင်းပေးနေခြင်းမှာခဏလေးတွင်ပဲထိုမြင်ကွင်းကိုအားလုံးမြင်သွားကြပါတယ်။စကားအတန်တော့ထွက်မလားတယောက်နဲ့တယောက်အတန်မဲစွာအတိတ်ပဲများစွာနဲ့ကြည်ကြပါတယ်ထိုအချိန်မှာပေစီတံမှတောက်ခောက်တန်ပြင်းပြင်းကိုကြားရတယ်သူ့ကိုထီအတင်လိုက်မိုးပေးနေတော့စိုးကိုကိုရှိန်တက်ရင်ပြုံးကြည့်နေလိုက်ပါတယ်စိုးဟာပြောနေပုံရတယ်ပြီးတော့ရီမောရင်ပြေးအောင်လေးဟုထက်ဆော့ခြင်းနဲ့သည့်ကလေးလိုမခံကြအောင်စားတယ်စိုးဤရွှေရင်ဆောင်သည်ပြေးလွှားစော်ကစားရတဲ့အတွက်လိုက်ခုံနေပါတယ်ဝေမိုးဘာမပြောညာမပြောစိုးဤလက်ကလေးတွေကိုစုပ်ကိုင်းလိုက်ပြီးစိုးနင့်ကိုငါချစ်တယ်စိုးရုတ်တရက်ကြောင်သွားတယ်ပြီးတော့မျက်လုံးကိုဖြူကနှက်ခမ်းကိုမဲပြရင်ငပဲလာစမနေနဲ့ငါလက်ကိုလှော့မလွတ်ဘူးဆိုစလာမဟုတ်ဘူးတကယ်ချစ်တာလွတ်တော့လွတ်ဆိုချစ်တယ်မိုးဝရုတ်တရက်တဲနေရာမှာဖြော့ကျသွားပါတယ်မြင်ကွင်းကိုတဲတဲကွဲကွဲအားလုံးမြင်လိုက်ရတယ်မိုးရေများနဲ့စိုးစွနေတော့မင်းကလေးတယောက်ဤလက်ဖွားတစ်ဖက်သည်မိမြအေးဆန်မာကြောတလဲဆိုတာကိုဝေမိုးကပါးနဲ့စမ်းသက်ခွင့်ရသွားပါတယ်အထိတ်တလန့်အော်တန်3-4ခွန်းသူတို့တငယ်ချင်းတွေထံကထွက်လာပါတယ်ဖွေးဖွေးကလေးသာရှိတော့သောမိုးဆန်များတဲ့သူနေကြီးကဖျားဆင်းဝင်းပါလာ၏မယုံနိုင်စရာမိုးတိတ်သွားပြီဖြစ်လေသည်ဝေမိုးချကနေလှည့်ထွက်သွားသည်ကိုအားလုံးမြင်လိုက်ရလေသည်ဘယ်တော့မှမဖြစ်နိုင်ဘူးဟုထင်ရတဲ့အဖြစ်ပြက်များသည်ခိုင်ခိုင်မာမာလှလှပပတသက်ရက်ကိုဖြစ်ခဲ့ပါတယ်။သို့တော်တိတ်တဆိတ်ပင်ထိုအဖြစ်ပြက်များဖြစ်သွားခြင်းဖြစ်ပြီးအားလုံးကလည်းထိုအဖြစ်ပြက်များကိုလက်ခံခဲ့ရတယ်။စိုးသူ့ကိုဘယ်တော့မှမချစ်ခဲ့ဘူး။အဲ့လိုဒိတ်ပဲရတဲ့အနေထိုင်အပြုတ်မှုမျိုးတွေနဲ့သူနဲ့ငါနဲ့ကြားမှာတခါမှမရှိခဲ့ဘူး။စိုးသူ့ကိုနှစ်လိုခင်နေဆိုတော့အမှန်ပဲ။ပဝင်းချင်းကပြောကြတဲ့စကားကိုလည်းရီစရာလိုပဲသဘောထားပြီးအပြင်းပြေးတောင်နောက်နေကြသေးတာ။အဲ့ဒီကမှဘလို့ဖြစ်ပြီးသူ့စီကအဲ့လိုစကားမျိုးပြောချလိုက်တာလည်းမသိဘူးမထင်မှတ်တာပြောတော့မထင်မှတ်တာဖြစ်တာပေါ့စိုးရဲ့စကားဆုံးတော့တငယ်ချင်းတွေအားလုံးငြိမ်စိတ်နေကြတယ်စိုးရှင်းပြသောစကားတွေမှာဘသူကိုဆိုတော့ဥတီတီမပါပဲအားလုံးကိုရှင်းပြနေသည်ဟုအဓိပ္ပာယ်ရပါတယ်စိုးအဲ့အနေကမိုးရီထဲမှာအမတ်တမဲ့ပျော်လိုက်မိတာကိုများသူကစိတ်ပြောင်းပြီးအဲ့ဒါတော့လုံးဝမဖြစ်နိုင်ဘူးမို့အရင်တုန်းကစိုးနဲ့သူဒီထက်တောင်မှလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နေခဲ့ဘူးသေးတာပဲဆိုသူ့ရဲ့ပကုံးပေါ်မှာတောင်ခေါင်းမိပြီးအိတ်ခဲ့ဘူးသေးတာပဲလူတွေဟာပြောင်းလဲတတ်တယ်နော်ရိုးသားပွန်လင်းတာအတိုင်းတာတစ်ခုတည်းပဲကောင်းပါတယ်ဟုတ်တယ်ပြီစိုးလေတငယ်ချင်းတွေအားလုံးရှိနေတော့မှဒီလိုအမားမျိုးလုံးလိုက်ပြီးတာကံကောင်းတယ်လို့ဆိုရမှာပဲတယောက်တည်းဆိုမလွယ်ဘူးဒီကောင်ငါတို့စီကိုလုံးဝပြန်မလာတော့ဘူးလို့နင်းထင်သလားဆိုအဲ့တော့စိုးလည်းမပြောတတ်ဘူးပေးစီရဲ့တွေးမှမတွေးတော့တာတွေးရင်စိုးကသူ့ကိုပြင်နိုင်ပါတယ်ကြောကုန်းကိုနှစ်ချက်လောက်ထုပြီးတော့ပေါ့လောက်ပြန်ပြီလားမရွှေဆောင်ပြည့်စကားကြောင့်ရေတံခတ်တူတူဟိုတစဒီစထွက်လာပါတယ်အရင်တုန်းကလိုပျော်ရွှင်စီလွင်သောရေတံအုပ်ကြီးများသူတို့ဝိုင်းမှာပျောက်နေတာကြပြီဖြစ်တယ်ဒီနေ့ကျောင်းတက်ရဲ့နောက်ဆုံးနေ့ဆိုတော့သူတို့ဝိုင်းနေမဟုတ်တခြားဝိုင်းတွေလည်းဒီလိုပဲဖြစ်တယ်သို့တော့သူတို့ဝိုင်းကပိုသေးကိုထင်ရပါတယ်စိုးကသူ့ကိုစိတ်မဆိုးဘူးဆိုတာသိစေချင်လို့ပါရုတ်တရက်ရှက်ပြီးဒေါသဖြစ်သွားတာပဲရှိတယ်ဆိုတာယုံစေချင်လို့ပါဒီနေ့ကျောင်းနောက်ဆုံးနေ့နော်ပေစီစကားတန်ကတိုးတိတ်ပြီးတခုခုကိုရည်ညွှန်းနေရန်တူတယ်ခဏကြာတော့အသီးသီးရည်ရွယ်မှုတူညီရာစီတို့ထွက်သွားကြပါတယ်ပြေတူးတဲ့ကြံရိတ်ခဲ့ဖို့ကောင်းတော်လေပေစီရရှိနေသေးတယ်ပြေကျွန်တော်တို့ကမ်းမောင်မို့လမ်းလျှောက်ကြရအောင်နော်ပြေ
ပြည်တက်ပြင်းဖြည်းဖြည်းကလေးချရင်ထိုင်ရမှထားလိုက်ပါတယ်မိန်းကလေးဆိုတာလက်ခံသည်ဖြစ်စေငင်းဆန်သည်ဖြစ်စေနှစ်ခုစလုံးကိုတည်ငြိမ်အောင်တည်တက်အောင်ကြိုးစားရသည်မဟုတ်လားပေစီကဘဲဦးနဲ့အစားတွေ့ကြပုံတွေကိုမမေးရပဲအေးအေးဆေးဆေးပြောပြနေတယ်လွမ်းစရာကောင်းသောပုံရိပ်များသည်စကလုံးတွေလွင့်လာတိုင်းပုံရိပ်တွေကစိတ်ကာလာတယ်စကားတွေကုံသွားတော့ပေစီတိတ်သွားတယ်နဘေးမှာငြိမ်သက်စွာနားထောင်နေတဲ့ပြည့်ကိုနှစ်လို့ဖွယ်ရငေးတယ်ပြေးဒီနေ့တော့ကျွန်တော်ကိုကွယ်ပြပြရှိတဲ့စကားတစ်ခွန်းလောက်တော့ပြောဖို့ကောင်းတယ်ဆိုတာပြည့်တည်မှာပါဆာမီဝဲကလည်းရှိနေတယ်လေကျွန်တော်စိတ်အေးလက်အေးနဲ့ဆာမီဝဲကိုဖြည့်ခြင်းတယ်ပြေသူ့ကိုသူအတိငြိမ်ဆုံးဖြစ်အောင်ပြုပြင်လိုက်ပါတယ်ပြေကိုပေစီကိုခံပါတယ်တဘဝလုံးခင်မင်ရတဲ့ယုံကြည်ရတဲ့တငယ်ချင်းတယောက်ဖြစ်တိုင်ပင်ရင်းနှီးကြရင်အဲ့လိုနေသွားခြင်းတယ်ပြည့်ရင်ထပ်မစင်းစားတော့ဘူးလားအဖြစ်နိုင်ဆုံးနဲ့အကောင်းဆုံးအခြေအနေကိုပြေဆုံးဖြတ်ခဲ့တာပါကျမကိုပေစီစီကခင်မင်မှုကိုတော့အဆုံးရှုံးမခံချင်တာတကယ်ပါပြည့်ရင်ဖွင့်ပြောပြီးမျောလင့်ပြီးတော့မှတရေဘွားမှာဘလို့နေရတော့မှလဲတငယ်ချင်းဆိုတဲ့စီနဲ့အဲ့ဒီတက်ပိုးနေတဲ့ခံစားမှုမျိုးနဲ့ပြည့်နာမှာနေရမှာကျွန်တော်အတွက်ငရေပါကျွန်တော်အရှင်းလန်းဆုံးသိခွင့်ရတဲ့အတွက်ကျေနပ်ပါတယ်ပြည့်ခွင့်ပြုသလိုကျွန်တော်စိတ်ကခိုင်မာပြီဆိုရင်ကျွန်တော်ပြည့်စီကိုပြန်လာခဲ့ပါမယ်ပေစီပြည့်နာမှာထွက်သွားပါတယ်ပြည့်လမ်းမတားမိပါတိတ်ဆိတ်စွာပဲနေလိုက်ပါတယ်လူတစ်ယောက်ကကိုပီစာကိုဖြောက်ပြလိုက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါအဲ့ဒါကိုရမင်းပြည့်နှစ်ကာယုံကြည်ပါတယ်ကျောင်းသားကျောင်းသူများတိတ်တဆိတ်ထွက်ခွာသွားကြတဲ့အတွက်ကျောင်းသည်တဖြည်းဖြည်းတိတ်ဆိတ်လာပါတယ်ဒီတတော့ဟိုတတော့ရှောင်းနေကြတာတော့ရှိသေးတယ်တိုးတော်အားလုံးဥတီ၍သွားနေသည့်နေရာကထွက်ပေါက်ကိုသားဖြစ်တယ်ဒီနေ့ကျောင်းနောက်ဆုံးနဲ့စာမေးပွဲပြီးပြီလေကျောင်းရဲ့တက်တန်းနောက်ဆုံးချိန်ဖြစ်တယ်ပြည်တိတ်ဆိတ်စာပြုတ်နေတဲ့ကန်တင်းထဲမှာငိမ့်ငိမ့်ကလေးထိုင်နေပါတယ်တချိန်ကဒီနေရာမှာအော်ခဲ့ပြောခဲ့ရီမောခဲ့ကြတာဟုတ်မဟုတ်ရဲ့လားဆိုတော့တန်တရားဖြစ်เสียကောင်းတော့အောင်ပင်ကန်တင်းတီတိတ်ဆိတ်၍နေပါတယ်ပြေကထိုင်နေကြနေရာကလေးမှမထိုင်ပဲကရိုက်တာပေါင်းမှုအောက်ကအုတ်တိုင်လေးနှစ်ဘေးကစပွဲမှထိုင်လိုက်ပါတယ်တငယ်ချင်းတွေနဲ့ဆိုရင်တော့ထိုင်နေကြခုံမှထိုင်ပြေးကြမှကျင်းနေပြီအခုတော့တယောက်တည်းမဟုတ်လားဘဲဥဟင်းမလားအမစပွဲတို့ကောင်လေးကရင်နွေးအိုးနဲ့အကျန်းပကံချပေးရင်ကအမိတယ်ပထမတော့မစားတော့ဘူးလို့ပြောဖို့ရည်ရွယ်လိုက်သေးတယ်သို့တော်ကောင်ကအလူလူငိမ့်မိသွားပါတယ်ဘဲဥဟင်းနဲ့ထမင်းဝမ်းတန်းတလုံးရွယ်ဟင်းကြိုချမိန်စပွဲတိုးလေးကသူစားနေကြပုံစံကိုအော်ရင်ထွက်သွားပါတယ်ပြေမေးလေးကိုလက်ကလေးနဲ့ထောင်ရင်တိတ်ဆိတ်မှုထဲမှာရည်ရွယ်ရမယ့်အဝေးကိုငင်းနေမိတယ်ဘဲဥဟင်းနဲ့ထမင်းရောက်လာတယ်ဟင်းခွက်ထဲမှာငိမ့်သက်နေတဲ့ဘဲဥတစ်လုံးနဲ့အနည်းများများကိုတွေ့ရတယ်သူစုံကလေးကန်ရင်ဘဲဥကိုအသာထိုးကြည့်တယ်ဘဲဥလေးကတစ်ချက်လောက်ပြီးငိမ့်သွားတယ်သူဘိုင်းထဲနဲ့ဆာလာတော့လေမစားဖြစ်ပါဘဲဥနဲ့နောက်တစ်ပွဲစားမယ်ဘဲဥနဲ့ပဲဝမ်းစပွဲတိုးလေးရဲ့အော်တန်ကြောင့်ဘာရင်မဟုတ်ပေါင်းမိုးရဲ့အုတ်တိုင်ကလေးမှာအော်တန်လာရသူခေါင်းပြူ၍ကြည့်မိအောင်ရင်တစ်ချက်ငိမ့်ငနဲ့ခုံသွားပါတယ်မျောလိမ့်ထားခဲ့တယ်သို့တော့အထဲမဲ့မထားခဲ့စိတ်ကူးခဲ့သည်ကိုရေစရာဟုသဘောထားခဲ့တယ်မယုံကြည်ခဲ့အခုတော့တကယ်ပါလားသူဝေမိုးတိတ်တဆိတ်ပဲနေပါတယ်အခုနေစကားထပြောထရီလှုပ်လျင်သူ့ကိုကန်တင်းထဲကဈေးသည်တွေကလွတ်သွားပြီဟုထင်ကြလိမ့်မယ်ကန်တင်းထဲကအချိုးဆိုင်တွေဆိုတိန်းတောင်ကုန်ကြပြီသူဘာဖြစ်လို့ဒီနေရာကိုရောက်လာခဲ့တာလဲအမတ်တမဲရောက်လာတာပါဟုသူမညာချင်ပါဒီနေ့ဒီချောင်းကိုတရဝင်လာခွင့်ရှိသောနောက်ဆုံးအကျိန်ဟူသောအသေးကတွန်းပို့သည့်ခံစားချက်ကြောင့်သူရောက်လာခဲ့ပါတယ်သူဒီနေ့ဒီနေရာမှာနေခွင့်ရသည့်အထိနေဖို့ဆုံးဖြတ်လိုက်တယ်သူအတွေးကိုရရင်လက်ဖက်ရည်တစ်ခွက်လမ်းမှာဖို့စိတ်ကူးပါတယ်ဒါပေမဲ့ဆိုင်ကခုံတွေသိမ်းခွက်တွေသိမ်းလုံးနေပြီးသူရဲ့လက်ဖက်ရည်တစ်ခွက်နဲ့ထိုင်ဆောင်ဖို့ကမဖြစ်နိုင်ဒါနဲ့မမဖြစ်တော့ထို့စင်မှာထမင်းဆိုင်ကစပွဲတူလေးကထမင်းနဲ့ဟင်းမကန်တွေကိုကင်ပြီးတော့ထွက်လာတယ်ဒါပေမဲ့သူ့ခုံကိုတော့မဟုတ်သူလမ်းခေါ်ပြီးလုပ်ပြီးမှဟိုဘက်ခုံမှလည်းလူရှင်းနိုင်တာပဲဟုတွေးပြီးမခေါ်ဖြစ်တော့ပါဒါပေမဲ့စပွဲတူကလေးကအေးအေးလူလူပင်ခုံတစ်ခုံမှထိုင်ချလိုက်ပြီးသူ့ကိုပြုံးပြပါတယ်သူနားမလဲပါငါမလာကိုဒီကောင်မသိဘူးဆိုင်ထဲကိုလမ်းကြည့်တော့ဆိုင်ထဲမှာထမင်းပြင်နေတာမတွေ့ရသိကြပြီဟိတ်ကောင်ငါထမင်းမှာထားတယ်လေပို့ပြီးပြီလေစပွဲတိုးလေးကနားမလည်နိုင်စွာပြန်ပြောသည်ကိုသူနားမလဲဒီမှာဘယ်မှာချရသေးလို့လဲဝေမို့ဒေါသတတိရှေ့ရဘာမှမရှိသည့်ခုံကိုလက်ဖြင့်ခက်ချမ်းပုတ်ပြီးပြောတော့ကောင်လေးကြောင်းလန့်သွားပြီးဟိုဟုစကားထိတီးထင်းငေါ်နဲ့နောက်သို့လှည့်ကြည့်ရာဝေမိုးသူကြည့်ရဘက်သို့လိုက်ပြီးလှည့်ကြည့်လိုက်တော့ဝေမိုးအမြင်သည်ပြတလဲဝါတလဲစိမ့်တလဲဖြစ်သွားပါတယ်သူရှမင်းပြေရပြုံရင်ထမင်းပကံတွေတဲလာပါတယ်ဝေမိုးထိုင်နေရမလို့ဝိုင်းကူတဲရမလို့နဲ့ဘာမှမလုပ်ဖြစ်လိုက်ဟိတ်ကောင်လောင်ဒီဘဲကိုလေးစိတ်ပြီးတော့အချင်းကြီးစမ်းပြီးဒါကိုလည်းသူပြောသလိုပဲလုပ်ခဲ့နော်
ပြီးတော့စပွဲတုတ်ကလေးထန်သူသူ့ရဲ့အင်းခွက်ကိုထိုးပေးပါတယ်စပွဲတုတ်ကလေးကဝေမိုးကိုပြုံးပြရင်တီးဘူးလေအမရောက်နေတာဆိုတော့အတူတူပဲထိုင်မှာမှလို့ပေါ့ကဲဟိတ်ကောင်တော်တော့ကွာကလေးကိုသွားမအော်ပါနဲ့သူမားတာမှမဟုတ်တာဝေမိုးကပြည့်နေမျက်နှာချင်းဆိုင်လိုက်ပါတယ်မြုံဝန်းလေရင်ထဲလိုက်ကနေနှက်ခမ်းကိုတင်းတင်းစိတ်ထားတယ်ခေါင်းကိုတစ်ဖက်သို့လွှဲတယ်နှလုံးသားကတော့ရင်ထဲမှာရှိနေတာမို့လှဲ့လို့ပြောင်းလို့မရဟုတ်ပါတယ်ကျွန်တော်မားတာပါဘာဖြစ်လဲပြီးတာပြီးသွားပြီပဲခက်ဆက်ဆက်ပြောလိုက်တဲ့ဝေမိုးအတန်ဆုံးတော့ပြေးကပြုံးပါတယ်ဝေမိုးကလည်းဘာပြုံးတာလဲဆိုတဲ့သဘောနဲ့မျက်မှောင်ကျုပ်ကြည့်တယ်ပြေးရတော့မားတယ်လို့မထင်ပါဘူးလူတစ်ယောက်ကကိုယ့်ဗီဇာကိုဖျောက်ခဲနိုင်တယ်ဆိုတာသိပါတယ်ဝေမိုးဖြစ်စကားကိုမျက်မှောင်မကျုပ်ဖြစ်ပဲစဉ်းစားပါတယ်တိုးတော့အဖြစ်မရဘာလဲဘာသဘောလဲကိုဝေမိုးရွေးတာကိုပေါ့ရွေးတာဟုတ်လားဟုတ်တယ်လေကိုဝေမိုးစိုးကိုရွှဲပြီးတော့ဤစားစကားပြောလိုက်တာပြည့်တည်တာပဲဘာစိုးဟာဒီတိုင်းပြောသွားသလားပြောသွားသလားပြည့်ထက်ပြီးပြုံးနေတဖြည်းဖြည်းအပြုံးတွေကအနာယူသည့်အပြုံးနဲ့တူတူလာနေတယ်စိုးကမပြောပါဘူးအားလုံးကလည်းကိုဝေမိုးထင်စေခြင်းလို့တကယ်လို့ပဲထင်တာပါပြည့်တယောက်ပဲအဲ့ဒါကိုသိတာမဟုတ်ဘူးလုံးဝမဟုတ်ဘူးဘသူပြောတာလဲပြည့်တီလုံးဝအနာရသောအပြုံးကိုပြုံးလိုက်ပြီးစိုးရီးစားစကားမပြောခင်ပြေတို့ဘက်ကိုတစ်ချက်လဲကြည့်လိုက်တဲ့အကြည့်အပြောတာပါအဲ့ဒီကြည့်ကိုတွေးလိုက်ကြတဲ့ကိုဝေမိုးရွှေတော့မယ်ဆိုတာပြည့်တည်တာပဲဘဲဥအကြောင်းကိုဝေမိုးကပြောတာလို့လည်းပြောလို့ရတာပဲကဲလိန်ရောမလားကန်တင်းတီတိတ်ဆိတ်သွားပါတယ်ဝေမိုးကောင်းကိုမော်ပြီးရမင်းပြေကိုကြည့်တယ်ပြေကမြဝန်းတွေကိုမဖဲပါဝေမိုးကိုစိုက်ကြည့်ထားလိုက်ပြီးအလားဆုံးအပြုံးကိုပြုံးထားသေးတယ်ထို့ချိန်မှာပင်စပွဲပေါ်မှာအตาရချထားတဲ့အပြည့်ရဲ့လက်ကလေးကိုနှွေးထွေးမှုတစ်ခုကရုတ်တရက်ခေါင်းအော်လိုက်ပါတယ်မြဝန်းကလေးရင်တို့မလိန်တော့မရွေးတော့ပါဘူးစွမ်းအားလည်းမရှိတော့ပါဘူးစိတ်ကသာရွှဲနေတယ်ခံစားမှုကတက်တယ်ကြီးပါမြဝန်းလေးရင်ချစ်တယ်နော်ပြည့်ပြုံးနေတော့မြဝန်းများလွင်းတက်သွားပါတယ်လွင်းတက်သွားမှာပေါ့ရှင်ခုံတန်ကအောက်ကနေရိုက်ပြစ်လိုက်တာကိုမြဝန်းလေးချစ်တယ်နော်ဘဲဥနောက်ဘယ်တော့မှမရွေးရဘူးနော်တိတ်ဆိတ်သွားကြပြန်တယ်သို့တော့ထိုတိတ်ဆိတ်မှုသည်အဆူညံဆုံးအော်ဟစ်နေကြောင်းကိုတိတူကသူတို့နှစ်ယောက်ထဲသာဖြစ်တယ်ဟာဟင်းခွက်မှာသွားပြီဒါအမခွက်ဒါစပွဲတိုးလေးကအကြောက်ကြောက်ရွံ့ရွံ့နဲ့ဟင်းခွက်တွေကိုပြုပြင်ဖို့လုပ်တယ်မလိုတော့ဘူးကွာမင်းပြင်မနေနဲ့တော့ဒိုးနှစ်ယောက်ကအတူတူဖြစ်သွားပြီဗျာမလိုတော့ဘူးမပြင်နဲ့တော့လို့သွားတော့စပွဲတိုးကလေးကအပြည့်ကိုလမ်းကြည့်ပြန်တယ်ရှက်ရှက်နဲ့ပြုံးနေတဲ့ပြည့်ကိုလည်းစပွဲတိုးကလေးနားမလဲပါနောက်ဆုံးဦးချောင်းချောင်းနဲ့ထွက်သွား၏စပွဲတိုးကလေးဤနားမလည်နိုင်ခြင်းကိုကြည့်ပြီးပြည့်နေဝင်မှုပြိုင်တူရေးလိုက်ကြပါတယ်လောကတွင်ဘယ်သူမှနားမလည်နိုင်သောအရာကိုနှစ်ဦးနှစ်ယောက်နားလည်နေခြင်းကိုအချစ်ဖြစ်သည်ဟုအချစ်ဤဖြစ်နိုင်ခြင်းများထဲမှတစ်ခုအဖြစ်သက်သေပြခြင်းနေမိပါတယ်ပရိသတ်များရှင်ဇလန်းလေးတင်ဆက်မှုဒီမှာပဲပြီးဆုံးပါပြီရှင်ဆက်လက်ပြီးတော့ပရိသတ်တွေရဲ့ခီရိုရဲ့ channel ကနေပရိသတ်တွေရဲ့ရင်ထဲကိုတည်ငါလေးပဲဖြစ်ဖြစ်အပျော်တွေကိုကူးဆက်ခံစားရရှိစေဖို့အတွက်အခြေဝတ္ထုဟာသဇလံလေးတွေကိုတည်ဆောင်လာခဲ့ပြီးအောင်မှာဖြစ်တာကြောင့်ဝင်ရောက်အားပေးနာဆင်